ဆိုတော့အခုကျွန်တော်တို့ဒီမှာဘုံတော့အကြောင်းသင်ခန်းစာ15ခုနဲ့ကျွန်တော်တို့သင်တယ်ဒီ15ခုလုံးကအသက်တာမှာတကယ်အခြေခံပဲဒီနေ့ကျွန်တော်ဆရာကြီး Kim Clement ဆိုတာ Kim Clement ဆိုရဲprophet ပေါ့နော်အခုကမရှိတော့ဘူးဘုံတော့ဝင်စားသွားပြီတကယ်ကဘာရက်ကနေတအားလေးစားကြတယ်ဆရာကြီးကိုဆရာကြီးကမနစ်ကဘုံတော့ဝင်စားသွားတယ်သူကဆရာကလူငယ်တဲ့10နှစ်လောက်တည်းကသူက prophet ပြုလာတယ်သူကအမေရိကန်နိုင်ငံသားကိုသူတို့အမေရိကန်မှာဒေါ်နယ်ဆိုတဲ့လူတယောက်ကသမ္မတဖြစ်လာမယ်ဆိုတဲ့အကြောင်းအဲ့တုန်းကအခုဒီလက်ရှိတက်နေတဲ့ Donald J Trump ကသမ္မတ Donald J Trump ကနိုင်ငံရေးလုပ်ဖို့တော့မှလုံးဝဘာမှတော့အတွေးမရှိသေးဘူးစီးပွားရေးသမားပဲဒါပေမဲ့ तू က Donald ဆိုတဲ့လူတယောက်ကတက်မယ်တကယ်ကို hot blood ပေါ့နော်တကယ်ကိုသွေးဆူတဲ့သူပေါ့နော်မြန်မာလူတကယ်ကိုအဲ့လိုလူမျိုးကိုဖျားရှံတင်မယ်တတိုင်းဆောက်ဖို့ဖျားရှံလူတယောက်ကိုခွဲခန့်တယ်ဆိုတဲ့အကြောင်း तू တေချာ prophet ပြုတာ Kim Clement ဆိုတာ तूတကယ်ရွေးကောက်ပွဲပြိုင်တဲ့အချိန်မှာဆရာကြီးကမရှိတော့ဘူးဒါပေမဲ့သူ prophet ပြုချက်တွေကကြံခဲ့တယ်သူကဘာကြီးကဖျားရှံအသုံးပြုတယ်ဒီ Israel ဝန်ကြီးချုပ် Benjamin Netanyahu တို့နဲ့လည်းသူသိတယ်သူက9နှစ်သူကတော်တော်လေးကိုတော်တောင်အာဖရိကနိုင်ငံသားပေါ့နော်အရင်တော့ဆက်စချင်းတော့သူအမေရိကမရွှေ့ပြောင်းနေမှာတောင်အာဖရိကမှာသူကလူဖြူက18ရာခိုင်နှုန်းပဲရှိတယ်ကျန်တဲ့ဟာလူမဲတောင်အာဖရိကမှာဘယ်လိုမျိုးတွေကွဲနေလဲဆိုတော့ကပ်ပလီအစ်စ်ရှိတယ်ကပ်ပလီအစ်စ်က80ရာခိုင်နှုန်းလောက်ရှိတယ်နောက်ပြီးရင်နောက်တစ်မျိုးကပါလဲဆိုတော့ကပ်ပလီနဲ့အဖြူနဲ့ကပြားရှိတယ်ဆိုတော့ကပ်ပလီတွေကလည်းအဲ့အဖြူနဲ့ကပ်ပလီကပြားကိုစင်းမသွင်းအဖြူတွေကလည်းတိတ်အပေါင်းသူတို့နိုင်ငံကခေတ်ဆက်ပေါ့နော်ဒီ1990ကျော်မှာ92 93ဖြစ်မယ်တင်Nelson Mandela တက်မှာဒီလူမျိုးရေးခွဲခြားစနစ်တွေကပျောက်သွားတာအမေတကယ်နိုင်ငံကြီးဖြစ်ပြီးတော့မှလူနည်းစုအဖြူတွေကအုပ်ချုပ်တာအဖြူမမ2မျိုးပြန်ကွဲပြန်တယ်အဖြူမမအဲ့ dash လူမျိုးကျွန်တော်ရဲ့ဝိညာဉ်ဖခင်ဆရာကြီး Craig က dash ဒီတောင်အာဖရိကမှာမွေးတဲ့ dash လူမျိုးအဖြူပေါ့နော်ပြီးရင်သူတို့ပြောတဲ့စကားအဲ့ dash စကားဟို dash ဒီ Netherlands dash စကားနဲ့သူတို့ကွာတယ်ဒါပေမဲ့တောင်အာဖရိကမှာပြောတဲ့ dash စကားတစ်မျိုးပေါ့နောက်ထပ်အဖြူတွေက English လူမျိုးပေါ့ကျွန်တော်ရဲ့ဝိညာဉ်မိခင်ဆရာမကြီး Kathy Gutse ကသူက English သူတို့နှစ်ယောက်ကအဲ့လိုအဖြူဆိုမဲ့လူမျိုးမတူသူတို့ညားကြတာဆိုတော့အဲ့မှာအဲ့တော့အဖြူမှာလည်း2မျိုးရှိတယ်အနက်လူမဲရှိတယ်လူမဲကပြားရှိတယ်ပြီးရင်နောက်တစ်မျိုးကအိန္ဒိယလူမျိုးရှိတယ်သူတို့လူကြီးက300ခိုင်နှုန်းရှိတယ်ဒီအိန္ဒိယလူမျိုးတွေအများစုကတောင်အာဖရိကမှာစူပေါင်းအခြေချတယ်ဆိုတော့ဒီလူမျိုး5မျိုးနဲ့ပြဿနာအများများတဲ့နိုင်ငံပေါ့နော်ရွာတွေမှာဆိုတချို့ရွာတွေအဖြူတွေမသွားရအောင်တချို့နေရာသူတို့အဲ့လိုမျိုးသတ်မှတ်ထားတာဘယ်ကျောင်းဘယ်ပညာရေးစနစ်ဘယ်လိုသွားမယ်ဘယ်သူကဘယ်ဘက်စကားပဲဆန်ဘယ်သူကဘယ် area မှာပဲနေရမယ်အဲ့လိုသတ်မှတ်ထားတာသူတို့အစိုးရကတင်းကျပ်တဲ့ဥပဒေနဲ့သတ်မှတ်ထားတာအမှကြီးပြင်းလာတဲ့သူက9နှစ်တည်းကသူမိဘတွေကသူ့ကို piano သင်ပေးတာသူကမောင်နှမ4ယောက်ရှိတယ်မောင်နှမ4ယောက်ရှိတဲ့မှာအဲ့ဆရာကြီး Kim Clement ကသူက9နှစ်အရွယ်ရနဲ့ piano စနေရတီးတာသူကတကယ်ကို musical talent ပဲ9နှစ်လောက်အရွယ်မှာသူတော်တော်လေးကိုသူကျွမ်းနေပြီ9နှစ်10နှစ်ဆိုသူတော်တော်လေးကျွမ်းနေပြီသူအဲ့အချိန်မှာအရန်အချိန်ရနေပြီ9နှစ်အရွယ်ရောက်တဲ့အချိန်မှာသူကစလိတ်စတော့တယ်သူ့အမေအဖေကဘာမှမတာအောင်ဆိုတော့အဲ့လိုပြောလို့သူမိဘတွေကကိုချင်းစာရိတာမကောင်းလို့မဟုတ်ဘူးတဲ့သူမိဘတွေကအရန်အမြင်ပွင့်လင်းတယ်အဲ့လိုမျိုးပေါ့နော် liberal အရန်ဆန်တာဟိုသားသမီးကိုဘာလို့မလို့အောင်မပြောဘူးကိုယ့်ကူပဲအကုန်မြင်တာသွားပလိစီဆိုပြီးထားတဲ့မိဘတွေနဲ့သူကြီးပင်တာဖះကိုလည်းမယုံသူမိဘတွေကဆို10နှစ်လောက်10နှစ်နောက်ပြီးတော့အဲ့လိုပေါ့တဖြည်းဖြည်းနဲ့17နှစ်သူအသက်အရွယ်တဖြည်းဖြည်းနဲ့တက်လာရင်ねသူကတော်တော်လေးနာမည်ကြီးလာတာနောက်ပိုင်းမှာဒီစကြော်သက်အရွယ်မှာတော့မှသူက band ကိုသူစထောင်တာ musical band တွေသူ rock guitar တွေသူအများကြီးနားထောင်တယ်သူနောက်တော့မူရစေသူဆွဲတယ် heroin သူတအားသုံးတယ် cocaine သိမ့်မရအောင်ဒီတောင်အာဖရိကမှာ heroin ကိုတအားဆွဲတော့ဆေးတွေလည်းကြောင်တယ်ဆေးကြောင်ပြီးတော့သူဘာလုပ်လဲဆိုတော့သူ့စိတ်ကိုသူထိန်းချုပ်လို့မရအဲ့တော့သူနတ်ဆိုးတွေပါတယ်သူဘာမှမသိဘူးသူမီးဖို့ကြောင်သွားပြီးတော့မှအမှဓာတ်ကိုယူတယ်သူ့ဘိုက်ကိုသူထိုးတာဆေးကြောင်ပြီးတော့သူမသိဘူးအဲ့ဒါမျိုးသူနှစ်ခါဖြစ်ပူတယ်သူပြန်သတိရတဲ့အချိန်မှာသွေးရည်နဲ့ဖြစ်နေတယ်ဆိုတော့ကိုတတ်တဲ့လူသက်ဝိညာဉ်တွေဒီဝိညာဉ်တွေအကြောင်းနဲ့နားလည်ဖို့လိုတယ်ကျွန်တော်အဲ့မလို့စကားဖြတ်ပြီးကျွန်တော်ပြောတာဒီဘုံတော်အကြောင်းပြီးရင်ကျွန်တော် Deliverance School ဆိုတာ online ကနေကျွန်တော်ဆက်တင်မယ် Deliverance School ကသင်ခန်းစာ10ခုပဲရှိတယ်လွတ်မြောက်ခြင်းအကြောင်းအတ္တမှာကျွန်တော်တို့ကလွတ်မြောက်ဖို့လိုတယ်ဆိုတော့အဲ့လွတ်မြောက်ခြင်းနဲ့ပတ်သက်ရင်ဒီကလူတွေလည်းတက်လို့ရတယ်နောက်ထပ် online ကနေလူသစ်တွေကိုလည်းကျွန်တော်ဖိတ်ခေါ်မယ်ခဏလေးเนาะကျွန်တော် notes ကိုကျွန်တော်ပြန်
ရပြီလွတ်မြောက်ခြင်းကြောင့်ကျွန်တော်သင်ခန်းစာ၈ခုနဲ့ကျွန်တော်တို့ထားတယ်နံပါတ်1ကဘာအကြောင်းလဲဆိုရှင်လွတ်မြောက်ဖို့ရန်ခေါ်ခြင်းခံဆိုလူတိုင်းအောင်ဘုရားရှင်လွတ်မြောက်ဖို့ခေါ်တယ်နောက်ပြီးရင် lesson 2ကကြတော့ types and rules of bondage ပေါ့ချီနှောင်ခြင်းအမျိုးအစားနဲ့ချီနှောင်ခြင်းအမြစ်တွေဘာချီနှောင်ခြင်းအမျိုးအစားဘယ်နှမျိုးရှိသလဲ။မှာဒဏ်ရာရတဲ့နှလုံးသား wounded ဟာကျန်းစာမှာဒီဒဏ်ရာရတဲ့နှလုံးသားလည်းချီနှောင်ခြင်းတစ်မျိုးပဲ။ကိုယ်နှလုံးသားဒဏ်ရာရပြီးအသက်ရှင်ရမယ်ဆိုတော့တချို့အမျိုးသမီးတွေအမျိုးသားတွေဘဝမှာဒဏ်ရာနဲ့အသက်ရှင်တယ်လူမျိုးရေးဒဏ်ရာလားဘယ်ဒဏ်ရာလဲ။အဲ့ဒါလည်းချီနှောင်ခြင်းအမျိုးအစားတွေမှာပါတယ်။နောက်ဖိနှိပ်ခံရတာတွေနောက်ကျန်းမာရေးမကောင်းတာကျန်းမာရေးအခြေအနေတစ်ခုရှိတယ်ဒါကိုယ်ချီနှောင်နာတာပဲ။နောက်ငွေကြေးပိုင်းဆိုင်အခက်အခဲရှိတာ။နောက်ဆက်ဆံရေးပိုင်းဆိုင်မှာချီနှောင်ခံရတာကိုဆက်ဆံရေးပိုင်းမှာကိုချုပ်နှောင်တာတချို့လူတွေကနောက်ပြီးနတ်ဆိုးရဲ့ချုပ်နှောင်တာအဲ့လိုချီနှောင်ခြင်းအမျိုးအစားအမျိုးရှိတယ်ပြီးရင်အဲ့ချီနှောင်ခြင်းကဘယ်အမြင့်တရားလာလဲအဲ့ဒါကို lesson 2မှာသင်ပါနောက်ချီနှောင်ခြင်းရှိရင်ဘယ်လိုလက္ခဏာတွေပေါ်လာတတ်လဲနော်မုန်းတီးရတို့ခါးတီးရတို့ဒေါသကြီးရတို့အဲ့ဒါရင်ဆိုင်နေရဆိုအဲ့လူတယောက်ကဒါယောဂလက္ခဏာပဲအတိတ်ကသူ့မှာချီနှောင်ခြင်းပြဿနာတစ်ခုခုရှိတယ်ဆိုတော့အတိတ်ပဲနော်ပုံကန်တတ်တာတွေနော်ပုံကန်တတ်တယ်ဆိုတော့အတိတ်ပဲတချို့လူငယ်တွေမှမဟုတ်ဘူးကိုယ်စိတ်ထဲမှာပုံကန်တတ်တဲ့ဝိညာဉ်သဘောရှိရဆိုအဲ့ဒါချီနှောင်ခြင်းရှိလို့ပဲနောက်ပြီးလို့ရှိရင်ရင်းချက်တဲ့ဆက်ဆံရေးမရှိနိုင်တာအခုခေတ်မှာ Facebook မှာကြည့်ရင်တွေ့လိမ့်မယ်ကောင်းလေးတွေကောင်မလေးတွေချစ်တာပြဿနာမဟုတ်ဘူးဒါပေမဲ့ဘာမှမရင်းချက်နိုင်ဘူးအသက်တာအမှားပဲဘာဖြစ်နေမှမသိဘူးအသက်တွေကတဖြည်းဖြည်းနဲ့အသက်ကရွယ်ရောက်လာတယ်မဲဆယ်ကျော်သက်တွေလိုပဲနေနေတယ်ဆိုတော့အဲ့လိုမျိုးရင်းချက်တဲ့ဆက်ဆံရေးတခုခုမတိဆောက်နိုင်ဘူးဆိုလို့ရှိရင်အဲ့ဒါဘဝမှာချီနှောင်ခြင်းတစ်မျိုးမျိုးရှိတယ်နောက်အဲ့လိုမျိုးပေါ့နောက်သူများကိုထိန်းချုပ်ချင်တာတချို့လူတွေကသူများကိုတအားထိန်းချုပ်ချင်တာရှိတယ်အဲ့ဒါလည်းကိုယ့်အသက်တာမှာချီနှောင်ခြင်းရှိလို့ပဲဆိုတော့ဒီလက္ခဏာတွေကိုကိုယ်ကသိမယ်ဆိုရင်အများကြီးရှိတဲ့လက္ခဏာတွေနဲတာမဟုတ်ဘူးဆိုတော့အဲ့ဒါတွေကိုကျွန်တော်တို့ကသိဖို့လိုတယ်နော်သူများကိုတအားဝေဖန်တတ်တာတွေအနှုတ်လက္ခဏာတအားမြင်တာတွေစကားထစ်တာတွေလိန်ညာတတ်တာတွေဆဲတတ်တာတွေချိန်ဆဲတာတွေစော်ကားပြီးပြောတတ်တာတွေနောက်ပြီးလိမ်မိုင်းဆိုင်ရာပြဿနာအမျိုးမျိုးအဲ့ဒါလည်းချီနှောင်ခြင်းရှိလို့ပဲနောက်အိမ်မက်ဆိုးတွေထက်ခါမှတ်တာအိမ်မက်ဆိုးတစ်မျိုးနောက်ပြီးစာမတင်နိုင်တာတွေကလေးတွေနော်စာတင်ဖို့ခတ်တာတွေနောက်ပြီး lesson 3မှာပါလဲဆို unwrapping the grave clothes ဆိုတာဒီချီနှောင်ခြင်းကိုဘယ်လိုဖယ်မလဲဆိုတဲ့အရာကိုကျွန်တော်သင်ပါဆိုတော့ lesson 4မှာကျတော့ lesson 4 5 6 7အရင်အရေးကြီးတယ်ချီနှောင်ခြင်းအမျိုးအစားအများကြီးရှိတယ်ကျွန်တော် lesson 2မှာသင်လိုက်ပါအဲ့အများကြီးတွေကမှ lesson 4 5 6 7ကကျတော့အဲ့ချီနှောင်ခြင်းအမျိုးအစားအများကြီးတွေကနေ၄ခုကိုကျွန်တော်တီးသန့်ထုတ်သင်ပါဘာလို့ဆိုအဲ့၄ခုကအရေးကြီးလို့ lesson 4က rejection ခေါ်တယ်ညှင်းပယ်ခြင်းဘဝမှာကိုကညှင်းပယ်ခံရတယ်ညှင်းပယ်ခံရတာဘယ်လောက်တောင်ချီနှောင်ခြင်းအရန်ကြီးသလဲဆိုတဲ့အကြောင်း lesson 4မှာညှင်းပယ်ခြင်းကြောင့်တီးသန့်သင်ပါညှင်းပယ်ခြင်းအမျိုးရှိတယ်เนาะလူမျိုးရေးခွဲခြားရလဲဒါညှင်းပယ်မှုအမျိုးအစားအမျိုးပဲနောက်ပြီး lesson 5မှာဆွဲကတ်ခြင်းအရက်တွေစလိတ်တွေနောက်မူရစ်ဆေးတွေနောက်တော့အစားတွေတချို့အစားဆွဲရလဲရှိတယ်เนาะလောင်းကစားဆွဲတာရှိတယ်နောက်ပြီးလေ့ကျင့်ခန်းဆွဲတာရှိတယ်ကျွန်တော်ရဲ့ဝမ်းကွဲညီတယောက်ဆိုရင်လေ့ကျင့်ခန်းသူကမလုပ်ရင်ဘယ်တော့မှမနေနိုင်နေ့တိုင်းသူခီးသွားရင်တော့မှရောက်တဲ့အရက်မှာသူဒီ gym ကိုသူရှာပြီးမှလုပ်နိုင်မှာလေ့ကျင့်ခန်းမလုပ်ရဘူးပြောမလုပ်တာကောင်းတယ်ဒါပေမဲ့ဘယ်အောင်မှဆွဲလို့မတင်တော့ဘူးเนาะကျွန်တော် TV ဆွဲတာကျွန်တော်အလုပ်ကိုဆွဲတာကျွန်တော် shopping เนาะဈေးဝယ်ထွက်တာဆွဲတာရှိတယ်နောက်ပြီး relationship နောက်ဆက်ဆံရေးတစ်ခုကိုခေါင်းထဲကထုတ်လို့မရအောင်เนาะအဲ့ဒါလူတယောက်ကိုတအားဆွဲလန်းတာလေအဲ့ဒါမဟုတ်ဘူးเนาะကိစ္စတွေမျိုးရှိတယ်အဲ့တော့အဲ့မှာဆွဲလန်းခြင်းတွေအကြောင်း lesson 5မှာတင်ပါเนาะ4မှာညှင်းပယ်ခြင်း5မှာဆွဲလန်းခြင်းကလည်းလွတ်မြောက်ရမယ် addiction ခေါ်တာပေါ့တခုခုကိုဆွဲတာပြီးကျွန်တော်အသက်တာမှာကျွန်တော်ကျေးဇူးတော်ကြောင့်ဒီမူရစေးဆွဲတဲ့လူတွေလည်းအမှုတော်ဆောင်ဝင်ရတယ်တကယ်ကိုထိရောက်เนาะအခုဆိုသူတို့လွတ်မြောက်နေတယ်ဆက်ပြီးလည်းလွတ်မြောက်နေတယ်အဲ့ဒါကိုကျွန်တော်တို့ဝမ်းသာတာကျွန်တော်ဒီတာချီလိမ့်မှာလည်းကျွန်တော်တို့ပြန်တွေ့မယ် lesson 6မှာဆိုရင်မှားယွင်းတဲ့မိစ္ဆာဘာသာတွေနဲ့ကျင့်ထုံးနေတော့ကျွန်တော်တို့ခရစ်ယာန်တယောက်အနေနဲ့ဘာလုပ်သင့်တယ်ဘာမလုပ်သင့်ဘူးအိမ်မှာဘယ်ဟာထားသင့်တယ်ဘယ်ဟာမထားသင့်ဘူးဆိုတာကျမ်းစာမှာသင်ထားတာရှိတယ်ကျွန်တော်တို့ကကျမ်းစာကိုမဖတ်မလေ့လာတဲ့အချိန်မှာကိုယ်အုံနောက်နဲ့ဆုံးဖြတ်အဲ့ဒါမှားတာပဲဆိုတော့အဲ့ဒါမျိုးတွေကျွန်တော်တို့မပတ်သက်တဲ့အရာတွေရှိတယ်ကျမ်းစာမှာဖျားမပတ်သက်ခိုင်းတဲ့အရာတွေရှိတယ်အဲ့ဒါတွေကိုလေ့လာမယ် lesson 6မှာ lesson 7မှာကျတော့ sexual sin လိင်ပိုင်းဆိုင်ရာအပြစ်ကနေလွတ်မြောက်ခြင်းအရင်ရေးကြည့်တယ်လိင်ပိုင်းဆိုင်ရာအပြစ်ကနေကျွန်တော်မကြဆင်းဖို့တအားရေးကြည့်လိင်ပိုင်းဆိုင်ရာအပြစ်အမျိုးရှိတယ်အဲ့ကနေဘယ်လိုလွတ်မြောက်မလဲအဲ့မှာလိင်ပိုင်းဆိုင်ရာစော်ကားခံရတဲ့သူတွေအတွက်ပါတယ်เนาะနောက်ပြီး lesson 8ကကြောင့်အလင်းနဲ့ရှောက်လန်းခြင်းအဲ့ဒါတချို့ကမေးတယ်အတ္တတာမှာလုံးဝလွတ်မြောက်ပြီးတော့ဘယ်လိုဆက်လက်လျှောက်လန်းမလဲအတ္တတာမှာအတ္တတာဆက်ပြီးလွတ်မြောက်နေတာပေါ့ခဏလေးလွတ်သွားဖို့ကတော့လွယ်တယ်ဥပမာမူရစေးဆွဲလူတယောက်ကလွတ်ဖို့ဘယ်လောက်လွယ်လဲဆိုတော့တပတ်အတွင်းဖြတ်လို့ရတယ်ကျွန်တော်တို့ဒီမူရစေးဖြတ်တဲ့ဌာနတွေမှာကျွန်တော်တို့ကိုယ်တိုင်လုပ်ပြီးလေ့လာခြင်းအပြင်ရင်းနေထားတာမှန်တယ်ဒါပေမဲ့တပတ်အတွင်းပြတ်တယ်ဒါပေမဲ့ပြတ်ပြီးပေမဲ့တပတ်အတွင်းပြတ်ပြီးပေမဲ့နောက်ရေရှည်ဘယ်လိုဆက်ပြီးလွတ်မြောက်နေမလဲကျွန်တော်ပြောတာသိမယ်ထင်နော်ပြတ်ပြီးလဲလူကပြန်သုံးခြင်းနဲ့စိတ်တွေရှိတယ်ဘလို့ဇက်တိုက်အလင်းနိုင်လျှောက်လမ်းမလဲအတ္တတာမှာမူရစေးပဲဖြစ်ဒါမှမဟုတ်လိမ်မိုင်းဆိုင်ရာအပြစ်ပဲဖြစ်ညင်းပယ်ခြင်းပဲဖြစ်
နောက်တစ်ခုကကြတော့ဒီမှားရင်းနဲ့မိစ္ဆာဘာသာတွေအယူတွေနော်ဘီနေမေးတာတွေဒီလိုအတက်တွေဘယ်လိုဆက်လွတ်မြောက်နေမလဲဆိုတာအဲ့ဒါအရန်အရေးကြီးတယ်ဆိုတော့ဒီ lesson ၈ခုကိုလည်း deliverance ကိုလည်းစိတ်ဝင်စားတဲ့လူတွေဒီလိုတက်ဖို့ကျွန်တော်တိုက်တွန်းခြင်းတယ်စနေနေ့ဒီလိုအချိန်မဲ့ဆက်လုပ်မလားဒါမှမဟုတ်အချိန်ပြောင်းမလားဒါအားလုံးရဲ့မဲကိုကျွန်တော်ယူမှာပေါ့နော်အားလုံးအဆင်ပြေတဲ့အချိန်ကိုကျွန်တော်တို့ကလုပ်ပေးမယ်ဆိုတော့အားလုံးကိုတွေ့ရတာဝမ်းသာတယ်ကျွန်တော်စောနာဆရာကြီးအကြောင်းဆက်ပြောပြမယ်ဆရာကြီး Kim ကနောက်သူမူရစ်စေးဆွဲတယ်ဆွဲတာနေနောက်သူ့ဘဝနောက်ဆုံးသူ18နှစ်အရွယ်မှာ18နှစ်မတိုင်ခင်မှာသူတို့အခုဒီနေ့ကြည့်ရတဲ့အတိုင်းပဲเนาะမြန်မာ Got Talent တို့เนาะကမ္ဘာပေါ်မှာ Got Talent season ရှိ X Factor ရှိရယ်နောက်ပြီးရင် The Voice ရှိရယ်အဲ့မှာအခုမြန်မာနိုင်ငံမှာတချင်းဆိုတာเนาะအိမ်မက်ဆောင်ရတို့နောက်ပါတယ်ရှိရတယ် Jerry ဒီတက်တယ်ပါဒီအခုလက်ရှိရပါရှိတယ်ဒီအဖွဲတော့မင်းပို့သိမယ်ထင်တယ်မြန်မာ idol เนาะမြန်မာ idol နာမည်ကြီးတယ်ဆိုတော့အဲ့လိုပဲတောင်အာဖရိကမှာအဲ့တော့ music သမားတွေနာမည်ကြီးတာရှိတယ်အဲ့တနိုင်ငံလုံးဝိုင်းပြိုင်တဲ့အချိန်မှာ तू က18နှစ်မပြည့်သေးဘူးအဲ့ Kim Kleeman ပြိုင်တဲ့အချိန်မှာ तू ပထမရမှာ तू ကအကောင်းဆုံးပဲ तू ကဘယ်နှမိနစ်လဲကျွန်တော်မမှတ်မိတော့10မိနစ်လားကိုအဲ့လောက်ထိကို तू ကပေးတီးတာတီးရဲ့လူတွေဆိုတဲ့လူတွေပေးဆိုတာလို့အချိန်ကို3-4မိနစ်စာမဟုတ်ဘူးပေးဆိုပြီးဒိုင်းကခေါင်းလောက်ခောက်တယ်ခေါင်းလောက်ခောက်ရင်ရက်ရတယ် तू ကဆေးဆွဲတဲ့လူဆိုဆေးသုံးတာတော့ဒိုင်းခေါင်းလောက်ခောက်တာ तू မကြောက်ဘူး तू ဆက်တီးနေတာဒိုင်းကလည်းသိတယ် तू ဆေးတစ်ခုကိုသုံးတာမယ်ဆိုတာသိတော့စင်ဘော်တီခေါ်ပြီး तू လက်နဲ့ပုတ်တဲ့အချိန်မှာ तू သတိရဆိုတော့ तू တီးတာအားလုံးထက်ကောင်းတယ် TV မှာလူတွေအားလုံးကသဘောကျတယ်ဒါပေမဲ့ तू ပထမပေးလို့မရအောင်ဘာလို့လဲပထမရတဲ့လူကဂျပန်ကိုသွားရမှာအဲ့တုန်းကသူကတောင်အာဖရိကကနေဂျမန်မှာရောက်ပြီးတော့မှနောက်သူတို့အစီအစဉ်ရှိတာပေါ့အဲ့တုန်းကဂျပန် Yamaha လေးဒီ piano Yamaha ကုမ္ပဏီကနေ sponsor လုပ်တာပထမရရလို့သူတို့ဂျပန်မှာခေါ်ပြီးတော့မှတီးကိုင်းမှာဆိုတော့ तू ကပထမမရဘူးပြောရမယ်ဆို10ကျော်သက်ပဲရှိတယ်ဒါပေမဲ့ဒုတိယရတဲ့အချိန်မှာဒုတိယရပြီမဲ့အဲ့ Australia အနေနဲ့လာကြည့်တဲ့ဘက်ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့တစ်ဖွဲ့ကသူ့ကိုစာချုပ်ချုပ်ဖို့ပြောတယ်ဘာသူ့အရန်သဘောကျတာငါတို့ရုပ်ရှင်တွေမှာမင်းကိုထည့်ရိုက်ချင်တယ်နောက်ဘယ်လိုလဲစာရုပ်ချုပ်တော့ तू အဲ့မှာအဲ့တုန်းကသဘောတူလိုက်တယ်ဒါပေမဲ့နောက်ပိုင်းမှာ तू ဘယ်လိုဆိုးလိုက်ဆိုမူရစ်စေးတအားဆွဲလာ तू စိတ်ကနောက် तू အရန် depression စိတ်ဓာတ်တွေလည်းတအားကျတယ်သူကို तू လည်းအသက်သေးဖို့ तू အချိန်ချင်းစူးစမ်းပြီးသွားပြီနောက် तू club တစ်ခုမှာ तू သွားဘာလို့ तू club တွေသွားလဲဆိုတော့ तू က music သမားဆိုတော့ तू club တွေမှာတချင်းဆိုရလေ तू ကဆိုတော့အဲ့မှာ club တစ်ခုမှာရောက်တော့သူ့ကိုလူတယောက်ကဓာတ်နဲ့လာထိုးတာ तू ကဆေးမူးနေတော့သူ့ကိုဘယ်သူထိုးမှန်းလဲမသိဘူးဘယ်သူနဲ့မှလည်း तू ရန်ညိုးမရှိဘူး तू ဘာကြောင့်လာထိုးမှန်းလဲ तू မသိဘူးဘယ်သူမှလည်း तू မမြင်လိုက်ဘူးဒါကဒီမှာရင်ဘတ်မှာစိုက်သွားတာ तू စိတ်ထဲမှာအမဆေးကြောင်နဲ့ तू လူပြတ်တဲ့နေရာမှာအဲ့ club မှာပဲလူပြတ်တဲ့နေရာမှာအထိုးခံမှာ तू အိမ်သားရဲ့ချက်ချင်းသွားပြီးမှန်မှာကြည့်တယ်သွေးတွေကထွက်နေတာतू အဝတ်စားကိုယူပြီးသူ့ကို तू ဒီမှာသွေးတက်အောင်သူ့ကို तू အမျိုးမျိုးဖိတယ် तू စိတ်ထဲမှာစဉ်းစားတဖြည်းဖြည်းနဲ့ तू မူးလာတယ်ဘာမှမမြင်ရတော့ तू 19နှစ်ပဲရှိသေးတယ် तू သေရတော့မလားပေါ့အဲ့ကနေ तू အဲ့ club ကနေ तू အပြင်ကိုထွက်တယ် तू ဟိုးအပြင်ထိလမ်းမပေါ်ထိထွက်တာအဲ့ club ထဲမှာလည်းလူတွေအများကြီးသူ့ကိုဘယ်သူမှဂီးမဆိုင်သလိုပဲ तू ခံစားရတယ်လူတွေဘာဖြစ်လို့လဲသူ့မမြင်တာလားအမှောင်နေလို့ပဲမမြင်တာလားဘာလို့ဂီးမဆိုင်လဲတော့မသိဘူး तू အော်တော့ तू စကားတော့ तू ပြောနေဒါပေမဲ့ဘယ်သူမှမကြားသလိုပဲပေါ့နော်အဲ့ဒါ तू လမ်းမပေါ်မှာထွက်ပြီးလမ်းမပေါ်မှာလဲကြတော့လမ်းမမှာခရီးယန်လူငယ်တယောက်ပေါ့သစိမ်းပဲ तू မသိဘူးအဲ့ကြောက်ကသူ့ကိုချက်ချင်းခြီပြီးတော့ကားမောင်းနေတာပေါ့နော်လမ်းမှာ तू တွေ့တော့ကားပေါ်တင်ပြီးတော့ဆေးရုံခေါ်သွားတယ်နောက်ဆေးရုံမှာ तू 3ရက်ကြာတော့သတိရလာတယ်လိုရင်းတိုရှင်းပြောမယ်ဆို तू ကယ်တင်နေရောက်သွားတယ်အဲ့ကယ်တင်နေရောက်သွားတယ်နောက်ပိုင်းမှာ तू ကယ်တင်နေရောက်ပြီး तू ဖျားเจ้าတစ်ခုသွားတက်တယ်အဲ့လူကကယ်တင်ချင်းနဲ့ရောက်ပြီးတော့အဲ့လူငယ်ကသူ့ကိုဘာမှပြန်မလာတော့သူ့စီကိုနောက်တစ်ခါပြန်မလာတော့သူ့ကိုမပြုစုပေးဘူးပေါ့နော် तू စိတ်ထဲမှာထင်တာတော့ဟာဒီလူကသူ့ကိုပြုစုပေးလိမ့်မယ်လို့ထင်တာမဟုတ်ဘူးအားနေတော့ तू စုံစမ်းပြီးဖျားเจ้าတစ်ခုသွားတော့အဲ့ဖျားเจ้าမှာဘာနဲ့သွားတွေ့လဲဆိုတော့မူရစ်ဆေးကိုလွန်ခဲ့တဲ့တစ်လအဲ့ဒါမတိုင်ခင်လွန်ခဲ့တဲ့တစ်လနော်သူဒီဖြစ်ရမတိုင်ခင်တစ်လမှပြောင်းလဲတဲ့သူရှိတယ်အဲ့လူကမူရစ်ဆေးကိုတောင်အာဖရိကကိုမှောင်ခိုသွင်းတဲ့လူသူကဗမာနေလဲဆိုမာဒါဂတ်စကာကျွန်းကနေအရှေ့15မိုင်လောက်ဝေးတဲ့ကျွန်းလေးသေးသေးလေးကျအဲ့ကျွန်းလေးမှာသူကနေတယ်နေပြီးဒီတောင်အာဖရိကဒါဘန်ဆိုတဲ့မြို့ဒီအိန္ဒိယလူမျိုးတွေတအားများတဲ့ဒီဒါဘန်မြို့ကိုသူကအမြဲတမ်းမူရစ်ဆေးကိုမှောင်ခိုသွင်းတယ်သွင်းရနေမှာလိုင်းနဲ့သူအေးဝင်ကလေးလောက်တော့အဲ့လူကပြောင်းလဲသွားတာသူကသူ့မိန်းမပြောင်းလဲတော့သူမူရစ်ဆေးအလုပ်ကိုသူကဖြတ်လိုက်တာတစ်လပဲရှိသေးတယ်ဒါပေမဲ့ဖះကိုအရန်စာငတ်တယ်နေရောညအောင်ဆူတောင်းတယ်အဲ့မြို့မှာအဲ့ဖះเจ้าမှာတက်တယ်မအဲ့လူကသူ့အခြေအနေကိုသိတယ်ဒီကောင်လေးကမူရစ်ဆေးဆွဲဖြစ်မယ်ဆိုတော့အားနေသူအားနေအဲ့ခြာတိတ်ကို18နှစ်ပဲရှိသေးတယ်နော်ခြာတိတ်ကိုသူကဘာပြောလဲဆိုတော့ဖះเจ้าပြီးနေလေစာလိုက်စားမလားအိမ်မှာဆိုလိုက်စားမယ်လို့ပြောတော့အားနေသူတို့လင်မယားနှစ်ယောက်ကအိမ်ဝင်ခေါ်သွားတယ်နေလေစာကျွေးတယ်နောက်ဝင်းကြီးရမှာသူ့ပြုစုပေးတာအဲ့ကနေသူ့တက်တာမှာရှိတဲ့အပြစ်တွေတစ်ခုချင်းစီဝန်ခံခိုင်းတယ်အဲ့ဒါတွေအားလုံးဖယ်ရှားပြီးဖို့အဲ့လူကဆူတောင်းပေးတယ်နောက်ပြီးတန်ရှင်သောဝိညာဉ်တော်နဲ့ပြေဝဖို့ဆူတောင်းပေးမယ်ဆိုပြီးသူ့စဆူတောင်းပေးတာဆူတောင်းပေးတဲ့အချိန်မှာသူ့အခန်းထဲမှာတကိုးကဝင်လာတယ်သူတစ်ချိန်ထဲမှာမီးရောမိုးရီရောသူ့ပေါ်မှာတွန်းလောင်းလိုက်သူခံစားသူ့လက်တွေအကုန်လုံးကသူကျင်ထွက်ပြီးတော့မှ
ကောင်းကင်ကတကူနဲ့ဝမ်းမြောက်ခြင်းနဲ့သူအားပြည့်ပြီးတော့မှဒီအခြားသောဘာသာစကားကောင်းကင်ဘာသာစကားတွေသူနှုတ်တွေကနေထွက်လာနိုင်နဲ့ချီပြီးပြောတယ်နောက်သူအိမ်ပြန်သွားတယ်အိမ်ပြန်တော့လေသူတအားပြောပြီးခုံပေါက်ပြီးပြန်သွားတာသူ့အိမ်ကလူတိုင်းအချိန်တော့မပြောင်းလဲသေးဘူးသူခရစ်တော်လက်ခံတာသဘောမကျအောင်ဆိုတော့အဲ့ဒါသူ့အိမ်ကလူနဲ့လာပေါင်းမနေဘူးပဲတစ်နှစ်ကျော်တယ်သူစကားတော့မပြောဖြစ်ဘူးသူမိဘနှစ်ပါးမကြိုက်ဘူးဘာလို့သူကပြောတယ် music လည်းမလုပ်ချင်တော့ဘူးဒီ rock guitar လည်းမလုပ်ချင်တော့ဘူးနောက်ရုပ်ရှင်လည်းသူမရိုက်ချင်တော့ဘူးဆိုတော့အကုန်လုံးစာချုပ်တွေသူအကုန်ဖြတ်တယ်ဆိုတော့ဟာလေအတန်တနေရာဝင်လာတယ်နော်အော်မဂီဒီယန်မာမီရောက်လာလို့ဂီဒီယန်မာမနဲ့တွေ့ရဝမ်းသာတယ်နော်မတ်ဒေဘီနဲ့လည်းတွေ့ရတာဝမ်းသာတယ်ဆိုတော့ဟိုကတဝက်နီပါလောက်ကမာအမ်ဒစ်ရဲ့ဆွေတော်မျိုးတော်တယ်အမတ်ကလေး အမေကမာအမ်ဒစ်ကိုအရန်ဟွာဖြစ်နေခင်းနေဆိုတော့အခုကျွန်တော်ပြောချင်တာပါလဲဆိုရင်ဘယ်သူမှဘာမှမာအခုကဘာတွေဖြစ်လဲမသိဘူးနောက်မှဖက်နှက်တွေရောဘယ်သူမှကျွန်တော်ပြောချင်တာပါလဲဆိုတော့ဘယ်သူမှဘာမှအသက်တာမှမစိုးရိမ်ဘူးကျွန်တော်ပြောချင်တာကျွန်တော်ကဖျားနဲ့ press on လုပ်ရမယ် ACI Kim Kleeman ဆိုအဲ့အချိန်တည်းကစပြီး press on လုပ်တာဖျားနဲ့သူရှေ့လို့တာဟိုရပ်ပေါင်းနဲ့များစွာအဲ့ဆောနာကသူ့ကိုဒီပြုစုပေးတဲ့မူရစ်စေးအရင်တော့ကုန်ကူးတဲ့သူပေါ့နော်ခရင်ပြအဲ့လူကလည်းတကယ်ကိုဆူတောင်းနိုင်တယ်အဲ့ဒါနေရောညရောသူနဲ့အတူတူဆူတောင်းတယ်အားတဲ့အချိန်နဲ့ဆူတောင်းတယ်သူတို့ခါလေအတူတူအစာရှောင်းတယ်သူတို့သူ့ရဲ့ဝိညာဉ်ရအသက်တာအများကြီးဖြစ်လာတာဆရာကြီး Kim Kleeman ဆိုတာ music ပိုင်းဆိုင်မှာလည်းတကယ်ကိုတော့တာသူ့လောက် music ကိုရတဲ့လူကတော်တော်လေးရှားတယ်ဆိုတော့သူဖျားနဲ့ဘုံတော်ဝင်စားသွားပြီဒါပေမဲ့ဒီနေ့အထိကျွန်တော်တို့အတွက်အများကြီးကောင်းကြီးဖြစ်တယ်အဲမလို့ကျွန်တော်ပြောချင်တာပါလဲဆိုလို့ရှင်လူတယောက်ကိုဖျားဆခေါ်ပြီဆိုရင်ကျွန်တော်တို့ကဘာမှမတတ်နိုင်အောင်အဲ့ဒီတကူကိုကျွန်တော်တို့သိဖို့လိုတယ်ကိုယ့်အသက်တာမှာဖျားခေါ်သလားမခေါ်သလားအသက်တာမှာအဲ့ဒါတကယ်သိဖို့လိုတယ်နောက်ကောင်းရင်အတွေ့အကြုံတွေကတွေ့ကြုံဖို့လိုတယ်ကျွန်တော်တို့ Christianity ဆိုတာတည်နေတဲ့ဘာသာတစ်ခုမဟုတ်เนาะဒီဖျားချောင်းသွားတဲ့သချင်းဆိုတဲ့တရားနာတဲ့ပြန်လာဆိုတဲ့ပုံစံမျိုးမဟုတ်ဖျားရှာလူတိုင်းအောင်အထီးတွေ့ရှိနေတယ်ကျမ်းစာခေတ်ဆက်မှာကဘာဦးကျမ်းနဲ့စကြည့်လိုက်စာမျက်နှာနည်းနည်းလေးလှန်လိုက်တာနဲ့ဖျားရှာနေအေးတဲ့အချိန်မှာအာရန်နဲ့အေဝါနဲ့အတူတူလာပြီးတော့မှလမ်းလျှောက်တယ်ဆိုတော့ခေတ်ဆက်မှာအာဗြဟံလည်းဖျားရှာနာမည်နဲ့ခေါ်တယ်လူတိုင်းနဲ့ထိတွေ့ကျင်တာတော့မောရှင်နဲ့ပဲမဟုတ်ဘူးလူတိုင်းစီမှာဖျားရှာတောင်ပေါ်ကနေဆင်းလာတယ်တောင်ပေါ်မှာမောရှင်နဲ့ခေါ်တွေ့တယ်ပြီးတော့ဖျားရှာတောင်ပေါ်ကနေဆင်းလာတယ်နောက်ပရိသတ်စီဝေးရတဲကိုလောက်ခိုင်းတယ်ဘာကြောင့်တင်တို့အလဲမှာငါကျင်းဝတ်ချင်တယ်ဣသရေလလူမျိုးတွေကဒီတဲတော်ရဲ့အရှိအနောက်တောင်မြောက်အရင်ကမှအကုန်လုံးအမျိုး3မျိုးလူမျိုး12မျိုးကတက်ချပြီးတော့နေတယ်ဖျားရှာအလဲမှာအတူတူကျင်းဝတ်ချင်တာသူ့လူမျိုးတွေနဲ့အတူတူနေချင်တယ်ကျွန်တော်တို့ဖျားရှာသူ့လူမျိုးတွေနဲ့ဖျားရှင်အတူတူနေခြင်းတယ်ဟယ်လို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 ခဏကျွန်တော် response လုပ်ဖို့ကျွန်တော်တယောက်ကိုဖွင့်ထားပေးမယ်နော် line ကောင်းတဲ့တယောက်ကိုကျွန်တော်ဖွင့်ထားပေးမှရမယ်မအေးဒရာကြားလားမအေးဒရာပြောပြပါလားကျွန်တော်ကြားလားနော်ကျွန်တော်အတန်မကြားတော့ဆို response လုပ်ပြီနော်ကျွန်တော်တယောက်ကိုတော့ကျွန်တော်ဖွင့်ထားမှရမယ်ဆိုတော့ဖျားရှံလူတွေနဲ့လည်းဆက်တော်တယ်တယောက်ချင်းစီနဲ့တွေ့ကျင်တယ်ဖျားရှံလူတိုင်းအသီးသီးကနေရွေးနှုတ်တယ်တိုးเจ้าနဲ့ဒါဝိဒ်ကိုလည်းဖျားရှံရွေးနှုတ်တယ်ခေဆက်ဆက်မှာဖျားရှံလူအသီးသီးကိုရွေးနှုတ်တယ်စကားပြောတယ်ဒီနေ့ကျွန်တော်တို့နေ့ရက်ကာလရောက်လာပြီဖျားရှံကကျွန်တော်တို့အလဲမှာကျင်းဝတ်တယ်ဒီနေ့ကျွန်တော်တို့ကဖျားရှံလူစုလူဝေးဖြစ်တယ်အခလီဇီယာအသင်းတော်ဖြစ်တယ်အခလီဇီယာဆိုတော့ဖျားရှံအာနာပိုင်အဖွဲ့ထဲမှာကျွန်တော်တို့ကပါတယ်ဒီကျွန်တော်တို့ဘုရားရှံထိတွေ့ခြင်းတယ်မြေကြီးပေါ်မှာဘုံတော်ထင်ရှားစေခြင်းတယ်ဒီမှာရှိတဲ့လူတွေတယောက်ချင်းစီကိုဘုရားရှံအသုံးပြုပြီးဘုရားရှံဘုံတော်ထင်ရှားစေခြင်းတယ်ကျွန်တော်တို့ကလက်လွတ်ခံလို့မရဘူးဒီအရာတွေအားလုံးကျွန်တော်အားလုံးကဒီအရာတွေအားလုံးပေါ်မှာအကျွမ်းဝင်သွားဖို့လိုတယ်အခုဒီနေ့မှာကျွန်တော်သင်မဲ့အရာကောင်းဝင်ပုံတွေ့ကြုံခြင်းအကြောင်းကိုကျွန်တော်သင်မယ်ဆိုတော့ကျွန်တော်ကျမ်းစာအတူတူဖတ်မယ်နော်
ဗျာဒိတ်ကျမ်းအခန်းကြီး၄အခန်းငယ်1ကနေ2အမဘာပြောလဲဆိုရင်ထိုးနောက်မှာငါကြည့်လင်ကောင်းဝင်တကားဖွင့်ထားလျက်ရှိရှေးဥစွာကြားသောအတန်ဟုမူကားဤရဲသို့တက်လော့နောင်ကာလ၌ဖြစ်မိအရာတို့ငါပြမည်ငါနှင့်ပြောလျက်ရှိသောတဘိုးခေယာကဲ့သို့မြည်လေထိုအခါဝိညာဉ်တော်ငါသည်ချက်ချင်းခံရ၍ကောင်းဝင်ဘုံ၌ပလင်တစ်ခုတည်လျက်ရှိပလင်ပေါ်မှာထိုင်သောသူလည်းရှိအားလုံးတွေ့မယ်ထင်တယ်နော်ကျေးဇူးပြုရနော်တခြားတော့ဖြေပေးပါအားလုံးမြင်ရနော်မအေးဒရာမြင်ရလားကြားလားတွေ့ရနော်ကျန်းစာတွေ့မယ်နော်ကြားရတယ် ကျွန်တော်မအေးဒရာဖြေလို့အဆင်ပြေလားဒါမှမဟုတ်ကျွန်တော်တယောက်ယောက်ကိုဖွင့်ထားပေးရမလားမအေးဒရာဟိုအတန်သိမ့်မကြမှာဆိုဟုတ်တယ်နော်ဘယ်သူ line ကောင်းမလဲမသိဘူးကျွန်တော်ဖွင့်လိုက်မယ်နော်ဟယ်လိုမဆိုင်လန်ကြားလားမသိဘူးနော်အဲ့ဒါမဆိုင်လန်နဲ့ပဲကျွန်တော်ဟိုလုပ်မယ်နော် response လုပ်မယ်နော်ဆိုတော့အမှကျန်းစာကိုသိကြကြည့်ဒါကောင်းဝင်ဘုံနဲ့ဆိုင်နေရကျွန်တော်ဒီနေ့တင်မှာဒီဗျာဒိတ်ကျမ်းကိုရေးတာယောဟန်ရေးတယ်ခရစ်တော်ရဲ့တပည့်တော်ယောဟန်ရေးတယ်အမှငါကြည့်ရင်ကောင်းဝင်တကားဖွင့်ထားလျက်ရှိတယ်ကောင်းဝင်တကားဖွင့်ထားတာကိုသွားပြီးမြင်နေတယ်ဆိုတော့မျက်စိနဲ့မမြင်နိုင်အဝေးမဟုတ်ဘူးဖျားရှင်တတိယကောင်းဝင်ဘုံကကောင်းဝင်နိုင်ငံတော်တီလူနေပြီလို့ကျမ်းစာမှာပြောရမလားခရစ်တော်ကတရားဟောတဲ့အချိန်မှာကောင်းဝင်နိုင်ငံတော်တီလူနေပြီခရစ်တော်ကတပည့်တော်တွေကိုလွှတ်တော်လဲလူအယောက်80ကိုလွှတ်တော်လဲဘာတရားဟောခိုင်းလဲဆိုကောင်းဝင်နိုင်ငံတော်တီလူနေပြီလို့ဟောခိုင်းတယ်တီလူနေပြီဆိုတာအဲ့ဒါဘာသာပြန်တာအမှားယွင်းဖြစ်သွားတာသူအတိတ်ကောင်းဝင်နိုင်ငံတော်နီးပြီလို့ပဲရေးရတာကျွန်တော်ပြောရသလားနောက်စလုံးတလုံးကောင်းဝင်နိုင်ငံတော်လက်တကမ်းမှာရှိတယ်နီးရဆိုတော့အကွာအဝေးနီးတာကိုပြောတာအချိန်နီးတာကိုပြောတာမဟုတ်ဘူးဆိုတော့ဆရာကြီးကတန်ဘာသာပြန်တဲ့အချိန်မှာအချိန်နီးတယ်လို့ထင်ပြီးတီလူနီးပြီလို့သူကဘာသာပြန်လိုက်တာဒါပေမဲ့သူ့ရဲ့ဆိုလိုရင်းကဘာဆိုကောင်းဝင်နိုင်ငံတော်ကလက်တကမ်းမှာရှိရဆိုလိုတာဒီအနားလေးမှာပဲရှိတယ်ကောင်းဝင်နိုင်ငံတော်အနားမှာပဲရှိတော့တယ်လက်ခံတယ်ဆိုဥမာဆိုလိုချင်တာကျွန်တော်နမူနာပြောပြမယ်ကျွန်တော်အခုထားပါတော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့အေးဝင်ကလေးသွားမယ်လူတွေကိုဆေးကုပေးမယ်ကျွန်တော်ကားတို့ကားတစ်စင်းထားရမယ်ကားထဲမှာဆေးပစ္စည်းအကုန်ထားရတယ်ရွာတကြီးကိုသွားခွင့်တောင်းတယ်ရွာတကြီးခွင့်ပြုမလားခွင့်ပြုမယ်ဆိုကျွန်တော်တို့ချက်ချင်းမဲ့ဒီကားကိုရွာထဲမှာမောင်းချလာပြီးလူတွေကိုဆေးကုပေးလို့ရတယ်ဆိုတော့အဲ့ဒီအတိုင်းပဲဆိုလို့တာခရစ်တော်ကလူတွေခရစ်တော်ကဘာပြောလဲဆိုအခုလာမယ့်အရာကိုလက်ခံမလားလက်ခံမယ်ဆိုချက်ချင်းမဲ့ဖခင်နိုင်ငံတော်ကချက်ချင်းအဲ့နေရာကိုဝင်လာတော့မှာကောင်းတဲ့နိုင်ငံတော်ကိုတီဖို့ကျွန်တော်တို့စုတောင်းခိုင်းတာတယ်နိုင်ငံတော်တီထောင်ပါစီတော့အလိုတော်ဒီကောင်းကင်ဘုံမှာပြည့်စုံတကယ်သူမြေကြီးဘုံမှာပြည့်စုံပါဆိုတာဒီကောင်းကင်နိုင်ငံတော်ကမြေကြီးဘုံမှာတက်ရောက်လာဖို့နိုင်ငံတော်ရောက်လာဖို့ဆိုလိုရတဲ့ပြကောင်းကင်နိုင်ငံတော်မှာဖျားနာတဲ့လူမရှိဘူး။နော်ကောင်းကင်နိုင်ငံတော်ထဲမှာဒုက္ခနဲ့သွားတဲ့လူမရှိဘူး။ဝှီချဲနဲ့သွားတဲ့လူမရှိဘူး။ဆိုတော့ဒီမြေကြီးဘုံမှာကျွန်တော်တို့ကဖျားနာခြင်းတွေရှိတယ်။ဥပမာဒီအခန်းထဲမှာဆိုပါစို့ကျွန်တော်တို့ထိုင်နေတဲ့အခန်းထဲမှာနာမကျန်းတဲ့လူရှိရဆိုပါစို့အဲ့လောကမှာမဟုတ်လို့အဲ့လူကနာမကျန်းဖြစ်တာဆိုတော့အဲ့လူကိုကောင်းကင်နိုင်ငံခေါ်သွားလို့ရလို့ချက်ချင်းခေါ်သွားလိုက်မယ်ဆိုလို့ရှိရင်အဲ့လူကချက်ချင်းကျမ်းမာသွားလိမ့်မယ်။ဘာလို့လဲဆိုတော့ကောင်းကင်နိုင်ငံတော်မှာဖျားနာခြင်းမရှိဘူးဟုတ်အတန်အပြင်ပြန်ထွက်တော့ဘာလဲချက်လောက်ကျေးဇူးတင်ချယ်ရီဝါချက်လောက်ဆိုတော့ကောင်းကင်နိုင်ငံတော်မှာနာမကျန်းခြင်းလုံးဝမရှိဘူးဟိုဝှီချဲသမားတွေလည်းထားရှောင်ပဲလူသေးဆိုတာလည်းမရှိဘူးပြောချင်တာဒီမှာရှိတဲ့အသေးနေတဲ့လူအလောင်းတော်မှာကောင်းကင်နိုင်ငံတော်ခေါ်သွားရင်ချက်ချင်းအဲ့လူကထားရှင်တာဆိုတော့ဒါပေမဲ့ तू ကောင်းကင်နိယာမှာဘာလဲဆိုတော့ဒီမြေကြီးဘဝလူကိုကျွန်တော်တို့ကကောင်းကင်ဘုံခေါ်သွားတာမဟုတ်ဘူးကောင်းကင်ကိုမြေကြီးဘဝမှာဆွဲချတာဆိုလိုတော့နိုင်ငံတော်တီထောင်ပါစေသောဆိုတာမြေကြီးဘဝမှာတီထောင်ခိုင်းတာကောင်းကင်နိုင်ငံတော်ဘယ်လိုလုပ်မြေကြီးဘဝမှာတီထောင်နိုင်မလဲ။ကျွန်တော်တို့မြန်မာနိုင်ငံက British Empire အောက်ကိုရောက်သွားတယ်။ဆိုတော့ဟိုဥရောပတိုက်မှာဒီ British ကဟိုဥရောပတိုက်မှာအဝေးမှာရှိတဲ့နိုင်ငံ။ဆိုတော့အိန္ဒိယကိုသိမ်းလိုက်တယ်၊မြန်မာနိုင်ငံကိုသိမ်းလိုက်တယ်။ဆိုတော့ကျွန်တော်တို့ကဘယ်နိုင်ငံထဲမှာရောက်သွား British Empire ထဲမှာရောက်သွားတယ်။ British Empire ကကျွန်တော်တို့မြန်မာနိုင်ငံမှာလာတီထောင်တယ်။ကျွန်တော်တို့နိုင်ငံရေးစနစ်တွေအကုန်ပြောင်းသွားတယ်၊ပညာရေးစနစ်တွေပြောင်းသွားတယ်၊ကျန်းမာရေးစနစ်တွေပြောင်းသွားတယ်။ဆိုတော့ British နိုင်ငံအတိုင်းပဲဖြစ်လာအောင်ဒီမှာပုံသွင်းတယ်။ဆိုတော့အဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့နိုင်ငံတော်တီထောင်တယ်လို့ခေါ်တယ်။ကျွန်တော်တို့ကမြေကြီးဘက်မှာကောင်းကင်နိုင်ငံတော်ကိုလာတီထောင်တာကျွန်တော်တို့ရဲ့တောင်ကဆိုတော့ဘာလို့လဲဆိုတော့ဒီမြေကြီးမှာကောင်းကင်နိုင်ငံတော်မတီထောင်နိုင်မာနက်နိုင်ငံတီထောင်မယ်ဆိုတော့ဖျားနာတဲ့လူတွေရှိတဲ့အရက်မှာဒီနူနာတွေရှိတဲ့အရက်မှာတေးတဲ့လူတွေရှိတဲ့အရက်မှာကောင်းကင်နိုင်ငံတော်ကချက်ချင်းဒီမှာဝင်လာပြီဆိုတော့လည်းအိမ်မှာရှိတဲ့မကျန်းမာတဲ့လူတွေချက်ချင်းကျန်းမာမှာအမလို့ခရစ်တော်ကဘာပြောလဲငါသင်တို့အထဲမှာရှိတဲ့ဒီနတ်ဆိုးငါဝิญဉ်ဆိုးတွေကိုဖျားရှင်ရဲ့လက်ညှိုးတော်အားဖြင့် sorry ငါဒီရဲ့နတ်ဆိုးမာသဲစနစ်28မှာပါတယ်ကျွန်တော်ဖတ်မယ်နော်အဲ့ဒါခဏလေးကျန်းချက်ကဆိုတော့ငါသည်ဘုရားသခင်ဝိညာဉ်တော်အမိပြု၍နတ်ဆိုးတို့ကိုနှင်ထုတ်သည်မှန်လေအကယ်စစ်စစ်သင်တို့၌ဘုရားသခင်နိုင်ငံတော်တည်ခြင်းရောက်ပြီ
ငါတဲ့အခုဖျားရှင်ရဲ့ဝิญဉ်တော်အမိပြုပြီးမှနတ်ဆိုးတွေကိုနှင်ထုတ်တာမှန်တယ်ဆိုရင်တဲ့အကယ်စင်းစစ်ဖျားသခင်နိုင်ငံတော်ကတင်တို့မှာတည်တဲ့အချိန်ရောက်ပြီတဲ့တခြားနေရာမှာတည်မှာမဟုတ်ဘူးတင်တို့စီမှာဒီလူတွေထဲမှာအင်္ဂလိပ်လိုအမန်ယူဆိုတာတင်တို့ရှိတဲ့နေရာမှာလာတည်တော့မှာပြောချင်တာရွာမှာဆိုရင်လိုင်းတစ်ချက်ပြတ်သွားတယ်ဟုတ်တယ်လမ်းတစ်ချက်ပြတ်သွားတယ်ဟုတ်ကဲ့ရွာမှာဆိုလို့ရှိရင်ဒီရွာမှာလာတည်လိမ့်မယ်ဖျားရဲ့နိုင်ငံတော်မြို့မှာဆိုဒီမြို့မှာလာတည်လိမ့်မယ်ဒီနေ့ကျွန်တော်တို့ကကောင်းတဲ့နိုင်ငံတော်မြေကြီးပေါ်မှာဖြည့်လို့ဖို့ပဲဆိုတော့ဘယ်လိုလုပ်ဖြည့်လို့မလဲဆိုတော့ကောင်းတဲ့နိုင်ငံတော်အကြောင်းပိုနားလဲဖို့လိုတယ်အမလို့အဝေးကြီးမှာရှိတာမဟုတ်ယောဟန်ဒီတိုင်းပဲကြီးလိုက်တဲ့အချိန်မှာကောင်းဝင်တကားပွင့်နေတာကိုသူမြင်တယ်မြင်ပြီးတော့မှအဲ့ကျမ်းစာမှာတေချာလေးကြည့်စေချင်တယ်နော်ကျွန်တော်တို့အဲ့မှာဘာဆက်ပြောလဲဆိုရင်ရှေးဥစွာကြားရတော့အတန်ပေါ်ဤအရက်တို့တက်လို့တယ်ယောဟန်ကိုတက်လာခိုင်းတယ်နောက်အဲ့မလို့ကောင်းငင်ကဖိတ်ခေါ်လာတယ်ကျွန်တော်တို့အလကားနေတစ်ခါလီလာမချီကြွတာရှိတယ်ကျွန်တော်တို့ကတက်ဖို့လိုတာရှိတယ်ဆိုတော့ကျမ်းစာမှာအနာရောဂါငြင်းချင်းအကြောင်းတွေနောက်ဂတိတော်အကြောင်းတွေကျွန်တော်တို့ဝิญဉ်ရေးကကောင်းကြီးမင်္ဂလာတွေအားလုံးဒီမှာရှိတဲ့မိသားစုတွေအရောက်တိုင်းကျွန်တော်ပြောချင်တယ်တယောက်ကိုမှဖျားရှင်ဆင်းရဲဖို့အကြံစီမရှိဘူးအဲ့မလို့ခရစ်တော်ကကျွန်တော်တို့ကဆင်းရဲခြင်းကိုခံတာတယောက်ကိုမှအနာရောဂါခံစားဖို့ဖျားရှင်ကမဖြစ်စေခြင်းနော်အနာရောဂါခံစားခြင်းဆိုတာကောင်းဟိုရုပ်ဖြတ်ထားတဲ့ကောင်းကြီးမင်္ဂလာမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ကလေကြံဖန်ပြီးတော့မှခံယူလို့မရဘူးအကောင်းမြင်ဝါဒနဲ့ကျွန်တော်တို့သွားလို့မရဘူးကျွန်တော်ပြောမယ်လောကမှာ optimistic နဲ့ pessimistic ဆိုတာရှိတယ်အကောင်းမြင်နဲ့အဆိုးမြင်ကျွန်တော်တို့ကဖျားရှင်မြင်တဲ့အမြင်နဲ့မြင်ဖို့ပဲလို့တာနော်အကောင်းမြင်နဲ့နာယောဂခံစားလဲဒါဖျားရှင်သွန်သင်ကျင်တာရှိပါလိမ့်မယ်ဆိုတော့ဖျားရှင်သွန်သင်ကျင်တာမဟုတ်နာယောဂဆိုတာကိုယ့်ကိုဒီလောကကြီးရဲ့ပျက်စီးတဲ့စနစ်ကောင်းဝင်နိုင်ငံတော်စနစ်မဟုတ်ဘူးဒီလောကကြီးရဲ့ပျက်စီးတဲ့စနစ်ကြောင့်ကျွန်တော်တို့ကခံစားရတာဒါပေမဲ့ကျွန်တော်တို့အနာယောဂကြီးမှုဖျားရှင်ပေးတာပြီးသားပဲနော်ဥမာတချို့ကတော့ပြောလိုက်မယ်ဖျားရှင်ဘုံတော်ထင်ရှားဖို့မျက်စိကန်းတဲ့လူတယောက်ကိုခရစ်တော်ပြောတယ်အမှခရစ်တော်ကဘာပြောလဲဆိုတော့ဖျားရှင်ဘုံတော်ထင်ရှားဖို့ဆိုတာအဲ့လူမျက်စိပြန်မြင်ပြီးဘုံတော်ထင်ရှားဖို့ဖြစ်တာပဲပြောကြတယ်အဲ့လူမျက်စိကန်းနေလို့ဖျားဘုံတော်မထင်ရှားဘူးကျွန်တော်တို့အနာရောဂါခံစားနေလို့ဖျားဘုံတော်မထင်ရှားဘူးအဲ့ဒါကိုသိဖို့လိုတယ်ဆိုတော့ကျွန်တော်တို့ဆရာမကြီးအရန်လေးစားဒီနေ့ဒီရှိတယ်86လောက်ခွန်လောက်ရှိပြီလားမသိဘူးဒေါက်တာအိုင်ဗာနာတော်မကင်ဆိုတာတအားလေးစားသူဘာပြောလဲဆိုတော့သူဖျားတယ်ဘာတင်ယူရလေတဲ့သူမိတ်ဆွေမျိုးတယ်ဘာမှမတင်ယူရဘူးသူဖြေလိုက်တယ်ဖျားနာခြင်းကနေဘာမှမတင်ယူရဘူးဆိုတော့ကျွန်တော်တို့ကကျမ်းမာခြင်းကနေပဲကျွန်တော်တို့တင်ယူလို့ရတယ်ဖျားရှင်ပြီးတဲ့ကျမ်းမာခြင်းကဘယ်လောက်ကောင်းလဲကျွန်တော်တို့အသက်တာမှာဖျားရှင်တခုခုတင်ခြင်းလို့ဖျားနာခိုင်းတာလည်းမဟုတ်ဘူးကျွန်တော်တို့ဖျားနာခြင်းရောက်လာပြီဆိုဒီဖျားနာခြင်းကိုလက်မခံဖို့အရေးကြီးတယ်အဲ့လိုပြောလို့ကျွန်တော်တို့တိုက်ပွဲတွေတစ်ခါတလေမြန်ခြင်းမှမြန်မယ်ကျွန်တော်ကိုယ်တိုင်လည်းတိုက်ပွဲတွေရင်ဆိုင်ရတာရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကယုံကြည်ခြင်းနဲ့ကျွန်တော်တို့တိုက်လှန်ရမယ်ဒီအရာတွေအားလုံးအရန်လွယ်လွန်းအားကြီးတဲ့လမ်းဆိုလို့ရှိရင်ကျွန်တော်ပြောမယ်နော်ဘဝကြီးကအသက်ရှင်ရတာအရန်ပြင်းဖို့ကောင်းတယ်သလားအဲ့လိုမျိုးဆိုကိုအရန် easy life ပေါ့နော်လူရာဘုရားရှင်ကဘာလို့ဆိုတော့ကျွန်တော်တို့တိုက်လှန်စေချင်တာလောကမှာတိုက်လှန်စေချင်တာဆိုလိုချင်တာကောင်းဝင်တကားဖွင့်ထားတယ်တက်လာပါလို့ပြောရတယ်ဆိုတော့တက်သွားရမယ်ဒီနေ့ကျွန်တော်တို့လည်းဘုရားရှင်တကားဖွင့်ထားတဲ့အရာတွေရှိတယ်ဘုရားရှင်ကမချီကြွသွားဘူးကျွန်တော်တို့ကိုယ်တိုင်ကလက်ခံရမယ်တိုက်လှန်ရမယ်တချို့ဘုရားရဲ့ကျေးဇူးတော်အကြောင်းအရန်ပြောတယ်ခရစ်တော်အပြင်ခတ်သိမ်းသောအရာတွေရတယ်အချိန်ချင်းအမင်္ဂလာတွေကျိုးပြတ်တယ်ဆိုရင်အဲ့ကျိုးပြတ်ခြင်းကိုကျွန်တော်တို့ကခရစ်တော်နဲ့ပူးပေါင်းလက်ခံဖို့လိုတယ်ကိုကယူဖို့လိုတယ်လေပေးတဲ့လူကပေးနေပြီအဲ့ဒါကိုကိုကမယူလို့ရှိရင်မရဘူးကျွန်တော်ဘေးနားမှာထိုင်နေတဲ့ Francis ကသူ့တော်ကသူ့မှာ iPhone လက်ဆောင်ပေးလို့တယ်ဆိုတော့သူယူမရတော့သူလက်ခံမှာသူလက်မခံလို့ရှိရင်ဒီအရာကိုသူမရဘူးဆိုတော့ကျွန်တော်တို့အသက်တာမှာလက်ခံမှုလိုတယ်ဘုရားရှင်ပြင်ဆင်ပေးတဲ့အရာတွေကိုအဲ့ဒါမလို့ passive life နဲ့သွားလို့မရဘူးအလိုလိုရလာလိုက်မယ်လို့ထင်တဲ့အရာအားလုံးကမှားတယ်ကျွန်တော်တို့ကယူရမယ်ဘုရားရှင်ကတော့ပေးတာပြီးသားဒါပေမဲ့ကိုကယူရမယ်ဒါပေမဲ့ယူဖို့တော့မှတိုက်လန့်ခြင်းရှိတယ်ကျန်းစာမှာဒိုင်လာ21ရက်တောင် तू ကချိုးချမ်းစွာကျင့်တယ် तू ဆုတောင်းတယ်21ရက်လုံးအဖြေမရအောင်21ရက်ကြာမှ तू အဖြေရတယ်ဆိုတော့ဘုရားရှင်အဖြေမပေးတာမဟုတ်ဘူးတဲ့အဲ့မှာဂါဘီလာကဘာပြောလဲဆိုရှင်သင်စဆုတောင်းတဲ့နေ့တွေကနေငါထွက်လာပြီဘုရားရှင်ရဲ့အဖြေစာလိပ်ကိုဒီနည်းနည်းတဲ့အရာတွေနောင်ကာလမှာဖြစ်မဲ့အရာတွေဘုရားပွင့်ပြတဲ့အရာတွေအားတွေအားလုံးကောင်းတဲ့တမန်အပြင်အကောင်းတဲ့တမန်တွေအကြောင်းနောက်2ပတ်လောက်ကြာရင်ဖြစ်မလား3ပတ်လောက်ကြာရင်ဖြစ်မလားကျွန်တော်တို့သင်လို့ရှင်ပါလိမ့်မယ်ဆိုတော့စာလိပ်ကိုယူလာပေးတယ်ပထမနေ့တွေကနေထွက်လာတာဒါပေမဲ့လမ်းမှာပီရတိမင်းကသူ့ကိုစီးတာတယ်ပီရတိပြည်ကိုအစိုးရတဲ့ဝิญဉ်ဆုံးဝิญဉ်ကျွန်တော်ပြောမယ်နော်ဝิญဉ်လောကကိုတချို့ကမယုံတာရှိမယ်ကျွန်တော်ပြပြမယ်ဝิญဉ်လောကအခုမြင်ရတဲ့ဟာတွေထက်အားလုံးတက်ပူပြီးစစ်မှန်တယ်ပူစစ်မှန်တယ်ကျွန်တော်အရှိမဒီကျမ်းစာကိုရှိသလားလို့ပြောမှာဆိုရှိတယ်လုံးဝမမားနိုင်အောင်ဒါယုံတာမှန်တယ်အဲဝิญဉ်လောကရဲ့ရှိခြင်းကဒီမြင်လို့အကင်လို့ရလို့သေချာတာထက်တောင်ပိုသေးကြတယ်ဆိုတော့ကျွန်တော်တို့ Christianity ကတကယ်တော့ spiritual practice ပဲ
မဆရာမကြီး Patricia Kim ပြောတဲ့ဟာကျွန်တော်ခဏနေကျွန်တော်ပြောပြမယ်နော်ခုလောလောဆယ်ကျွန်တော်ပြောမယ်အဲ့ Pirati ကိုအစိုးရရဲ့နတ်ဆိုးဆိုတာရှိတယ်ခုစာတန်းကတော့သူခွဲရတာဖះရှင်အတိမဲ့ပြုလာတာမဟုတ်ဘူးဖះရှင်ကလူတွေကိုအုပ်ဆိုးစေချင်တာအဲ့လိုမြေကြီးပေါ်မှာအုပ်ဆိုးစေလို့ပြောတာကောင်းဝင်တမန်တွေကိုအဆောင်ရှောက်အနေနဲ့ပဲထားတာကျွန်တော်တို့ကအုပ်ဆိုးရမှာဒီမြေကြီးပေါ်မှာအုပ်ဆိုးခြင်းအခွင့်အာဏာရှိရမယ်ဝิญဉ်နယ်ပယ်မှာကျွန်တော်တို့ကအုပ်ဆိုးရမယ်ဒီလောကမှာအုပ်ဆိုးတာဒီအစိုးရဖြစ်တာဝန်ကြီးချုပ်ဖြစ်တာတဲ့တက္ကနာဝิญဉ်ပိုင်းမှာကျွန်တော်တို့ကဒေတာတစ်ခုမှာကျွန်တော်တို့ authority ရှိရမယ်အဲ့ဒါဘလို့တချို့မျိုးလုံးကျွတ်တွေပြောင်းနေတာမျိုးလုံးကျွတ်အနာငိမ့်တာလေတမိုင်းမှာအဲ့လိုဖြစ်လာတာ Even Robert ဆိုတဲ့လူငယ်လေးကဝေလာပြီးနိုးထားမှုဦးဆောင်တာတချို့မျိုးတွေဆိုလို့ရှိရင်ဘာဖြစ်တာလဲဆိုလို့ရှိရင်လူနာတွေတော့မရှိတော့ဘူးဆေးရုံတွေမှာဆိုလို့ရှိရင်လူတွေအကုန်ကုန်တာထောင်နေထဲမှာလည်းလူတွေကြားကြမလို့ရဲတွေသွားချင်းကွာတိုက်နေတယ်တဲ့ဘာဖမ်းစရာအမှုကင်းမရှိတော့ဘူးဖျားရှင်အလုပ်လုပ်တဲ့မျိုးတွေမှာအဲ့လို Iceland မျိုးမှာဒီ crime rate က 0% ထိကျတယ်ဆိုတာအဲ့ဒါမျိုးတွေပေါ့ဆိုတော့ကျွန်တော်တို့အားလုံးကဒီနေ့ဖျားရှင်ကတချို့ယုံကြည်သူတွေကတချို့မျိုးတွေကိုသိမ်းနိုင်ပြီကျွန်တော်တို့ကအခုရန်ကုန်မျိုးနဲ့တချို့မျိုးတွေကိုကျွန်တော်သိမ်းဖို့ကျွန်တော်တို့မှာတာဝန်ရှိတယ်အဲ့ဒါကျွန်တော်ဝิญဉ်မိုင်းဆန်မှာတိုက်ပွဲပဲတိုက်လန့်ခြင်းပဲအော်ဟိုကိုရောတကူတော့ကိုရောဖြေလို့ပါဒီနေ့ခရစ်တော်ကအဲ့အတိုင်းပဲတပည့်တော်တွေလည်းအဲ့အတိုင်းပဲကျမ်းစာကိုဖတ်ကြည့်ခရစ်တော်ကတချို့မျိုးတွေမှာရောက်တဲ့အချိန်မှာဘာပြေးလဲဆိုလူအပေါင်းတို့ဒီအနာငြိမ်းခြင်းကိုရောက်တယ်ခရစ်တော်ပဲမဟုတ်ဘူးသူ့ရဲ့တမန်တော်တွေလည်းတမန်တော်ဝတ္ထုရောက်တဲ့အချိန်မှာလူအပေါင်းတို့ဒီအနာငြိမ်းတယ်လူအပေါင်းအနာငြိမ်းတယ်ဆိုတဲ့အဓိပ္ပာယ်ကတယောက်မကြံအနာငြိမ်းတယ်ဆိုတဲ့အဓိပ္ပာယ်ပဲအနာရောဂါငြိမ်းခြင်းလို့ဒီမြို့မှာအနာရောဂါငြိမ်းခြင်းလာဆူတောင်းပြီးလို့မြို့မှာမကျမ်းမာတဲ့လူတွေအရောက်ဒီမြို့လေးပေါ့နော်မြို့လေးမှာထားပါတော့အရောက်200ရှိလို့200လာတဲ့အချိန်မှာ100ငြိမ်းပြီး100ပြန်တဲ့ဟာကိုလူအပေါင်းကအနာငြိမ်းတာမဟုတ်ဘူးဆိုတော့မြို့မှာမကျမ်းမာတဲ့လူတယောက်မှမရှိတော့စီးချိုလည်းမရှိတော့ကြောက်ကနာလည်းမျိုးအဲ့လောက်ထိမြို့တွေကိုသိမ်းဖို့ဘုရားရှင်ဖြစ်စေချင်တာဒိန်လာကိုဘုရားရှင်အဲ့လိုအုပ်ဆိုးခြင်းအာဏာမှာအပ်စေချင်တယ်ယေရမိကိုဘာပြောလဲဆိုတော့တိုင်းနိုင်ငံများနော်လူမျိုးအသီးသီးနိုင်ငံအသီးသီးဘက်မှာ prophet နေရာမှာတင့်ငါခန့်ထားတယ်လို့ပြောတာဒါပေမဲ့ဒိန်လာကိုခန့်ထားခြင်းပေမဲ့ဒိန်လာနဲ့ဆိုင်မိတ်တိုက်လှန်တဲ့ပေရတိမင်းဆိုတာရှိတယ်အဲ့ပေရတိမင်းကဒီဂေဘရီယယ်ဂါဘီလာကိုလာပြီးစန့်ကျင်စီးတာအဲ့မို့ဒိန်လာအဖြေမရတာအဖြေမရတဲ့အချိန်မှာဒိန်လာပထမရက်မှာအဖြေမရနဲ့ဒီတိုင်းထားလိုက်လို့ရှိရင်အဲ့အတိုင်းပဲဖြစ်သွားမှာ तू ကဆက်ဆုတောင်းရတယ် तू press on လုပ်ရတယ်21ရက်လုံး तू ဆုတောင်းတယ်ဆုတောင်းတဲ့အချိန်မှာဒီကောင်းကင်တကားတွေနောက်ထပ်ပွင့်လာပြီးတော့မိခေလာအဖွဲ့ကရောက်လာတယ်စစ်တိုက်တဲ့အဖွဲ့ကရောက်လာတယ်ဆိုတော့မိခေလာအင်မတန်အားကြီးတဲ့ကောင်းကင်တမန်ပဲ तू စစ်တိုက်နိုင်တယ်နီပရိရဲ့အကျွဲဝရတယ်တကိုးအင်မတန်ကြီးတယ်ကောင်းကင်တမန်တစ်ပါးနဲ့တစ်ပါးခွန်အားမတူဘူးဗျာဒီကျမ်းမှာဖတ်ရင်ခွန်အားကြီးတဲ့ကောင်းကင်တမန်ဆိုတာလည်းရှိတယ်ကောင်းကင်တမန်တစ်ပါးနဲ့တစ်ပါးအရွယ်အစားလည်းမတူဘူးဆိုတော့အမမိခေလာရောက်လာပြီးတော့မှပီရိုတိမင်းကိုစစ်တိုက်တယ်စစ်တိုက်တဲ့အချိန်မှာမှဂါဘီလာကိုကူတိုက်ပြီးတော့ဂါဘီလာရောက်လာပြီးတော့မှဒိုင်လာနဲ့တွေ့တဲ့အချိန်မှာ21ရက်ကြာတဲ့အချိန်မှာမှ तू အဖြေရတယ်ဆိုလိုချင်တာဘာလဲဆိုတော့ကျွန်တော်တို့မိသားစုတွေเนาะစီးပွားရေးပိုင်းဆိုင်ရာထိုးဖောက်မှုရဖို့တွေเนาะကျမ်းမာရေးရဖို့တွေမိသားစုအခြေအနေလွတ်မြောက်ဖို့ကဆူတောင်းချက်တွေတင်တာကောင်းတယ်ကိုကိုရိုင်းလည်းဆူတောင်းအောင်မှမှန်တယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာပါဆိုတော့တချို့တော့တိုက်ပွဲတွေပိုကြတိုက်ရတတ်တယ်ဒါပေမဲ့ကြတိုက်ရတဲ့ဟာပို့ပြီးတော့ချိုမိန်တယ်ပို့ရတဲ့ဟာဘာလို့တချို့ဟာတွေကြတိုက်ရလဲဆိုတော့ပိုကြီးမားတဲ့ဥမာကျွန်တော်ပြောပြမယ်လူတယောက်မပြောင်းလဲနိုင်ဘူးဆိုတာဆိုဒီမှာရှိတဲ့သူမိသားစုဝင်တယောက်เนาะဟိုအဲ့လူတော့ကိုနှစ်ပေါင်းများစွာဆူတောင်းဆိုတော့အဲ့လူပြောင်းလဲလာအဲ့လူအပြင်နောက်ထပ်လူမြောက်များစွာပြောင်းလဲဖို့လည်းဖြစ်လာနိုင်တယ်ကျွန်တော်ပြောပြီးသားဇလန်ကျွန်တော်ထပ်ပြောပြမယ်အဲ့ဒါဘာလဲဆိုအမေရိကန်နိုင်ငံကနေဒီလေသမားတယောက်ပဲသူအိမ်အနောက်မှာတစ်ပင်အမြင့်ရှိအကြီးရှိတယ်သူတို့ဒေတာနှစ်တိုင်းမှာမုံတိုင်းဝင်တော့လေစင်မောင်းတွေဝင်တယ်မုံတိုင်းတွေဝင်တော့သူ့အိမ်ကိုပြီးမှသူစိုးရိမ်တယ်အမချမ်းစာမှာပြောတဲ့အရာသူယုံကြည်သွားတယ်တင်မောတဖန်းပင်ကိုအမြစ်ကနေကျွတ်ပြီးပင်လယ်ထဲမှာကြားလို့ပြောရင်ကြားလိမ့်မယ်ဆိုတော့ तू ကမနက်တိုင်းမှာမနက်စားစားတယ်စားပြီးတဲ့အချိန်မှာ तू အလုပ်မသွားခင်မှာ तू ကျန်းစာကိုယူသွားတယ် तू တစ်ပင်ရှိမှ तू သွားရက်တယ်ရက်ပြီးအိတ်ကျန်းချက်ကို तू ဖတ်တယ်ဖတ်ပြီးအိတ်တစ်ပင်ကိုအမိန်ပေးတယ်ယေရှုနာမနဲ့ငါမျိုးကိုအမိန်ပေးတယ်အမြစ်ကနေကျွတ်ပြီးတော့မှနော်ပင်လယ်ထဲကျပါ तू အမိန်ပေးတယ်မနက်တိုင်းအမိန်ပေးတယ်ဘာမှမဖြစ်လာဘူး तू ယုံကြည်ကြမလျော့သွားဘူး तू အဲ့အတိုင်းပဲ तू အမိန်ကျင်ကြတယ် तू အမိန်ကျင်ကြတယ်ဆိုတော့သူ့လိုပုံစံလိုက်အတူခိုးဖို့ကျွန်တော်ပြောချင်တာမဟုတ်ဘူးเนาะကိုယ့်ကိုဖျားရှင်နှိုးစော်တဲ့အတိုင်းတကယ်လုပ်လို့ရတယ်ဆိုတော့ तू ကအဲ့အတိုင်းပဲ तू လုပ်တယ်တရက်ကျတော့ तू တမနက်သွားတော့အဲ့တပင်ကမရှိတော့ဘူးမရှိဘဲနဲ့ဘာဖြစ်လဲကျွင်းပဲတွေ့တယ်အဲ့ဒါ तू အိမ်ထဲဝင်ပြီးမိုးလေဝသဌာနကိုဖုန်းဆက်တယ်မနေ့ကမုံတိုင်းတိုက်လို့လားဘာမုံတိုင်းမှမလာဘူးအဲ့ဒါ तू ဘာဖြစ်သွားမှမသိဘူး तू တပင် तू ယုံရမဖျားရှင်နမိတ်လက္ခဏာပြုပြီလား तू ဘာမှမသိဘူးအဲ့ဒါ तू လေကွက်ကို तू 3မိုင်လောက်ဝေးတယ် तू လေကွက်ကို तू track ကားမောင်းပြီးသွားတယ်လမ်းတော့မှာ तू များပိုင်နေလေကွက်မှာ तू ခြံနေတပင်ကဇောက်ထိုးကြီးဖြစ်နေတယ်ဆိုတော့ तू အဲ့တပင်ကိုသွားတွေ့တယ်ဖျားရှင်သူ့မြင်အောင်ပြတာပင်လယ်မှာတော့မချလိုက်ဘူးအဲ့နောက်ပိုင်းမှာအဲ့လေသမားဘာဖြစ်လာလဲဆိုလို့ရှိရင် तू အမိတ်ပေးလို့ရှိရင်ကင်ဆာအကျိတ်တွေပါတယ်အားလုံးကထွက်သွားတာဘယ်ပြောက်လို့ပြောက်မှမသိဘူးအနာရောဂါငြိမ်းချင်းနဲ့အမှုတော်ဆောင်နဲ့အေဝံဂေလိဆရာတယောက်ဖြစ်လာတယ်
ဆိုလိုချင်တာဘာကျွန်တော်ဘာပြောချင်တာလဲဆိုဒီနေ့ကျွန်တော်တို့ကတစ်ခါလေတချို့ကိစ္စတွေအချိန်ပေးရတာမှန်တယ်စိတ်အားမလျော့သွားနဲ့အားလျော့တဲ့လူတွေအတွက်ကျွန်တော်ယုံကြည်သူတွေအားလျော့ဖို့ဖျားရှင်မခေါ်ဘူးเนาะအားကြီးသောသူအနေနဲ့ခေါ်တယ်မြေကြီးဘက်မှာကျွန်တော်တို့သားသမီးတွေအားကြီးလိုက်မယ်လို့ပြောတယ်ကျွန်တော်တို့ကတစ်ခါလေကြာရင်အခက်အခဲမတွေ့ပါစေနဲ့လို့ကျွန်တော်တို့ကဖြစ်စေချင်တာကိုသားသမီးတွေရောကိုလူတွေရောအလုံးကြားလားပြက်တောင်းဖြစ်လာကြားလား 在玩，在玩。在玩些。 ရှားရယ်နော်ပြက်တောင်းဖြစ်ရင်နောက်မှအတန်သွင်းတာပြန်နားထောင်ပါဆိုတော့အဲ့လိုမျိုးအမိတ်ပေးရတာဟာရှိရကျွန်တော်တို့တက်တာမှာပို့ပြီးတိုက်လန်ရတယ်ဘာမှအခက်အခဲမရှိဘဲနဲ့ဖြတ်ကျော်သွားတဲ့အရာဘာမှတန်ဖိုးမရှိဘူးเนาะဥပမာထားပါတော့10ရန်အရင်ခေတ်တုန်းကလို့သတင်းတွေထွက်တဲ့ဟာလေအခုခေတ်တော့မကြတော့10ရန်မိကွန်းပေါက်တယ်ဆိုတဲ့ဟာလေထားပါတော့10ရန်မိကွန်းပေါက်ပြီးတော့မှကိုဖြေလို့6ပါတာကုန်လို့ထွက်လဲဘာမှဒါတန်ဖိုးမရှိဘူးကိုတက်တာမှာတကယ်စူးစမ်းပြီးတော့မှရတဲ့အရာတကယ်အဲ့လိုဘောမှာတိုက်လန်ခြင်းဆိုတာတကယ်စစ်မှန်တယ်ကျွန်တော်တို့အားကြီးဖို့တင်ယူရတယ်မင်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်လူငယ်ပဲဖြစ်ဖြစ်လူကြီးပဲဖြစ်ဖြစ်အသက်ကြီးတဲ့သူပဲဖြစ်ဖြစ်ကျွန်တော်တို့တိုက်လှန်နေရမယ်ဘုရားရှင်စစ်သူရဲဖြစ်ဖို့ကျွန်တော်တို့ခေါ်တယ်ကျွန်တော်ကတိုက်ပွဲကိုကြိုက်တယ်တန်မာခြင်းကိုကျွန်တော်ကြိုက်တယ်ပြောညံ့ခြင်းကိုကျွန်တော်မကြိုက်ဘူးအဲမို့ကျွန်တော်တို့မျိုးဆက်တွေကိုကျွန်တော်ပြောညံ့မှုကျွန်တော်မသိဘူးကျွန်တော်တို့လူငယ်တွေကိုလည်းကျွန်တော်ပြောညံ့မှုမသိဘူးကျွန်တော်မိဘတွေကလည်းကျွန်တော်ကိုအားပြောတဲ့လူတယောက်ဖြစ်လာဖို့ပြောထောင်တာမဟုတ်ဘူးကျွန်တော်တို့အမီတို့ဆိုအရန်ခိုင်ခန့်တယ်ကျွန်တော်တို့ကအရာကသိန်းကိုကုတ်လုပ်နိုင်ရတယ်ကိုင်တွင်နိုင်ရတယ်ကျွန်တော်အလုံးမှာတစ်ခါလေ pressure တွေရှိတယ်ကျွန်တော်ဆေးရုံမှာအလုပ်လုပ်တော့ဖိစီးမှုတွေတကယ်များတဲ့အချိန်တွေရှိတယ်မိဘတွေကပြောတယ်ဒါအလုပ်သဘောပဲဒါတော့ဒီတိုင်းဖြစ်မှာပဲဆိုတော့ဒီဟာကိုကြော်လွှားနိုင်ရတယ်အဲ့လိုပြောတယ်ကျွန်တော်တို့ကကြော်လွှားသွားနိုင်မှုလို့တယ်နော်တချို့မိဘတွေကကိုသားသမီးကိုအဲ့လိုကြော်လွှားနိုင်မှုမသွန်သင်နိုင်ဘူးအဲ့ဒါဆိုအဲ့လိုအဲ့ဒီတယောက်ကအဲ့လိုဖြစ်လို့ဘာဖြစ်လို့ကိုသားသမီးဘက်ကပဲနာပေးတာရှိတယ်ဒါအဆင်မပြေဘူးကြော်လွှားဖို့အသင်ယူရတယ်ကျွန်တော်တို့တက်တာမှာကြော်လွှားနိုင်ရတယ်ခက်ခဲတယ်ဒီတက်ကြီးတဲ့စုံစမ်းခြင်းတွေကျွန်တော်မတွေ့ရအောင်မို့တွေ့ရတယ်တွေ့ရရင်ဒါတိုက်ပွဲတစ်ခုပဲဆိုတော့ကိုကသတ်မှတ်ထားတယ်ကျွန်တော်ပြီးခဲ့တဲ့အပတ်အတွင်းမှာကျွန်တော်စီးအယောင်မကောင်းတစ်ပတ်လုံးစီးအယောင်မကောင်းလာတော့ကျွန်တော်ကြောက်ကတ်မှာတစ်ခုဖြစ်ပြီလားကျွန်တော်တန်တရားရှိလာနောက်တော့3ရက်လောက်ကကျွန်တော်စီးသွားနေလာတယ်3ရက်လောက်ကစီးသွားနေလာတယ်စီးသွားနေလာတော့ဒါကောင်းတဲ့လက္ခဏာမဟုတ်ဘူးเนาะစီးသွားနေတယ်ဆိုတာကောင်းတဲ့လက္ခဏာမဟုတ်ဒါကြောက်ကပြတ်စီးသွားနိုင်တယ်2ရက်3ရက်လောက်စီးသွားနေလာတယ်ဒါပေမဲ့ကျွန်တော်ဘက်ကနေလူအနေနဲ့တတ်နိုင်တာလေကျွန်တော်လုပ်တယ်ဒီကြောက်ကအတွက်ကောင်းမဲ့ဟာတွေ essential wine တွေကျွန်တော်တောက်တယ် lemon တောက်တယ်rosemary တောက်လူအနေနဲ့ကျွန်တော်အမျိုးမျိုးလုပ်တယ် lemon grass လည်းတောက်တယ်ဒါပေမဲ့ကျွန်တော် soup down တယ်ဒါတိုက်ပွဲတစ်ခုပဲကျွန်တော်နားတယ်နောက်ဒီကြောက်ကပြဿနာတက်ဘူးတဲ့လူဆိုသိလိမ့်မယ်ခါကြောက်တယ်လူတွေပါဆိုလဲနိုင်တော်နာတော့လူကဂေယံဝန်ထမ်းဖြစ်တဲ့အထိနာဘလို့မှနေလို့မရအောင်နာကျွန်တော်អော်နေရတယ်ဒါပေမဲ့အဲ့အချိန်မှာတွေကကျွန်တော်ဖျားကောင်းမဲ့ကျွန်တော်ယုံကြည်တယ်ဒီຢာတွေကကျွန်တော်ရင်ဆိုင်ရတဲ့တိုက်ပွဲပဲကျွန်တော်နာရာတက်တာလာတော့ကျွန်တော်ဆရာမတွေဒီမှာအားလုံးတချို့သိလိမ့်မယ်နော်တချို့တော့သိလိမ့်မယ်အားလုံးတော့သိမှာမဟုတ်ဆရာမဖယ်ကီတို့ပါတော့နောက်ဒေါက်တာနန်စီ George ဆရာကြီး George ဒေါက်တာ George နောက်တော့ Deidra သူတို့၄ယောက်ကိုကျွန်တော်ဆူတောင်းချက်လှမ်းတင်တယ်အတန်ပြတ်သွားပြီနော်ဟယ်လိုအင်တာနက်လိုင်းရသေးလားမသိဘူးတစ်ချက်လောက်ကြည့်ပေးပါလားဆက်ဆုံးရလားဘယ်မှာပြတ်သွားလဲအတန်ကျွန်တော်ဆူတောင်းချက်တင်တဲ့နေရာရောက်ပြီလားဆက်ပြောမယ်နော်ဆက်ပြောမယ်ကိုရောဖျားဒီ internet line ကိုသားတို့ကောင်းကြည့်ပေးတယ်ဖာအနောက်ချက်တွေအားလုံးသားတို့ဖယ်ရှားတယ်ကိုရောဘုံတော့ကိုချိန်ညာတယ်ဆိုတော့အဲ့တော့ဆူတောင်းချက်လည်းတင်လိုက်ပြီးတာနဲ့သူတို့ဆူတောင်းတာခဏပဲရှိသေးတယ်မိနစ်ပိုင်းပဲရှိသေးတယ်နိုင်ဝက်တော့မကြသေးဘူးကျွန်တော်စီးသွားခြင်းလာတယ်လှုပ်ရှားမှုဖြစ်လာတယ်နောက်စီးသွားတော့ကြောက်ကပါလာတယ်ဘယ်စတော့ကြောက်ကပါလာတယ်ပြီးတော့စီးကနောက်ပိုင်းပုံမှန်ပြန်ဖြစ်သွားတယ်အယောင်လည်းကောင်းသွားတယ်နောက်ပမာဏလည်းပုံမှန်ပဲဆိုတော့ဖျားကောင်းမဲ့ခြင်းကိုကျွန်တော်တို့ယုံတယ်ကျွန်တော်တို့တိုက်လှန်မဲ့တိုက်ပွဲတွေကိုကျွန်တော်တို့ယုံကြည်တယ်အဲ့ဒါနောက်တစ်ခုကနောက်မျိုးဆက်အတွက်အမြင်တော့ကျွန်တော်ထားတယ်
နောက်မျိုးဆက်အတွက်အမြင်ဘယ်လိုထားသလဲဆိုတော့အထူးသဖြင့်လူငယ်တွေပေါ့ဆောနာဟိုမှာမာအဲကူအနောက်ကနေချင်းအောင်တွေကနေဖက်နှက်လာမသိလှမ်းယူတာအဲ့ဒါဘာလို့လဲတော့မသိဘူးလူငယ်ထင်တယ်နော်မာအဲကူတူလာနော်တူတွေထင်တယ်နော်မကြားရဘူးရအတန်ပဲကိစ္စတော့မရှိဘူးအေးတယ်ခဏမဟုတ်ဘူးလေအော်လွယ်အေးဘောဟုတ်ပါတယ်လူငယ်မျိုးဆက်တွေရှိတယ်เนาะဒီမှာခရစ်တော်ကယ်တင်မိုင်းရှိမဲ့လက်မခံရသေးတဲ့လူတွေရှိရဆိုလဲကျွန်တော်လက်ခံဖို့တိုက်တွန်းနေတာဘာလို့အရန်ကောင်းလို့အသက်တာခရစ်တော်လက်ခံတဲ့အသက်တာအရန်ကောင်းလို့เนาะခရစ်တော်နဲ့ကျွန်တော်ဆိုခရစ်တော်မရှိဘဲနဲ့ဘလို့အသက်ရှင်မှန်းတော့မသိဘူးဘဝကိုရင်မဆိုင်ရဲဘူးเนาะဖခင်ရှင်ဘယ်တော့ကောင်းလဲဆိုတာသိစေချင်တယ်အဲ့ဒါနောက်တချို့ကလည်းခရစ်တော်ရောကယ်တင်ပိုင်ရှိမဲ့လက်ခံတာတယ်ဒါပေမဲ့တကယ်တက်ကြွရတဲ့လှုပ်ရှားမှုမရှိဘူးပေါ့နေ့တိုင်းဖခင်နဲ့ဆက်သွယ်တာမရှိဘူးဆိုတကယ်ဆက်သွယ်ပြီးတဘာဝထက်လွန်တဲ့နေပယ်ထဲမှာရှောက်လန်းစေချင်တယ်ဘာလို့တဘာဝထက်လွန်တဲ့နေပယ်အကြောင်းပြောလဲဆိုတော့ကျွန်တော်တို့ရဲ့ဇာတိအဖြစ်မှန်ကျွန်တော်တို့ရဲ့ DNA ကျွန်တော်တို့ဗီဇာတဘာဝထက်လွန်ပြီးသားလူမီကခရစ်တော်နာရှိတယ်အသက်ဖန်ဆင်းခြင်းဖြစ်တယ်အသက်ပြုပြင်တဲ့သတ္တဝါဖြစ်တယ်ဟောင်းတဲ့အရာတွေပြောင်းလဲပြီးခတ်သိမ်းသောအရာအသက်ဖြစ်တယ်တားတော်နဲ့တရံနဲ့ယေရှုခရစ်နဲ့တရံနဲ့ကျွန်တော်တို့ကဖန်ဆင်းခြင်းခံရတယ်ဒီနေ့ယေရှုရဲ့ DNA ကိုရတယ်နမိတ်လက္ခဏာကိုကျွန်တော်တို့ကပြုနိုင်တယ်အနာရောဂါငြိမ်းခြင်းကိုပြုနိုင်တယ်မဿဲ30ခွန်8တို့ဖတ်ကြည့်တင်တို့ကသွားစင်မှာလဲနော်လူနာတွေကိုဟိုလဲနူနာတွေကိုတန်ရှင်းစေပါတေရလူတွေကိုထားမြောက်စေပါမကြမ်းမာသောသူတွေကိုကြမ်းမာစေပါလက်တင်ပြီးကြမ်းမာစေပါအဲ့လိုပြောတယ်မကြမ်းမာတဲ့သူတွေအတွက်ဆူတောင်းပေးပါလို့မပြောဘူးတချို့အမှုတော်ဆောင်ဆရာတွေကတော့ဒီလိုပြောတာရှိမယ်အနာရောဂါကိုကျွန်တော်မငြိမ်းစေနိုင်အောင်ဖျားပဲငြိမ်းစေနိုင်တယ်ကျွန်တော်ဆူတောင်းပေးမယ်လို့ပြောတယ်ဒါသူနှိမ့်ချတာတော့ဖြစ်မယ်မှန်တော့မှန်တယ်လူကတော့အနာမငြိမ်းနိုင်ဘူးမှန်တယ်ဒါပေမဲ့ဖျားရှင်အဲ့လိုမျိုးဖြစ်စေချင်တာမဟုတ်ဘူးကျွန်တော်တို့ခရစ်တော်ရဲ့အဖြစ်အတိုင်းဖြစ်စေချင်တာကျွန်တော်တို့အထဲမှာအနာရောဂါငြိမ်းခြင်းဗိတ်သိက်ခြင်းတကူကိုဖျားရှင်ပေးဖို့ပေးချင်တာကျွန်တော်တို့ကမှလူတယောက်အတွက်ဥပမာဆိုပါစို့ဒီမှာဘေးနားမှာရှိတဲ့ Francis အတွက်ကိုเนาะကျွန်တော်ကတောင်းပေးတယ်ဆိုပါစို့เนาะလူเนาะသူ့ကိုဒီကလေးကိုမုံပိုးပေးလိုက်ပါเนาะကျွန်တော်တောင်းပေးလိုက်တယ်เนาะဟိုဆိုပြီးတော့ကျွန်တော်မှဘာမှမရှိဘူးအဲ့လိုတောင်းပေးရုံပဲမဟုတ်ဘူးဖះရှင်ကကျွန်တော်အဲ့လိုတကူကိုပေးချင်တာเนาะကျွန်တော်ကိုယ်တိုင်ပေးနိုင်တဲ့အခွင့်ကိုပေးချင်တာအဲ့ဒါမို့လူနာတွေကိုကျမ်းမာစေပါလို့ပြောတာအင်္ဂလိပ်လိုက heal the sick လို့ပြောတာ pray for the sick လို့ရေးတာမဟုတ်ဘူးဆူတောင်းပေးုံတတ်မဟုတ်ဘူးကျွန်တော်တို့ကိုယ်တိုင်ကနမိတ်လက္ခဏာပြုဖို့ဘုရားရှင်ခေါ်ရတယ်ကျွန်တော်တို့တကိုးနဲ့ဖြည့်ပေးနိုင်တယ်ဒါဘုရားရှင်ကောင်းတဲ့နိုင်ငံရဲ့ခေါ်ခြင်းပဲဆိုတော့ကျွန်တော်တို့အမလို့တဘာဝတက်လွန်ခဲ့တဲ့အတ္တနဲ့ရှောက်လန်းစေခြင်းတယ်เนาะတိုက်ပွဲတွေအားလုံးရင်ဆိုင်မှာအနိုင်ယူပါနောက်တော့ကျွန်တော်နောက်မျိုးဆက်အတွက်အမြင်ရှိတယ်ခါလေးကျွန်တော်စဉ်းစားတယ်ကျွန်တော်တို့မရှိရင်လဲเนาะကျွန်တော်တို့မရှိရင်လဲတကယ်ကိုလုံနေတဲ့လူတွေဖះဘုံတော်ထင်ရှားနေတဲ့နောက်မျိုးဆက်လူငယ်တွေเนาะအရင်ဆရာတွေကတော့ထားပါတော့အခုနာမည်ကြီးနေတဲ့ဆရာတွေเนาะအရင်မျိုးဆက်ဆရာတွေထားပါတော့ကျွန်တော်ပြောချင်နောက်မျိုးဆက်ကိုပြောတာလူငယ်မျိုးဆက်တွေကိုအထူးသဖြင့်ပြောချင်တာเนาะအခုဟိုဘချင်းအောင်တွေကလူငယ်ရောနောက်မိုင်အခုကနောက်မှာထိုင်နေတဲ့လူငယ်ရောတောတီထူရောအဲ့ဒါဟိုအချိန်ပြည့်မှုတော်စားမယ်လို့ကျွန်တော်ဆိုလိုတာမဟုတ်ဘူးเนาะအချိန်ပြည့်ဖြစ်အချိန်ပြည့်မဟုတ်ဘဲနဲ့ကိုယ့်ကိုအလုပ်လုပ်ရင်လည်းအဲ့လူကအချိန်ပိုင်းဖြစ်ရမယ်ကိုလုပ်တဲ့အချိန်မှာနမိတ်လက္ခဏာတွေကိုပြုရမယ်ကိုတတ်တယ်เนาะအခုဆိုလို့ရှိရင်ကြည့်အောင်ဆောနာဆရာ Kim Klima ဆိုပြုစုပေးတဲ့သူကယုံကြည်သူပဲသူအမှုတော်ဆောင်မဟုတ်ဘူးသူစီးပွားရေးသမားဖြစ်တဲ့နောက်ပိုင်းမှာတန်ရှင်းတဲ့စီးပွားရေးလုပ်တယ်မူရည်စေးကုန်ကူးတာမလုပ်တော့ဘူး။မဲ့သူ့တတ်တာသူကပြုစုပေးတယ်။ပီကီလာနဲ့အာကူလာကလည်းအာဘောလူကိုပြုစုပေးတယ်။ကျွန်တော်တို့ကလူတွေကိုငွေထုတ်ပေးနိုင်ရမယ်။ကျွန်တော်တတ်တာမှာအမှုတော်ဆောင်အောင်မယ်။ကျွန်တော်ဆက်ပြောမယ်။နို့ကျွန်တော်သင်ခန်းစာမပြီးဘဲနဲ့နေမယ်။နောက်ပြီးရင်အမလို့ passive မဖြစ်ရအောင်ကျွန်တော်တို့က active ဖြစ်ရမယ်။ကျွန်တော်တို့အားလုံးကပြီးဒီတိုင်းမဲ့ခံတယ်ဆိုတဲ့စိတ်မျိုးမဖြစ်ရအောင်ကျွန်တော်တို့ကရအောင်ယူနိုင်ရမယ်ကောင်းတဲ့နိုင်ငံတော်အနိုင်ထပ်ပြုရမယ်ဒီကျမ်းစာစလုံးနဲ့ဆိုကောင်းတဲ့နိုင်ငံတော်အနိုင်ထပ်ပြုတယ်လို့ပြောတာအနိုင်ထပ်ကိုကျွန်တော်တို့ကပြုရမှာကောင်းတဲ့နိုင်ငံတော်မရမကအနိုင်ထပ်ပြုတယ်ဆိုတာသိရမလားလူတယောက်ကိုအတင်းကိုသွားတဲ့နေရာကိုလိုက်ခိုင်းတာနော် तू မသွားချင်တာအတင်းလိုက်ခိုင်းတာအဲ့ဒါအနိုင်ထပ်လုပ်တယ်လို့ခေါ်တယ်ကျမ်းစာမှာဗာပြောလဲဆိုတော့ပါတီဇန်ဆရာယောဟန်လက်ထက်ကနေဒီနေ့တိုင်အောင်လူတွေကကောင်းတဲ့နိုင်ငံတော်အနိုင်ထပ်ပြုတယ်အနိုင်ထပ်ပြုတဲ့လူတွေကကောင်းတဲ့နိုင်ငံတော်လူယူဝင်စားတယ်သူကမူရင်းရေးသားမှာကောင်းတဲ့နိုင်ငံတော်တကယ်ပိုင်ဆိုင်တယ်ကျွန်တော်တို့ကပိုင်ဆိုင်ခြင်းနဲ့ဆိုယာကုပ်ကဖျားရှင်တဲ့နဗန်းလုံးတယ်သူကောင်းကြီးကိုလိုချင်တယ်သူမျိုးရိုးကိုသူပြောင်းလဲစေချင်တယ်ကောင်းကြီးမပေးရင်သူမလွတ်ဘူးလို့ပြောတယ်။မှာသူပေါင်ချောင်ထိုးလိုက်တယ်ဖျားသခင်ကထိုးလိုက်ပြီးတဲ့အချိန်မှာသူဘာဖြစ်သွားလဲဆိုရင်သူကကောင်းကင်တမန်ပုံစံအနေနဲ့ထင်ရှားတယ်ဖျားသခင်ပေါ့။သူကကောင်းကင်တမန်လူလည်းကြီးတယ်ဖျားသခင်လူလည်းကြီးတယ်ဘာကြောင့်လဲဆိုပြောရင်တခါလေကျရင်ဖျားသခင်ကကောင်းကင်တမန်ပုံစံအနေနဲ့ထင်ရှားတယ်တခါလေလူသားအနေနဲ့ထင်ရှားတယ်။တကယ်တော့အဲ့ဒါရိုးရိုးကောင်းကင်တမန်မဟုတ်ဘူး။ဆိုတော့သူကကောင်းကြီးမပေးလို့ရှိရင်သူမလွတ်ဘူးလို့ပြောတယ်။မှာယာကုပ်ဆိုတဲ့လိန်လေလှည့်ဖျားတဲ့သူကနေဖျားရှန်ကောင်းကြီးပေးတာ Israel လို့ခေါ်လိုက်တယ်เนาะဒီဘက်ကျွန်တော်ဘေးနားမှာ Israel ရှိတယ် Jerry ကသူက Israel လူမျိုးသူအရန်ကြင်ညာဆိုတော့ Israel ဖြစ်သွားပြီเนาะဣသရေလဖြစ်သွားပြီလို့ဖျားရှန်ပြောတယ်နာမည်ပြောင်းလိုက်ပြီကျွန်တော်ပြောမယ်เนาะ
ဒီနေ့လူတွေကလေဘေဒင်ဆရာစီမှာသွားတယ်ကိုသားသမီးနာမည်မှဲ့ပေးဖို့လိုချင်တယ်ဘာလို့လဲဆိုတော့ဘေဒင်ဆရာတွေသူတို့ပြောလိုက်တဲ့စလုံးကကိုသားသမီးဘဝမှာမင်္ဂလာဖြစ်လိမ့်မယ်လို့သူတို့ကယုံတယ်ကျွန်တော်ပြောမယ်ဒါတွေကကျွန်တော်တို့နဲ့မဆိုင်ကျွန်တော်နဲ့ဆိုင်တာကျွန်တော်တို့ကဖျားရှင်စီကနေနာမည်တွေရဖို့လိုတယ်အဲ့ဒါအရန်ရေးကြည့်တယ်ကိုသားသမီးတွေကိုကောင်းလို့ရနာမည်ပေးတာမဟုတ်ဘဲနဲ့ဖျားရှင်ပေးခိုင်းတဲ့နာမည်ကိုပေးရမယ်ဒီကကြီးမြတ်ခြင်းနာမည်ကိုထည့်ရမယ်နော်ဒီမှာသောမတ်ဆိုတဲ့နာမည်အတိတ်ကအမွာလို့အတိတ်ပဲရတယ်အဲ့အမွာအကြောင်းကျွန်တော်နောက်မှပဲ prophet ပြုဆိုကိုနာမည်ကဘာလို့ဆိုလို့လဲဆိုတာသိရတယ်ဖျားရှင်ဆရာတွေတချို့တွေနာမည်အသက်တောင်ရဖို့လိုရလို့ယုံကြည်တယ်ဖျားရှင်အမြဲတမ်းနာမည်ပြောင်းတယ်ဓမ္မဟောင်းဓမ္မသစ်ကိုရှီမုန်ဆိုတဲ့နာမည်မကြိုက်ဘူးပေတရုရှီမုန်ဆိုတာကျူရိုလှိုင်းတဘူးလှုပ်ခါတယ်အားနေတယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်သူ့ကိုကြောက်လို့ပြောတယ်တီမြဲတယ်အားကြီးတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ကြောက်လို့နာမည်ပေးတယ်နာမည်တွေကိုပြောင်းပြတယ်သခင်ယေရှုကနာမည်တွေကိုပြောင်းပြတယ်ဆိုတော့ဓမ္မဟောင်းမှာလည်းပြောင်းတယ်ဓမ္မသစ်မှာလည်းပြောင်းတယ်နော်အာဗြဟံပြောင်းတယ်စာရဲကိုစာရာပြောင်းတယ်ဒီနေ့ကျွန်တော်တို့အနာဂတ်ကိုပြောင်းစေချင်တယ်မျိုးဆက်လိုက်ပြောင်းလဲစေချင်တယ်ဣသရေလအမျိုးကကောင်းကြီးခံစားတဲ့အမျိုးဖြစ်တယ်ဒီနေ့မှာကဘာပေါ်မှာကောင်းကြီးခံစားဆုံးမျိုးရဲမှာသူတို့မျိုးရိုးထဲမှာပါတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့မျိုးရိုးကိုပြောင်းလဲခြင်းကျွန်တော်တို့ family generation တွေဒီမှာရှိတဲ့ဆွေစဉ်မျိုးဆက်စင်းတွေကိုမျိုးဆက်ကိုပြောင်းလဲခြင်းတယ်ဆိုရင်ဒီအသက်ရှင်တဲ့ဖျားစီကနေဓာတ်ရိုက်ထိတွေ့ဖို့ပဲလိုတာအဲ့ကြံညွှန်းလို့ခြင်းလားကျွန်တော်ကြံညွှန်းရှာပေးမယ်နော်ကောင်းတဲ့နိုင်ငံတော်အနိုင်ထပ်ပြုတယ်ဆိုရယ်ဂျန်ညွန်ခဏလေးနော်ကျွန်တော်ရှာပေးမယ်အခန်းကြီး7မာသဲအခန်းငယ်7ဗာတီဇန်ဆရာယောဟန်လက်ထက်မှာဆိုရင်ယခုတိုင်ကောင်းဝန်းနိုင်ငံတော်အနိုင်ထက်ပြုသောသူတို့သည်လူယူဝင်စားတယ်တဲ့ကောင်းဝန်းနဲ့လိုင်းကပြက်တောင်းဖြစ်လာနော်အဆင်ပြေလားနားထောင်လို့အရန်အဆင်မပြေဖြစ်လားအရန်အဆင်မပြေဖြစ်ရင်ကျွန်တော်ထွက်ပြီးတော့မှပြန်ဝင်လိုက်လို့ရတယ်အဆင်ပြေလား ဟုတ်ကဲ့ပြတ်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 ဆိုင်ရအင်အားလူတွေကိုလည်းကျွန်တော်အဲ့ဒါပြောရမယ်အင်တာနက်တခြားဟာတွေမသုံးဖို့ကျွန်တော်ပြောရမယ်ဟော line ကဘယ်လိုလုပ်ပြတ်တောင်းဖြစ်လဲမသိဘူးခဏလေးကျွန်တော် line change ကြည့်မယ်နော်ခဏလေးခဏလေးနော်ကျွန်တော်ဖုန်းနဲ့ line ကျွန်တော် change ကြည့်မယ်ဘာလို့လဲဆိုတော့ဒါအရေးကြီးတယ်ဒီနေ့တင်တဲ့ဟာတွေခဏလေးလိုင်းကဘာငြိမ်သွားပြန်ပြီတွေ့လားပြတ်တောင်းဖြစ်တယ်လူတွေက froze ဖြစ်သွားတာလေဟုတ်ပါပြီကောင်းပါရဲ့နော်ဘုံမှာလို့တုံဖြစ်နေတယ်လေတွေ့လားငြိမ်လိုက်တုံလိုက်ဖြစ်နေအဲ့ဒါကောင်းတဲ့လက္ခဏာမဟုတ်တွေ့လားမဟုတ်ရုပ်ကအဲ့လိုမျိုးတုံဖြစ်တယ်ဆိုအတန်လဲအဲ့လိုဖြစ်တာသူကတယောက်တည်းဖြစ်တာမဟုတ်ဘူးအားလုံးဖြစ်တယ်ဆိုလို့ရှိရင်ဒါ join တို့ဘက်က line မကောင်းတာသူများဘက်က line မကောင်းတာမဟုတ်တယောက်က line မကောင်းဆိုအဲ့တယောက်ပဲဖြစ်မှာအားလုံးဖြစ်တဲ့သူ join ဘက်က line ရလို့နေတာဒါဆိုတန်မိုးရှိတဲ့ဟာတွေအကုန်လွတ်သွားမယ်ခဏလေးနော် line အောင်ကျွန်တော်လုပ်ပေးမယ်အမြန်ဆုံးအဆင်ပြေအောင်ရပြီ
မဟုတ်ဘူးပြန်လုပ်လိုက်ပါလားအထက်ဟာ reset လုပ်လိုက်ရတယ်ပြီးရင်နော်ခဏလေး hello ကြားလား hello ကြားလား နည်းခါရလို့လေတိမရှိဘူးဆရာ hello ကြားလား တိမကြားရအောင်တိမရှိနေဘူးဆရာ hello အဆင်ပြေလား hello အဆင်ပြေလားကြည်သွားပြီနော်အဲ့ဒါဆီယမခင်လေးယူကိုကျွန်တော်ဖွင့်ပေးလိုက်မယ်ဆီယမခင်လေးယူကိုခဏတော့ဆီယမခင်လေးယူအဆင်ပြေပြီလားဟမ်အဆင်ပြေရနော်ဟယ်လိုအကုန်ပြေလားအတန်ပြက်တောင်းဖြစ်သေးလားဖြစ်သေးလားအတန်ကြည်သွားပြီเนาะကျွန်တော် line ပြောင်းလိုက်တာအဲ့ဒါဆိုတော့အမဘာပါလဲဆိုလို့ရှိရင်ရှင်မာတဲ့17စနစ်မှာဘာဒီဇန်ဆရာရုံးရဲ့လက်ထက်ကစရယခုတန်ကောင်းဝင်နိုင်ငံတော်အနိုင်ထက်ပြုတယ်အဲ့လူလူယူဝင်စားတယ်ဆိုတော့ဘာဒီဇန်ဆရာရုံးရဲ့လက်ထက်ကနေစပြီဆိုတော့ဘာဒီဇန်လူတွေကမှတူတာမို့အဲ့လိုမျိုးငြိမ်သွားတယ်လားခဏလေးကျွန်တော်ထွက်ပြီးပြန်ဝင်လာမယ်เนาะခဏလေးစောင့်เนาะကျွန်တော်ဒီမီတင်ကနေထွက်လိုက်မယ်ပြန်ဝင်လာမယ်ဟယ်လိုအဆင်ပြေပြီလားကိုရရှင်ဖျားကိုရကောင်းကြီးပေးပါဒီနေ့ line ကိုကျွန်တော်တို့ကောင်းကြီးပေးတယ်အကုန်လုံးကိုရရှင်ဖျားကိုရကောင်းကြီးပေးပါဟာလေလုယာရှိတာလာပါရှိခေရီယ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 ာလာပါရှိတေတေရှိခေရီယာโอ้ชิคกี้พายรับสิคิชิติโอ้พาครูชิมพิอาละเทมาดาอันนั้นเลยพาครูดีไลน์อินไลน์ของดาก้าวชิบิเลยคุยอะไรอยู่บ้างครูดีคอนเนคชั่นดีอิมิเตอร์มาก้าวครูดาดีก้าวชิบิเลยน่าอุตส่าห์เดี๋ยววันนี้สู้เนี่ยดีมันเนี่ยรู้ยังมันเนี่ยอารมณ์ดาชิพิอาบาร์แต่กินชุนมันเนี่ยสุดท้ายเนี่ยไม่เล็กขนาดครูพิบูแล้วดอร์มาสักการเนี่ยไม่ก็จะสัตย์เต็มเนาะဘာဒီဇန်ဆရာရောင်းရဲ့လက်ထက်ကနေလူတွေကကောင်းဝင်နိုင်ငံတော်အနိုင်ထပ်ပြုတယ်ခရစ်တော်ကပြောတာဘာဒီဇန်ဆရာရောင်းရဲ့မတိုင်ငင်ကလေဘာမှမရှိဘူးဝิญဉ်လှုပ်ရှားမှုမရှိဘူးဣသရေလနိုင်ငံကဘာဝิญဉ်လှုပ်ရှားမှုမှမရှိဘူးလူတွေကစိတ်တက်ကြနေတာဆိုတော့အမှပါရီရှဲအဖွဲ့ပေါ်တယ်ဇက်တုကဲအဖွဲ့ပေါ်တယ်နောက်တော့ဂိုင်းကနာတစ်ဖွဲ့ပေါ်ရှိသေးတယ်အဲ့ဂိုင်းကနာအဖွဲ့ကမြို့မှာတော့မနေတော့ဘူးတောမှာသွားနေတယ်ဘာလို့လဲဆိုတော့ပါရီရှဲတွေဇက်တုကဲတွေကိုစိတ်ကုန်လို့သူတို့ကဟိုဘက်မှာတောမှာသွားနေတဲ့ဒီအဖွဲ့တစ်ဖွဲ့ရှိတယ်အဲ့အဖွဲ့အများစုကပြောင်းလဲတာများတယ်ဆိုတော့တော့ဖျားလူတွေမပေါ်ဘူးနှစ်ပေါင်းများစွာ prophet တွေမပေါ်ဘူးအမှယောဟန်ဆိုတဲ့ဗာဒီဇန်ဆရာယောဟန်ကပေါ်လာတယ်သူပေါ်လာတဲ့အချိန်မှာသူတရားဟောတဲ့အချိန်မှာသူ revivalist လို့ခေါ်တယ်နိုးထမှုရဲ့ခေါင်းဆောင်ပဲသူဟောလိုက်ရင်လူတွေကဖျားအင်မတန်ဆာငတ်လာတယ်လိုင်းပြောက်သွားပြီလိုင်းပြောက်သွားပြီဆက်စောလို့မရအောင်နော်
ကျွန်တော်တို့တင်တဲ့အပတ်ထဲမှာဒီအပတ်ကတော့တော်တော်လေးဟိုပါဖြစ်နေပါတီဇန်ဆရာယောဟန်ကို revivalist လို့ခေါ်တယ်နိုးထမှုဦးဆောင်တယ်လို့ဘယ်သူလဲမသိပြောတာတန်းချတာကျေးဇူးတင်တယ်ကျွန်တော် line ပြောအောင်မယ်ဒီရတယ်ကျွန်တော် line 2 line လုံးအဆင်မပြေဘူးဖြစ်နေအဲ့ဒါလေဒီညကျန်းစာမတင်ခင်ဒီ line ကကောင်းနေတယ် internet line ကလုံးဝကောင်းနေတယ်ကျန်းစာလက်စတင်ရော line ကဒီမှာကမောက်ကမဖြစ်နေအဲ့နော်ကျန်းစာမတင်ခင်အချိန်ထိက line ကကောင်းတယ်အခုကကျန်းစာစတင်တော့ line ကကမောက်ကမဖြစ်နေတယ်ကျွန်တော်တို့စီမှာလေဆိုတော့အခုကျွန်တော်ဆက်ပြပြမယ်နော်ပါတီဇန်ဆရာယောဟန်ကို revivalist ခေါ်တယ်နိုးထမှုရဲ့ခေါင်းဆောင်လို့ခေါ်တယ်သူဟောလိုက်တာနဲ့လူတွေကဘာဖြစ်လဲဆိုစိတ်ထဲမှာအင်မတန်စာငတ်ခင်မို့လာတယ်ဖះရှင်ကိုအငမ်းမရလိုချင်လာတယ်ဆောနာယာကုတ်ကနဗန်းလုံးတော့မလို့ဒီဖះရဲ့ကောင်းဝင်နိုင်ငံတော်ကိုလိုချင်လာတယ်အားမလို့ပါတီဇန်ဆရာယောဟန်လက်ထက်ကနေလူတွေကကောင်းဝင်နိုင်ငံတော်ကိုအနိုင်အထက်ပြုတယ်ဒါမူရင်းအရေးသားမှာဘလောက်တောင်လဲဆိုအကြမ်းဖက်တယ်ဆိုတဲ့အတိတ်ပဲဒီနိုင်ငံတော်ကိုမရရင်မဖြစ်တော့ဘူးအဲ့လိုအနိုင်ထက်လူယူတဲ့လူတွေကပိုင်ဆိုင်ရတယ်အဲ့နိုင်ငံတော်တကိုးကိုတွေ့ရတယ်ဒီထဲမှာယုံကြည်သူအဲ့ဒါကျွန်တော်တို့ဆရာမကြီး Jill Austin ပြောသလိုဒီထဲမှာသင်တို့ကဘယ်နှယောက်ကအနိုင်ထက်ပြုတယ်လဲကောင်းတဲ့နိုင်ငံတော်မိသားစုမှာတွေ့ချင်တယ်ကိုယ်ဆွေစဉ်မျိုးဆက်မှာတွေ့ချင်တယ်ကိုမြို့မှာတွေ့ချင်တယ်ကိုနိုင်ငံမှာတွေ့ချင်တယ်ဆိုအနိုင်ထက်ပြုတဲ့လူတွေပေါ်လာဖို့လိုတယ်ဖះကိုစာငတ်ခင်မွတ်တဲ့လူတွေပေါ်လာဖို့လိုအပ်တယ်အဲ့လိုဖះကိုစာငတ်ဖို့ကျွန်တော်တို့အားပေးတယ်လူငယ်တွေဖះကိုအရန် crazy ဖြစ်တာကျွန်တော်အားပေးတယ်ကျွန်တော်ဆိုလည်းဖះကိုအရန် crazy ဖြစ်တယ်နော်ဒီမှာဟိုတော်တီထူတို့အရန် crazy ဖြစ်ပါနော်Thomas ကနေမကောင်းရင်သွားအိမ်နေလေရပါတယ်စောနာချင်အောင်ထဲမှာဆိုတကယ်ဖျားရှင်ကိုနော်တကယ်ကိုစာငတ်ခင်မို့ဖို့လို့တယ်စာငတ်ခင်မို့တော့သူကမင်္ဂလာရှိတယ်နော်ထိုသူတွေကဝါပြောခြင်းကိုရောက်မယ်ကျမ်းစာမှာပြောတယ်ကျွန်တော်တို့ကအသက်တာမှာပြေးဝဖို့ရန်အတွက်တကယ်ကိုစာငတ်ခင်မို့ဖို့လို့တယ်ယာကုပ်ကသူနောက်ဆုံးပေါင်ချန်သူအစ်စ်ပြုတ်သွားတဲ့အထိသူဖျားရှင်နဲ့သူနှပန်းလုံးတယ်လုံးဝမလွတ်နိုင်အောင်သူအသက်တာမှာသူကောင်းကြီးကိုလိုချင်တယ်ဒီကောင်းကြီးကိုသူမရလို့မဖြစ်ဘူးကျွန်တော်တို့အသက်တာမှာအဲ့လောက်ထိဆုံးဖြတ်ထားဖို့လို့တယ်အဲ့လောက်ထိပြင်းထန်ဖို့အင်္ဂလိပ်က violence လို့ခေါ်တယ် violence ဆိုတာတအားကြမ်းတမ်းတယ်ဆိုတဲ့အဓိပ္ပာယ်ပဲကောင်းဝင်နိုင်ငံတော်ကိုကြမ်းတမ်းကိုကျွန်တော်တို့ကအနိုင်ထက်ပြုပြီးလူယူရမယ်အဆင့်ထိဖျားရှံဖြစ်စေခြင်းတယ်ဆိုတော့ကျမ်းချက်ကိုကျွန်တော်ဆက်ပြီးဖတ်မယ်နော်။နောင်ကာလနဲ့ဖြစ်တဲ့အရာကိုငါပြမယ်လို့ငါနဲ့ပြောလက်ရှိရဲ့သဘောခရကဲ့သို့မြည်ရဲ့။ထိုအခါတဲ့ဝိညာဉ်တော်ငါဒီချက်ချင်းခံရတယ်။ကောင်းကင်ဘုံနဲ့ပလင်တစ်ခုတီလျက်နေတယ်။ तू ကဘုရားစကားကြားတယ်နော်။ဒါပေမဲ့ तू ဘာဖြစ်လဲ तू ကောင်းကင်တကားကိုလည်းမြင်တယ်နော်။အဲ့ချိန်မှာယောဟန်ကဘာဖြစ်တယ်လို့ပြောလဲဝိညာဉ်တော်ကိုဘာဖြစ်တယ်လို့ပြောလဲပြောပြပါအောင်ဘယ်လိုဖြစ်တယ်လို့ပြောလဲပြောပြဖို့ကျွန်တော်အတန်ဖွင့်လိုက်မယ်ဆရာမခင်လေးကြီးပဲဖွင့်လာတယ်တွေ့လားဘယ်လိုပြောရလဲဆရာမခင်လေးကိုတွေ့ရင်ဖတ်ပေးပါနော်ဟုတ်တယ်ဗျာရီချန်လေးတင်းနှစ်မှာဟုတ်တယ်ကျွန်တော်ခဏပြောမယ်နော်ခဏလေးဒီဗျာရီချန်ကိုရေးတဲ့အချိန်မှာယောဟန်ကအင်မတန်အသက်ကြီးနေပြီယောဟန်ဆိုတာခရစ်တော်၌ကယ်တင်ခြင်းရှားပြီးသားလူဟုတ်လားမဟုတ်ဘူးလားနော်ဆရာမခင်လေးပဲဖြေခိုင်းလိုက်မယ်နော်ဟုတ်လားဟုတ်လို့ तू ကတမန်တော်ဖြစ်ပြီးတော့မှဟာလာဒီပေတရုနဲ့ယောဟန်နဲ့နှစ်ယောက်ကဘိန်းဝင်တော်သွားတဲ့အနာငင်းချင်းတွေလုပ်တယ်နောက်ပိုင်းမှာယောဟန်ကိုဖျားရှင်သုံးတယ်ဝိညာဉ်တိုက်ပွဲတွေဝင်တယ်တသက်လုံးတမန်တော်ဖြစ်လာတာဖျားရှင်ကသူ့ကိုကြီးစွာအသုံးပြုတာရှင်ယောဟန်ဩဝါဒစာတွေလည်းသူယောဟန်ခရစ်ဝင်ကျမ်းရေးတယ်ရှင်ယောဟန်ဩဝါဒစာပထမဆောင်ဒုတိယဆောင်တတိယဆောင်ရေးတယ်နောက်ဆုံးဗျာဒိတ်ကျမ်းရေးတယ်ယုံကြည်သူတယောက်ကဝိညာဉ်တော်ရှိပြီးသားဟုတ်လားမဟုတ်ဘူးလားထဲမှာယုံကြည်သူတယောက်ကဝိညာဉ်တော်ရှိပြီးသားကိုဘာလို့ယောဟန်ဝိညာဉ်တော်ခံရတယ်လို့ရေးတယ်လဲအဲ့ဒါကိုသိဖို့လို့လားရှင်ဘောလူကဘာပြောလဲဆိုတော့ဝိညာဉ်တော်နဲ့အမြဲပြည့်စုံပြီးတော့မှနေခိုင်းတာကျွန်တော်တို့ဝိညာဉ်တော်နဲ့အမြဲပြည့်ခိုင်းတာကျွန်တော်တို့အထက်မှာဝိညာဉ်တော်ကျင်းဝတ်တယ်ဝိညာဉ်တော်ရှိတယ်ဆိုတဲ့အဓိပ္ပာယ်ဝိညာဉ်တော်နဲ့ပြည့်ဝတယ်ဆိုတဲ့အဓိပ္ပာယ်မဟုတ်ဘူးကျွန်တော်ပြောတာအထဲမှာကျင်းဝတ်တာဒီလိုအပေါ်ကနေတက်ရောက်တာမဟုတ်သေးဘူးတကိုးနဲ့ဒီလိုအပေါ်ကနေတက်ရောက်ဖို့လိုတယ်အရေးကြီးတယ်နော်အရေးကြီးတယ်
မြင်းတကောင်စီးတော့မယ်ဆိုမြင်းပေါ်မှာတက်ထိုင်သလိုမျိုးတန်ရှင်သောဝိညာဉ်တော်ကလူတယောက်ကိုအသုံးပြုရမယ်ဆိုတကိုးနဲ့အပေါ်ကနေတက်ရောက်ဖို့လိုတယ်ရှန်စုံကအားမရှိတဲ့တာမန်လူတယောက်ပဲဒါပေမဲ့ तू အားထုတ်ခံဒီတိုင်းမှာကျန်းစာမှာဖတ်ကြည့်အချိန်တိုင်းမှာဝိညာဉ်တော်ကသူ့ပေါ်မှာတက်ရောက်တယ် तू ဗလာကြီးလို့အားရှိတာမဟုတ်ဘူးသူစပင်ကြောင့်အားရှိတာမဟုတ်စပင်ကတော့ဒါဖះနဲ့ဗရိညင်ပြုလာတာဖះနဲ့ तू ဗရိညင်ပြုလာတဲ့ကာလအတွင်းမှာ तू အားထုတ်တော့မယ်ဆိုတဲ့အခါတိုင်းမှာဝိညာဉ်တော်တက်ရောက်လာချိန်မှာ तू အားရလာပြီးတော့မှ तू အားထုတ်တယ်ဆိုတော့ကျန်းစာမှာဖတ်ကြည့်တမန်တော်တွေကိုရိုင်းကဝိညာဉ်တော်သူတို့ပေါ်မှာအချိန်တက်ရောက်ဖို့လိုတယ်ဒီကောင်းဝင်အတွေ့အကြုံတွေတွေ့ဖို့အခုဆိုဒီကောင်းဝင်အတွေ့အကြုံသူတွေ့တော့မယ်ဝိညာဉ်တော်တက်ရောက်လာတယ်ဝိညာဉ်တော်ကိုခံရတယ်အဲ့ဒါကိုကျွန်တော်တို့ခရိယန်တွေမြင်ဖို့လိုတယ်ဒီနေ့ခရိယန်ဆရာတွေကဝိညာဉ်မျက်စိကန်းနေတယ်ကျမ်းစာမှာပြောရတဲ့ဟာကိုမမြင်နိုင်ဘူးကျမ်းစာမှာဗျာဒိတ်ကျမ်းအခန်းကြီး၄အခန်းငယ်1နှစ်မှာပြောအများကြီးကျမ်းစာတစ်အုပ်လုံးမှာဝိညာဉ်တော်အချိန်ခံခြင်းအကြောင်းပြောတယ်ဓမ္မဟောင်းဓမ္မသစ်ကောအဲ့ဒါကိုဆရာတွေပြောလဲသလားဝိညာဉ်တော်ကယ်တင်ရောက်ပြီးသွားရင်လည်းခရစ်တော်လက်ခံပြီးသွားဝိညာဉ်တော်ရှိပြီဘာလို့ဝိညာဉ်တော်တက်ရောက်ဖို့ဆုတောင်းတယ်လဲတဲ့ဆရာတွေစီမှာလက်တင်ခံပြီးဘာလို့ဆုတောင်းတယ်လဲဘာလို့ဆက်ဆုတောင်းတယ်လဲတောင်းရမယ်ယောဟန်တော်လိုအပ်တာတမန်တော်တွေတော်လိုအပ်တာကျွန်တော်တို့ကပို့လိုအပ်တယ်ကျွန်တော်ဆိုဒီနေ့လည်းတောင်းမယ်မနှက်ဖြန်လည်းတောင်းမယ်တန်ရှင်သောဝိညာဉ်တော်ကျွန်တော်ပေါ်မှာဆင်းသက်ပါကိုတော့ဝိညာဉ်တော်ကိုကျွန်တော်တို့ခံရဖို့လိုတယ်အပေါ်ကနေတက်ရောက်တာเนาะအင်္ဂလိပ်လိုကဒါအပေါ်ကနေတက်ရောက်တာကိုကျွန်တော်တို့ခံရတာဝိညာဉ်တော်ကျွန်တော်တို့ပေါ်မှာဆင်းကြွလာတာဒီကလူတွေအားလုံးခံရဖို့လိုအပ်တယ်ဝိညာဉ်တော်မပါတဲ့အသက်တာတကယ်ကို6တွေ့တဲ့အသက်တာပဲ6ကတ်တဲ့အသက်တာပဲဆိုတော့အမကောင်းဝင်ပုံနဲ့ပလင်တီလက်ရှိရယ်ပလင်ပေါ်မှာထိုင်နေနေရရှိအမကျွန်တော်ပြမယ်နော်အားလုံးမြင်အောင်ကျွန်တော် screen sharing လုပ်မယ်ကျွန်တော် line တော့ကောင်းသွားပြီဟာလားကျေးဇူးတော်ပဲ screen sharing လုပ်မယ်မြင်ရလားမြင်ရတယ်နော်အချိန်ကလည်းမြင်မြန်သွားတယ်နိုင်ဝက်ပဲကြံတော့တယ်ကျွန်တော်အချိန်နဲ့မြင်မြန်တင်တော့နမကကြီးဝိညာဉ်ရေးကနေပဲဆိုတာပါလေဝိညာဉ်နယ်ပယ်ဆိုတဲ့အရာကိုကျွန်တော်ပြောပြမယ်ဝိညာဉ်နယ်ပယ်ဆိုတာမမြင်ရတဲ့နယ်ပယ်ဝိညာဉ်နယ်ပယ်လို့ခေါ်တယ်မမြင်ရတဲ့အရာကိုကျမ်းစာမှာအယူပအရာလို့ခေါ်တယ်ဒီနေ့ယူပအရာ physical เนาะကျွန်တော်တို့ကိုရန်ရောက်ပြီဆို physics စသင်ရတယ်အခုဒီမှာ Thomas တို့ Francis တို့ physics စသင်ရတယ်เนาะ physics ဆိုတာရုပ်ဝတ္ထုပိုင်းဆိုင်ရာမြင်ရတဲ့အရာကိုပြောတာဆိုတော့ပြောရမယ်ဆိုလို့ရှိရင်ဒီမြင်ရတဲ့ဟာတွေအားလုံးအခုကျွန်တော်မျက်စိနဲ့မြင်လို့ရတဲ့ဟာတွေအားလုံးက physical เนาะယူပအရာတွေမမြင်ရတဲ့အရာအယူပအရာinvisible visible မဖြစ်ဘူး invisible a physical မဟုတ်တဲ့ဟာရဲ့စန့်ကျင်ဘက်က spiritual ပဲဝိညာဉ်နဲ့ပဲဆိုတော့ဒါပေမဲ့ထူးဆန်းတာပါဆိုတော့မြင်ရတဲ့အရာတွေကခဏပဲတည်တယ်မမြင်ရတဲ့ဟာထာဝရတည်တယ်အခုမြင်နေရတဲ့ join ဆိုတဲ့ဒီခန္ဓာကိုယ်ကအချိန်အကန့်အသတ်နဲ့ပဲရှိမှာမမြင်ရတဲ့ဒီအထဲမှာရှိတဲ့ဝိညာဉ်လူ join ဆိုတဲ့ဟာထာဝရတည်မှာဆိုတော့တချို့လူတွေကထာဝရကောင်းဝင်ပုံတက်တယ်တချို့လူတွေကထာဝရငရဲသွားတယ်ဆိုတော့မမြင်ရတဲ့အရာတွေကထာဝရတည်တယ်မြင်ရတဲ့လေရှိသလိုမမြင်ရတဲ့လေဆိုတာရှိတယ်ဝိညာဉ်တော်လေမြင်ရတဲ့မီးရှိသလိုမမြင်ရတဲ့မီးရှိတယ်မြင်ရတဲ့အစားအစာရှိသလိုခရစ်တော်ဘာပြောလဲဆိုတော့သင်တို့မသိတဲ့စားစရာငါးစီမှာရှိတယ်မြင်ရတဲ့ရေရှိသလိုခရစ်တော်ဘာပြောလဲဆိုရင်ငါပေးတဲ့ရေကိုတောက်တဲ့လူကနောက်တစ်ဖန်ရေငတ်ခြင်းနဲ့အစင်မပြတ်ကင်းလို့လိုက်မယ်မမြင်ရတဲ့ရေဆိုတာရှိတယ်မြင်ရတဲ့မြေကြီးဆိုတာရှိသလိုမမြင်ရတဲ့မြေကြီးလည်းရှိတယ်စိုက်ပျိုးလို့ရတယ်ရိတ်သိမ်းလို့ရတယ်မြင်ရတဲ့ဘန်ရှိသလိုเนาะဒီနေ့အတိုးနှုံးတွေအမျိုးမျိုးရှိတယ်ဆိုတော့မမြင်ရတဲ့ဘန်လည်းရှိတယ်เนาะကောင်းဝင်နိုင်ငံဘန်စနစ်ကအစ30 60 100နဲ့သွားတိုးတယ်ကောင်းဝင်နိုင်ငံတော်အတိုးတက်တဲ့နှုန်းကိုပြောတာကျွန်တော်စေတနာစိတ်နဲ့ထဲဝင်တဲ့အရာတွေက30 60 100တကယ်တိုးတာကောင်းဝင်နိုင်ငံတော်ကနှိမ့်ချတဲ့နိုင်ငံမဟုတ်ဘူးလူကိုချီးမြှောက်တဲ့နိုင်ငံเนาะလူတယောက်ကိုချီးမြှောက်တဲ့နှိမ့်ချတော့ဒီလောကမှာကျွန်တော်နှိမ့်ချခြင်းနဲ့ကျွန်တော်အသက်ရှင်ရတယ်ကောင်းဝင်နိုင်ငံရဲ့သဘောတဘာဝအဲ့ဒါကိုတကယ်ကိုချီးမြှောက်တဲ့လူတွေအနုတယ်နဲ့တထေးအကြောင်းတွေ့ရမလားလောကမှာအနုတယ်เนาะဖြစ်ပေမဲ့ကောင်းဝင်နိုင်ငံတော်မှာချီးမြှောက်ခြင်းဖျားရှင်ရှိလိမ့်မယ်ဆိုတော့ဒီမှာမမြင်ရတဲ့ထာဝရနယ်ပယ်ဖြစ်တယ်အကြောင်းမူကားတဲ့2ကော48မှာမျက်မှောက်၌ထင်ရှားသောအရာတို့သည်ခဏတည်တယ်တွေ့ရနော်မထင်ရှားသောအရာတို့သည်အစဉ်အမြဲတည်ကြောင်းငါတို့သည်ထောက်လေတဲ့မထင်ရှားတဲ့အရာဆိုမမြင်ရတဲ့အရာအဲ့ဒါတွေကအစဉ်အမြဲတည်တယ်ထင်ရှားသောအရာကိုမကြည့်မမှတ်ရဘူးတဲ့မထင်ရှားသောအရာတို့ကိုကြည့်မှတ်ကြရမယ်အဲ့ဒါပဲကျွန်တော်သက်တာရဲ့ focus ကမမြင်ရတဲ့ဝိညာဉ်အရာပဲဖြစ်ရမယ်အားမလို့ယခုခံရတဲ့ဒီလောကမှာခံရတဲ့ပေါ်ပါသောဆင်းရဲခြင်းဒုက္ခဆင်းရဲတော့ပေါ်ပါသွားတယ်ဒါပေမဲ့အတိုင်းထက်လွန်ကြီးမြတ်၍လေးလံသောနေဆာထာဝရဘုံအသေးတဲ့ကြည့်နော်ဘုံအသေးကောင်းနိုင်ငံမှာလူတယောက်နဲ့တယောက်နဲ့ဘုံမတူချီးမြှောက်တဲ့ပမာဏချင်းမတူတရပူရတာမတူအခွင့်အာဏာမတူကောင်းနိုင်ငံမှာဘုံကြီးတဲ့အင်မတန်ကြီးတဲ့လူတွေရှိတယ်နင်းလောကမှာခရစ်တော်ကြောင့်ဆင်းရဲဒုက္ခခံလိုက်ရင်ဒီပေါ်ပါတဲ့ဆင်းရဲဒုက္ခဆိုတဲ့ဟာတော့မှာကောင်းနိုင်ငံကြရင်ပြန်ရမယ့်ဘုံကနေဆာထာဝရဘုံအတိုင်းထက်အလွန်ကြီးမြတ်လေးလံသောဘုံအဲ့လိုဘုံကိုကျွန်တော်တို့ကရမှာအမှုလောကမှာခရစ်တော်တောင်အဖို့ခပြီးတဲ့အရာတွေကကောင်းနိုင်ငံမှာအဲ့လိုဘုံကိုဖြစ်စေမှာနောက်ဝိညာဉ်နယ်ပယ်အားမြင်တွေ့ခြင်းရဲ့ကျမ်းစာဥပမာတစ်ခုကိုပေးမယ်တဲ့
အဲ့ဒါဓမ္မရဆိုရင်စရုဒ္ဓဆာအခန်းကြီး6အခန်းငယ်73ကနေ79မှာရှင်ဘင်ကလည်းသူဒီအဘယ်ရက်၌ရှိသည်ကိုသွားပြီးချောင်းကြည့်လို့တဲ့သူ့ကိုဖမ်းဆီးစေခြင်းကငါစီးလို့မည်မိတ်နဲ့အေလိရှေကိုဖမ်းခိုင်းတာရန်သူရှင်ဘင်ကဖမ်းခိုင်းတာဆိုတော့ဒေါသမျိုး၌ရှိပါတယ်လို့ရှောက်တယ်ထိုမျိုး၌မြင်းစည်းသူရဲ့ယထာသူရဲ့ဘိုးကြီးများကိုစီလို့တဲ့ပြညအခါရောက်တဲ့အခါမြို့ကိုဝိုင်းနာတယ်အေလိရှေတယောက်ကိုဖမ်းဖို့စစ်တပ်နဲ့မြို့ကိုဝိုင်းနာတာနည်းနည်းစောစောဖျားသခင်လူကြီးကျွန်းတဲ့သူမနိုးသေးဘူးသူ့ရဲ့ကျွန်းကအရင်ထပြီးတော့မှအပြင်ထွက်တဲ့အချိန်မှာဝိုင်းနာတော့သွားတွေ့တယ်ဆိုတော့အိုသခင်အဘယ်သူပြုရမယ်လဲလို့မိမိသခင်အားဆိုတယ်အေလိရှေကလည်းမစိုးရိမ်နဲ့တဲ့ငါတို့ဘက်၌နေသောသူတို့သည်ရန်သူတို့ဘက်၌နေသောသူတို့ထက်တာပြီးများတယ်လို့ဆိုတယ်ဘာလို့ပြောလဲဆိုတော့အေလိရှေကမြင်ရတယ်ဝิญဉ်မျက်စိပွင့်တယ်ဝิญဉ်နဲ့ပဲကိုမြင်တယ်ဟိုသူ့ရဲ့ကျွန်ကမမြင်ဘူးအဲ့တော့အိုးထောက်ရဖျားဤသူသည်မြင်နိုင်ပြီအကြောင်းသူ၏မျက်စိကိုဖွင့်တော်မူပါလို့ဆုတောင်းတဲ့အခါထောက်ရဖျားသည်ထိုလူလင်ရဲ့နော်လူငယ်လေးရဲ့မျက်စိကိုဖွင့်လိုက်တဲ့ကြောင်မှာအေလိရှေပတ်လည်၌တတောင်လုံးသည်မီးမြင့်မီးရထားနဲ့ပြည့်တောင်မြင်တယ်မီးလောင်နေတဲ့မြင်းတွေမီးလောင်နေတဲ့မီးရထားတွေအဲ့ဒါနဲ့ပြည့်နေတယ်ရန်သူစစ်တပ်ကိုဖျက်ဆီးရလို့ရတဲ့တမဟုတ်ချင်းပါဆိုအဲ့ဒါဝิญဉ်နဲ့ပဲယခုမြင်တွေ့နေရတဲ့အရာတွေဆိုတာမူလပထမတုန်းကမမြင်ရတော့သို့မဟုတ်ဝิญဉ်နယ်ပယ်ကနေနှုတ်ကပတ်တော်အပြင်ခေါ်ထုတ်ဖန်ဆင်းရတယ်တဲ့အခုမြင်ရတဲ့အရာတွေเนาะလောကမှာမြင်တဲ့အရာတွေဆိုတာဖန်ဆင်းခံမယ်မမြင်ရတဲ့ဝิญဉ်နယ်ပယ်ထဲမှာအရင်စပြီးတော့မှသတိတဲတာဥပမာကျွန်တော်ပြောပြမယ်ကျွန်တော်စာအုပ်ရေးရဲဆိုတာအခုအားလုံးမြင်ရတဲ့စာအုပ်အပြင်မှာမထွက်လာတဲ့အချိန်မှာမမြင်ရတဲ့ကျွန်တော်ရဲ့စိတ်ထဲမှာအတွေးထဲမှာဒီစာအုပ်ကဝิญဉ်ထဲမှာစပြီးသတိတဲတယ်ဘလို့စာသားရေးမလဲကျွန်တော်အတွေးထဲမှာအရင်ရောက်တယ်ပြီးမှမြင်ရတဲ့ဟာဖြစ်လာတယ်ဖန်ဆင်းခြင်းဆိုလည်းအဲ့လိုပဲဒီကဘာကြီးကိုဖန်ဆင်းဖို့ကဘုရားရှင်ရဲ့အထဲမှာမမြင်ရတဲ့နေပယ်ထဲမှာစရှိတယ်အဲနှုတ်ကပတ်တော်ကနေပြောထုတ်လိုက်တဲ့အချိန်မှာဖြစ်လာတာအဲ့တော့ပြောချင်တာမြင်ရတဲ့အရာတွေကခဏပဲမမြင်ရတဲ့အရာတွေဖြစ်လာတာမောရှေကိုဘုရားရှင်တဲတော်ပြတယ်မမြင်ရတဲ့အရာတောင်ပေါ်ကနေစပြီးပုံနဲ့ဒီ PowerPoint projector နဲ့ပြတယ်လို့ဝิญဉ်နေပယ်ထဲမှာဝิญဉ်မျက်စိကနေမြင်ခိုင်းတယ်အဲ့မြင်တဲ့အတိုင်းသူမြေကြီးပေါ်မှာပြန်ဆောက်ရတယ်အဲမလို့ကျွန်တော်တို့ကယူပါအောင်ရောက်ဖို့လိုတယ်ဆိုတာအဲ့ဒါပဲအမေရိကန်မှာဒီမုံညင်းစိเนาะအားကောင်းတဲ့ microscope နဲ့ကြီးလိုက်တဲ့အထဲမှာသူ့ရဲ့ DNA အထဲမှာဒီအပင်ကကြီးလိုက်ရင်ဘယ်လိုဖြစ်မလဲဆိုတဲ့ဓာတ်ပုံမှာပါပြီးသားပဲပုံသဏ္ဍာန်ပေါ့ပုံသဏ္ဍာန်ကပါပြီးသားပဲလို့ပြောတယ်သိပ္ပံပညာရှင်တွေကဒီအပင်ကအနှောက်အယှက်မခံရရင်အသက်မခံရရင်အဖြတ်စီအဖြတ်စီးမခံရရင်ဒီအပင်ဘယ်လိုဖြစ်လာမလဲဆိုတဲ့ပုံဘုရားရှင်ထည့်ထားတယ်ဒီနေ့ကျွန်တော်တို့ကအမိ1နဲ့မှာသတိတဲတဲ့ဒီလောက်ကလေးเนาะဒီလက်နေတော့တိုင်းလို့မရသေးဘူးဒီ cell လေးတစ်လုံးစာလောက်စပြီးသတိတဲတဲ့အချိန်မှာလေကွာ DNA ထဲမှာရေးထားတယ်ကျွန်တော်အသားရည်အောင်ဘယ်လိုဖြစ်မလဲသပင်အအောင်ဘယ်လိုဖြစ်မလဲမျက်လုံးဘယ်လိုဖြစ်မလဲရုပ်ကဘယ်လိုဖြစ်မလဲကျွန်တော်တို့သွေးမျိုးစားပါဖြစ်မလဲကျွန်တော်တို့ DNA ကညင်လို့မရအောင် DNA အလုံးစုံကျွန်တော်တို့ပါရတယ်ဆိုတော့ဘုရားရှင်ကဘာလဲဆိုတော့ကျွန်တော်တို့သေချာဖန်ဆင်းရတယ်ဒီအရာတွေသိဖို့လိုတယ်เนาะဘုရားရှင်အထဲမှာသတိတဲတယ်ဒီမှာဟေဘဲ7:3မှာကြည့်ယခုမြင်ရသောအရာတို့သည်အရင်ထင်ရှားသောအရာတွေကမဖြစ်ပဲလောကရတ္တို့သည်ဘုရားသခင်အမိန့်တော်ကြောင့်သာတည်တယ်တဲ့เนาะလောကကြီးကလောကရတ္တွေကဘုရားရဲ့အမိန့်ကြောင့်သာတည်လာတာတဲ့အဲ့ဒါယုံကြည်ခြင်းအပြင်သိမယ်တဲ့เนาะအရင်ထင်ရှားတဲ့အရာတွေကမဖြစ်ပဲဆိုတော့နားလည်လားအရင်ထင်ရှားတဲ့အရာဆိုတာဒီမှာ remote control ကနေမှဒီလိုဖုန်းဖြစ်အောင်เนาะထင်ရှားတဲ့အရာတစ်ခုကနေနောက်တစ်ခုပုံစံပြောင်းပြီးဘုရားဖန်ဆင်းလိုက်တာမဟုတ်ဘူးအရင်တော့ကမထင်ရှားဝิญဉ်နယ်ပယ်ထဲမှာရှိတဲ့ဒီဝิญဉ်နယ်ပယ်ထဲမှာပုံဖော်ပြီးတော့မှဖြစ်လာတာလောကရတ္ကြီးကဘုရားရဲ့အမိန့်တော်စကားကြောင့်ဖြစ်လာတာအဲ့မလို့ဒီစัจ java လာကြီးကဒီလို big bang theory ဆိုတာသိပ္ပံပညာရှင်တွေပြောလေဖုံးကနေဆိုတဲ့အချိန်တွင်းမှာအကုန်လုံးကပေါက်ကွဲပြီးဖြစ်လာဆိုအဲ့လိုပေါက်ကွဲခြင်းကိုဘုရားရှင်ဆရာနေတကူကထွက်လာတာအလင်းဖြစ်စေလို့ဘုရားအမိန့်ပေးတယ်အဲ့ကနေအလင်းကပေါ်လာတယ်ဆိုတော့ခါဝေဝิญဉ်ရေးကနေပယ်မှာနိုင်ငံနှစ်ခုပါတယ်အမှထိုအခါနတ်ဆိုးဆွဲတဲ့လူကန်းလူအားတယောက်ကိုအထံတော်သို့ဆောင်ကြတယ်တခါလေနတ်ဆိုးတွေကလူတယောက်ကိုကန်းစီတယ်အားစီတယ်ထိုလူကန်းလူအားသည်မျက်စိမြင်၍စကားပြောနိုင်မိကြောင်းကဲမတော်မူ၏တဲ့လူစုဝေးတို့ကမိမောတွေ့ပြီတဲ့ဒါဝိရဲ့သားတော်ဖြစ်လိမ့်မယ်လို့ပြောဆိုကြတယ်ဖာရီရှဲတို့သည်ကြားလင်ဤသူသည်နတ်ဆိုးမင်းဘေလာဇေဘူးလာကိုအမိပြု၍နတ်ဆိုးတို့ကိုနှင်ထုတ်တယ်ပြောချင်တာပယောကနှင်တယ်လို့နတ်ဆိုးကိုအခုနီတောင်းပြီးနတ်ဆိုးကိုနှင်တာယေရှုကသူတို့စိတ်ကိုသိတယ်အမှပြောတယ်တိုင်းနိုင်ငံမြည်ဒီကမိမိနဲ့မသိလင်ကွဲပြားခြင်းတို့ပျက်စီးရရောက်လိမ့်မယ်စာရန်နိုင်ငံကတကယ်ရှိတယ်တည်နေတယ်ဆိုတာအချင်းချင်းမတဲလို့မဟုတ်နတ်ဆိုးအချင်းချင်းမတဲလို့မဟုတ်နတ်ဆိုးအချင်းချင်းကတေချာလုံးနေတယ်အဲ့ဒါပြောတာမြို့ရွာဖြစ်စေအိမ်ဖြစ်စေမိမိနဲ့မတင်ကွဲပြားလင်မတည်နိုင်ဘူးတဲ့နော်မြို့တီဖို့အိမ်တီဖို့ဆိုတာမသိလို့ရှိရင်ဘလို့မှတီလို့မရအောင်စာရန်ဒီလဲစာရန်ကိုနှင်ထုတ်တည်မှန်လေသူဒီမိမိနဲ့ကွဲပြားတယ်တဲ့သူဤနိုင်ငံဘယ်လိုလုပ်တည်မလဲတဲ့เนาะအခုသူတို့ပြောတဲ့ပုံကနတ်ဆိုးချင်းနှင်ထုတ်နေဆိုဘယ်လိုလုပ်မာနဲ့နိုင်ငံတည်တော့မလဲငါဒီဘေလာဇေဘူးလာကိုအမိပြု၍နတ်ဆိုးတို့ကိုနှင်ထုတ်တည်မှန်လင်တင်တို့ဤသားတို့သည်အဘဲသူကိုအမိပြု၍နှင်ထုတ်ကြသည်ထို့ကြောင့်သူတို့သည်တင်တို့အားတရားစီရင်တော်သူဖြစ်ကြလိမ့်မည်ငါသည်ဘုရားသခင်ဝိညာဉ်တော်အမိပြု၍နတ်ဆိုးတို့ကိုနှင်ထုတ်တည်မှန်လင်တဲ့
အကယ်စင်စင်တင်လို့နိုင်ဖျားသခင်နိုင်ငံတော်တည်ခြင်းရောက်လိမ့်ပြီဖျားရဲ့နတ်ဆိုးရဲ့နိုင်ငံတော်ထဲမှာနတ်ဆိုးတွေရှိသလိုဖျားရဲ့နိုင်ငံတော်ထဲမှာကျွန်တော်တို့ကရှိရမယ်ကျွန်တော်တို့ကတလုံးတော့ရဲဖြစ်ရမယ်ဖျားရဲ့ဝိညာဉ်တော်တကူရှိရမယ်အလင်းနိုင်နေသောတန်ရှင်းသူတို့အမွေကိုငါတို့သည်ဆက်ဆံဝင်စားထိုက်မိအကြောင်းကျေးဇူးပြုတော်မူ၏မှောင်မိုက်တကူမှနှုတ်၍ချစ်တော်မူသောသားတော်၏နိုင်ငံเนาะနောက်ထပ်နိုင်ငံတစ်နိုင်ငံသားတော်နိုင်ငံအလင်းနိုင်ငံဝိညာဉ်နိုင်ငံမှာ2မျိုးရှိတယ်ဆိုတော့ဒီစာရမဏေရဲ့နိုင်ငံမှောင်မိုက်နိုင်ငံနဲ့เนาะသားတော်ရဲ့နိုင်ငံအလင်းနိုင်ငံဘုရားသခင်ရဲ့နိုင်ငံတော်ဆိုတာရှိတယ်ဟေဘရဲစနစ်28မှာပြောတယ်ငါတို့ဒီမတုံလှုပ်တဲ့နိုင်ငံကိုရတယ်တဲ့เนาะလောကနိုင်ငံတွေတုံလှုပ်နိုင်တယ်မာနရဲ့နိုင်ငံလည်းလှုပ်ခါလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ကောင်းကင်နိုင်ငံတော့မတုံလှုပ်တဲ့နိုင်ငံတော့ကုံစင်းလုံးတွေပြောင်းလဲစစ်မှတ်တွေဖြစ်လဲကျွန်တော်တို့ကမတုံလှုပ်နိုင်ဘူးကျွန်တော်တို့ပိုင်ထားတဲ့နိုင်ငံကောင်းကင်နိုင်ငံတော်ပိုင်ထားတာခံညာကြောက်သောသဘောနဲ့ဘုရားသခင်ကိုလျှောက်ပတ်စွာဝတ်ပြုနိုင်ပြီကြောင်းကျေးဇူးတော်ကိုဆွဲလန်းကြကုန်ဟန်ဘုရားရှင်ကိုခံညာကြောက်တာเนาะယိုသေးလေးမြတ်တာကိုပြောတာတခိုးကရဲကိုကြောက်တယ်လို့ကြောက်တာမဟုတ်တကယ်ကိုခံညာပြီးတော့မှเนาะသားသမီးကမိဘကိုယိုသေးတယ်ကြောက်တယ်လို့ခံညာပြီးတော့မှကြောက်အောင်ဘုရားသခင်ရဲ့နိုင်ငံတော်เนาะယေရှုကဘုရားအုပ်ဆိုးတယ်မှာကြမ်းကြက်တွေပေးရတယ်နောက်ကွက်ကိုလေ့လာကောင်းဝင်တမန်တွေရှိတယ်နောက်ရွေးနှုတ်ခြင်းနဲ့ဆိုင်တယ်ကောင်းဝင်နိုင်ငံတော်အသက်ရှင်စီသောဝိညာဉ်တော်ရဲ့တရားလောပေါ့ကောင်းဝင်နိုင်ငံတော်ကဘယ်လောနဲ့သွားလဲဆိုတော့ဝိညာဉ်တော်ရဲ့လောနဲ့သွားတယ်เนาะဒီအသက်ရှင်စီတဲ့ဝိညာဉ်လို့ပြောတယ်သေစီတဲ့ဟာမဟုတ်ဘူးစာရန်နိုင်ငံမှာစာရန်အုပ်ဆိုးတယ်နတ်ဆိုးတွေရှိတယ်ရွေးနှုတ်ခြင်းမခံရသေးတဲ့နိုင်ငံအပြစ်တရားနဲ့တည်ခြင်းတရားအစိုးရတယ်တည်ခြင်းတရားနဲ့ဆိုင်တဲ့အရာတွေအားလုံးကစာရန်နိုင်ငံနဲ့ပတ်သက်တယ်အပြစ်တရားနဲ့ဆိုင်တဲ့အရာတွေစာရန်နိုင်ငံနဲ့ပတ်သက်တယ်เนาะကျွန်တော်တို့ကစာရန်နိုင်ငံနဲ့မပတ်သက်ပဲနဲ့ဘုရားနိုင်ငံတော်နဲ့ပတ်သက်ရမယ်ကျွန်တော်တို့ကဝိညာဉ်နယ်ပယ်မှာအချိန်မရှိသလိုအကွာအဝေးမရှိဘူးเนาะကျွန်တော်တို့လောကမှာအကွာအဝေးရှိတယ်တဏှာနေတဏှာရောက်ဖို့ဒီမှာရှိတဲ့မာအင်းစိန်เนาะမာထီကူတို့เนาะမာထီကူပမာရှိသေးလားတော့မသိဘူးမာအဲကူတို့မာထီကူတို့မာချာပိုးတို့เนาะသူတို့အိမ်ရောက်ဖို့ဆိုကျွန်တော်တနားရီလောက်ကားမောင်းရတယ်ဆိုတော့အဲ့ဒါဘာလဲဆိုအကွာအဝေးပဲဒါပေမဲ့ကောင်းကင်နိုင်ငံတော်မှာအကွာအဝေးမရှိဘူးတဏှာနဲ့တဏှာမျက်စိတမိတ်အတွင်းမှာသွားလို့ရတယ်နောက်အချိန်ဆိုတာလည်းမရှိဘူးလောကမှာအချိန်ရဲ့လွှမ်းမိုးမှုရှိတယ်ဆိုတော့ပြီးသွားတဲ့အရာကိုနောက်ကျောင်းပြန်ဆုပ်လို့မရအောင်ကျွန်တော်ကအရှိပဲသွားတယ်နောက်ပြီးအချိန်ရဲ့လွှမ်းမိုးမှုကိုခံရတယ်ကောင်းကင်နိုင်ငံတော်မှာအချိန်ဆိုတာမရှိဘူးမနေ့ဆိုတာလည်းမရှိဘူးဒီနေ့ဆိုတာမရှိဘူးနောင်ကာလဆိုတာလည်းမရှိဘူးမဖြစ်သေးတဲ့မနေ့ယနေ့နောင်ကာလမပြောင်းလဲဘူးဆိုတော့မဖြစ်သေးတဲ့အရာကိုလည်းဖြစ်ပြီးသားလို့ပဲဘုရားမှတ်ထားတယ်နော်ဖြစ်ပြီးသားအရာလည်းမဖြစ်သေးသလိုပြန်လုပ်လို့ရတယ်ဘုရားရဲ့အရှိမအားလုံးကဒန်းတူပဲဆိုတော့ယာယုရဲ့သမီးလေးကိုတည်သွားပြီပြောချင်မှာခရစ်တော်မတည်သေးဘူးဒါအိတ်နေတယ်လို့ပြောတာမတည်သေးတဲ့အချိန်လိုပဲပြန်ရစ်ပလိုက်လို့ရတယ်အသေးချမ်းနေထားအိတ်တဲ့လူကိုနှိုးသလိုပဲနှိုးပလိုက်လို့ရတယ်ဘုရားရှင်တော့ကအချိန်ဆိုတာမရှိဘူးအတိတ်ကိုပြန်သွားလို့ရတယ်ယောဘကိုအတိတ်ကိုခေါ်ပြတယ်မောရှေကိုအတိတ်ကိုပြန်ခေါ်ပြတယ်အနာဂတ်ကိုပြန်သွားလို့ရတယ်နေကိုရပ်ထားလို့ရတယ်ဆိုတော့ကောင်းဝင်နိုင်ငံတော်အဲ့လိုမျိုးသွားတာအချိန်ဆိုတာဒီလောကအတွက်ရှိတာဟယ်လိုအားမလို့ကျွန်တော်တို့ယုံကြည်သူတွေကနောက်ကျတယ်ဆိုတာမရှိဘူးစောတယ်ဒါပေမဲ့ဒီလောကမှာတော့နောက်ကျတယ်စောတယ်ဆိုတဲ့အချိန်ကရှိတယ်ဝိညာဉ်နယ်ပယ်ထဲမှာကျွန်တော်ပြောချင်တာပါလဲဆိုလို့ရှိရင်ဒီကလူတွေเนาะကိုအသက်ကြီးမှဘုရားကိုသိတယ်နှုတ်ကပတ်တော်ကြားတာနောက်ကျတယ်မထင်နဲ့နောက်ကျတယ်ဆိုတာမရှိဘူးဘုရားရှင်ကအသက်ကြီးတဲ့လူကိုအသုံးပြုနိုင်တယ်ငယ်တဲ့လူလည်းအသုံးပြုနိုင်တယ်မရေစကြည်လားယူပါယုံနေဖိလိပ္ပုကိုခြိကြွတာเนาะခြိဆောင်တာခြိဆောင်ခြင်းနှမျိုးရှိတယ်เนาะကောင်းဝင်နိုင်ငံတော်ကိုခြိဆောင်တာရှိတယ်လောကမှာတဏှာနဲ့တဏှာကိုခြိဆောင်တာရှိတယ်အဲ့ဒါဖိလိပ္ပုကိုဘုရားရှင်ကခြိဆောင်တယ်အေသီယိုပီအမတ်ကြီးစီပို့တယ်နောက်ပြီးလို့ရှိရင်ဗျာဒိတ်ကျမ်းမှာယောဟန်ဟောဒီဘုံတော်နဲ့ပဲအတွေ့အကြုံတွေကောင်းဝင်နိုင်ငံတော်ကိုခြိဆောင်တယ်ရှင်ဘောလူလည်းတတိယကောင်းဝင်ဘုံကိုခြိဆောင်တယ်ကောင်းဝင်ဘုံကောင်းဝင်နိုင်ငံတော်ဆိုတာဘာလဲတဲ့ကျမ်းစာထဲမှာကောင်းဝင်ဘုံအကြောင်းထင်ရှားသောအကြောင်းအရာတစ်ခုဖြစ်တယ်တဲ့ကျမ်းကျမ်းမှာ950ကျော်ပါတယ်ကိုကားချက်တွေအမှ250ကဖျားရှင်ကျင်းကွတ်တဲ့ဘုံဗိမ္မာန်เนาะ200တတိယကောင်းဝင်ဘုံအကြောင်းပြောတာတတိယကောင်းဝင်ဘုံဆိုတာဘာလဲတဲ့တတိယကောင်းဝင်ဘုံဆိုတာကျမ်းစာထဲမှာအဲ့ဒါကိုတစ်ချိန်ပဲသုံးတာတယ်ရှင်ဘောလူကတတိယကောင်းဝင်ဘုံဒီခြိကြွခြင်းခံတယ်ဆိုလိုတဲ့အိဗယ်ကောင်းဝင်3ဓာတ်ရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပဲเนาะအမှဘုရားရှင်ကျင်းကွတ်တဲ့နေရာဖြစ်တယ်เนาะအဲ့ဒါကိုပြောပြတာဆိုတော့နောက်ပြီးရင်နှစ်ကောစနစ်မှာ14နှစ်အထက်မှာခရစ်တော်ရဲ့တပည့်တော်လူတယောက်ဆိုတာရှင်ဘောလူပဲတတိယကောင်းဝင်ဘုံတို့တိုင်အောင်ခြိဆောင်ခံရတဲ့အကြောင်းငါသိရထို့သူခန္ဓာကိုယ်ပါတယ်မပါတော့မသိဘူးတဲ့ရှင်ဘောလူကသူ့ကိုခြိကြွသွားတဲ့အချိန်မှာသူခန္ဓာကိုယ်ပါပြီးခေါ်သွားလားသူ့ဝိညာဉ်ပဲရောက်သွားလားသူမသိဘူးရောက်သွားတယ်ဆိုတော့ရှင်ဘောလူကရောက်နိုင်တယ်ဒီမှာရှိတဲ့လူတိုင်းကလည်းကောင်းဝင်ဘုံကိုတွေ့ကြုံနိုင်တယ်ထို့သောကောင်းကင်မြေကြီးနဲ့တကွခတ်သိမ်းသောတစားတို့သည်ပြီးစီးလျက်ရှိတယ်မိုးကောင်းကင်နဲ့ကောင်းကင်ဘဝကို၎င်းမြေကြီးနဲ့မြေကြီးစာရှိသမျှ၎င်းဖျားသခင်ထောက်တာဖျားပိုင်ပထမနဲ့ဒုတိယကောင်းကင်ဘုံအကြောင်းပြောပြမယ်เนาะပထမကောင်းကင်အဲ့ဒါကျွန်တော်ပြောပြမယ်เนาะ
တချို့ theology သင်တာမှားနေတယ်သလားကျန်းစာကျန်းကိုကျန်းကားမရှိဘူးဒီကနေလေတူးတဲ့ကဘာကြီးကနေတိုင်းလိုက်မှာအောက်ဆီဂျင်ရှိတဲ့နေရာเนาะလေတူးရှိတဲ့နေရာအထိကပထမကောင်းခင်းတယ်လေတူးကြော်သွားတဲ့ဒီအာကာသအောင်เนาะလေမရှိတဲ့နေရာနေရီလာတွေကျဲတဲ့နေရာဒုတိယကောင်းခင်းလို့ပြောတယ်အဲ့အာကာသဘယ်လောက်ကျယ်မှမသိဘူးအာကာသကြီးကိုကြော်သွားမှတတိယကောင်းခင်းပုံရောက်တယ်လို့ပြောတယ်အဲ့ဒါတချို့ကျန်းစာကျောင်းတွေမှာသင်တာဒါပေမဲ့ကျန်းကိုကျန်းကားဘာမှမရှိဘူးဒါပေမဲ့ကျန်းစာမှာလိလာကြည့်ပထမကောင်းခင်းဒီမြင်ရတဲ့ကောင်းခင်းကိုပြောရင်ကောင်းကင်ကိုပြောတယ်နေရီလာတွေကျဲတွေပါထည့်ပြောတယ်ကျွန်တော်ပြောတာသိမယ်နော်ပထမကောင်းကင်ကိုထည့်ပြောတယ်နေရီလာတွေပါထည့်ပြောတော့အတိတ်ကပထမကောင်းကင်ဆိုတာမြင်ရတဲ့ကောင်းကင်ပဲဒီလေထုရှိတဲ့နေရာပဲမဟုတ်တော့စัจ java လာကလည်းပထမကောင်းကင်ထဲမှာရှိတယ်ဆိုတော့ဒုတိယကောင်းကင်ကနတ်ဆိုးတွေအထူးသဖြင့်လှုပ်ရှားတဲ့နေပဲဆိုတော့တတိယကောင်းကင်ဘုံကဘုရားရှင်ကျင့်ဝတ်တဲ့ဟာအဲ့ဒါဘလို့ဖြစ်လာလဲဆိုတော့နားလည်အောင်ကျွန်တော်ရှင်းပြအရင်ဆုံးဖျားရှာကောင်းကင်တစ်ခုပဲဖန်ဆင်းတာတယ်เนาะကောင်းကင်များနဲ့မြေကြီးကိုဖန်ဆင်းတယ်ဆိုတဲ့နေရာမှာအရင်ဆုံးဖျားရှာကောင်းကင်တစ်ခုပဲဖန်ဆင်းတာတယ်ဆိုတော့အမအလင်းနိုင်ငံဆိုတော့အမစာရန်ကပုံကန်တယ်ပုံကန်တော့ဒါမမြင်ရတဲ့နိုင်ငံเนาะမမြင်ရတဲ့ကောင်းကင်ပြောတာမမြင်ရတဲ့ကောင်းကင်เนาะဒီဟာပါလဲဆိုတော့တတိယကောင်းကင်ပုံစောနာလိုအကွာဝေးနဲ့ကီလိုမီတာ100တို့ဟိုကီလိုမီတာဘလောက်တို့ဒီစัจ java လောက်အလင်းနှစ်တန်ပေါင်းဘလောက်ကျော်သွားရင်တတိယကောင်းကင်ပုံရောက်တယ်လို့ဆိုတာဟာမျိုးတွေကျွန်တော်ပြောတာမဟုတ်ဘူးအဲ့လိုအကွာဝေးနဲ့တိုင်းလို့မရဘူးတတိယကောင်းကင်ပုံတတိယကောင်းကင်ဘုံဆိုတာဝิญဉ်ကောင်းကင်အဲ့မလို့အချိန်မျိုးရောက်လာလို့ရတယ်လှေကားနဲ့ထောင်ပြီးတော့တက်လို့လည်းရတယ်တွေ့လားဒီမှာယာကုပ်ကအိမ်မက်မှတ်တယ်မလားကောင်းကင်ကဒီမှာလှေကားထောင်ပြီးကောင်းကင်တက်မှနေဆင်းလိုက်တက်လိုက်ဖြစ်တာကိုမြင်နေတဲ့လှေကားနဲ့တော့မှဒီလိုသူ့မျက်လုံးနဲ့လှမ်းမြင်ရတယ်အကွာဝေးမှာပဲရှိတယ်ဆိုတော့ကောင်းကင်တကားဖွင့်တာကိုမြင်နေတယ်အရန်ဝေးလို့ရှိရင်တကားပေါက်တွေပါတယ်ပဲမြင်တော့မလဲအဆက်ကလေးပဲမြင်တော့မှာဟာလားဒီကျဲလောက်အထိဝေးလို့ရှိရင်ကျဲလို့အဆက်ပဲမြင်တော့မှာလीကျွန်တော်ပြောတာအဲ့လောက်အထိအဲ့လိုဟာမျိုးမဟုတ်ဘူးเนาะအဲ့ဒါဆိုတော့တတိယကောင်းကင်ဘုံကဝิญဉ်နဲ့ပဲရွေ့ရှားနေတယ်ကောင်းကင်နိုင်ငံတော်ထဲမှာမွေးတယ်ဆိုတာကျွန်တော်ပြမယ်နော်အခုဒီမှာထားပါတော့ဟိုကျွန်တော်ကလာရှိုးမှာရောက်တဲ့အချိန်မှာမွေးလိုက်တော့ကျွန်တော်လာရှိုးသားဖြစ်သွားတယ်ကျွန်တော်ညီမရန်ကုန်မှာမွေးတော့အဲ့ဒါရန်ကုန်သူဖြစ်သွားတယ်ဆိုတော့ကျွန်တော်တို့ကဖျားရှင်နိုင်ငံတော်ထဲမှာမွေးဖွားတယ်ဆိုတာဘယ်လိုလဲဆိုတော့ကျွန်တော်တို့ခရစ်တော်ကိုကယ်တင်မှရှိမြင်လက်ခံတဲ့အချိန်မှာမမြင်ရတဲ့ဝိညာဉ်နယ်ပယ်ထဲမှာမြင်ရတဲ့နေရာတော့ဒီကျွန်တော်တို့ဒီကဘာကြီးမှာရှိတယ်မမြင်ရတဲ့ဝိညာဉ်နယ်ပယ်မှာစာရန်နိုင်ငံရှိတယ်ဖျားရဲ့နိုင်ငံတော်ရှိတယ်ဖျားနိုင်ငံတော်ကချက်ချင်းရောက်လာတယ်ကျွန်တော်တို့လွှမ်းခြုံပလိုက်တယ်ကျွန်တော်တို့ကအဲ့ကောင်းဝင်နိုင်ငံတော်ထဲမှာကယ်တင်ခြင်းရောက်သွားတယ်ကောင်းဝင်နိုင်ငံသားဖြစ်သွားတယ်ဆိုတော့ခရစ်တော်ကဘာပြောလဲဆိုတော့လူတယောက်ဒုတိယအကြိမ်မွေးဖွားတာလေးလိုပဲတဲ့လေးလိုပဲတဲ့ဝิญဉ်တော်ကလေးလိုပဲတဲ့ဘယ်သူမှဝิญဉ်တော်နိုင်မွေးတယ်ဆိုတာဘယ်သူမှပိုင်းခြားပြီးမသိဘူးလေလေးဆိုတာဘယ်ကနေလာတယ်ဘယ်ကိုသွားမှမသိဘူးကောင်းဝင်နိုင်ငံတော်ဘယ်ကနေဘယ်လိုရောက်လာပြီးငါကောင်းဝင်နိုင်ငံတော်ထဲမှာဘယ်လိုမွေးသွားပြီးတော့နိုင်ငံသားဖြစ်သွားတယ်ပြီးရင်ဘယ်ရောက်သွားလဲဆိုတာမသိရဘူးတဲ့လေးလိုပဲမသိရဘူးတဲ့ခရစ်တော်ပြောတာဒီအုံလုံးနဲ့စဉ်းစားရင်တော့ဒါတွေကနားလဲဖို့ခံရင်ခက်မယ်ဒါပေမဲ့ဒါအစစ်အမှန်ပဲအချိန်အောင်သိမ့်မကြံတော့ကျွန်တော်ဆက်ပြမယ်နော်တတိယကောင်းကင်ဘုံဆိုတဲ့အရာအရင်တော့တတိယလို့တော့မခေါ်ဘူးပေါ့ဖျားရှင်ကျင်းဝတ်တဲ့အရာအမှစာရန်ကပုံကန်တော့ဒီမမြင်ရတဲ့ဝิญဉ်နယ်ပယ်ထဲမှာနှစ်ချမ်းကွဲသွားတယ်ဆိုတော့တတိယကောင်းကင်ဘုံနဲ့ဒုတိယကောင်းကင်ဘုံဖြစ်လာတယ်စာရန်ဒီမှာရှိတဲ့မှောင်မိုင်းနိုင်ငံကဒါဒုတိယကောင်းကင်နဲ့ဆိုင်တဲ့အရာဆိုတော့ပြီးတော့ပထမကောင်းကင်ဆိုတာရှိတယ်ပထမကောင်းကင်ဆိုတာမြင်ရတဲ့ကောင်းကင်ဆိုတော့မြင်ရတဲ့ကောင်းကင်ဒီနေ့ကျွန်တော်တို့ဖန်ဆင်းထားတဲ့စัจ java လာလဲပါတယ်နေရီလာတွေကျဲတွေအကုန်ပါတယ်ဒီလောကမှာရှိတဲ့ဟာလဲပါတယ်ဒါမြင်ရတဲ့အရာတွေအားလုံးကပထမကောင်းကင်ဒီပထမကောင်းကင်နယ်ပယ်ကိုဒုတိယကောင်းကင်ကလည်းဝင်လာလို့ရတယ်တတိယကောင်းကင်ကလည်းဝင်လာလို့ရတယ်ဆိုတော့ကျွန်တော်တို့မဆက်ပြမယ်နော်နောက်ပြီးအမြင့်ဆုံးသောဘုရားရှင်နေတဲ့ဘုံကိုဒါတတိယကောင်းကင်ဘုံလို့ခေါ်တယ်ယေရှုခရစ်အုပ်စိုးသောနေရာနဲ့အာဏာရှိတဲ့နေရာရှင်ဘောလူကိုခေါ်ဆောင်တဲ့နေရာပရာဒီတုဘုံလို့ဘောလူကခေါ်တယ်။မှာကြမ်းညွှန်းနေပေးရတယ်ဆိုတော့ဒီမှာလုကာ23:43နှစ်ကော12:4နော်ရှင်ဘောလူကဘာပြောလဲဆိုတော့ပရာဒီတုဘုံချီဆောင်ခြင်းခံရတယ်လူမပြောအပ်မပြောနိုင်တဲ့စကားကိုကြားသည့်အကြောင်းငါသိတယ်။သူကြားတဲ့အရာတွေလူတွေပြန်မပြောနိုင်ဘူးမပြောလဲမပြောသင့်တဲ့ဟာတွေခန္ဓာကိုယ်ပါတယ်မပါဘူးမသိဘူးဖျားပဲသိတယ်။ဒရိုက်ဂျန်နှစ်ခွန်မှာပြောရတယ်။ပရာဒီတုဘုံအကြောင်းပြောတာရှင်ဘောလူကတတိယကောင်းကင်ဘုံဟုခေါ်ပါတယ်တဲ့တတိယကောင်းကင်ဘုံထက်မြင့်သောအခြားကောင်းကင်ဘုံရှိကြောင်းကျမ်းစာထဲမှာဖော်ပြထားကြောင်းမတွေ့ရဘူးတဲ့သခင်ယေရှုကပရာဒီတုဘုံရဲ့အလယ်မှာအသက်ပင်ဖြစ်တယ်သခင်ယေရှုခမည်းတော်ရဲ့လက်ရဘက်မှာပလင်ပေါ်မှာထိုင်နေတယ်ကောင်းကင်ဘုံတို့တက်ချင်းနဲ့ဆင်းခြင်းနဲ့ဘယ်သူတွေဆင်းလဲဘယ်သူတွေတက်လဲဆိုရင်ကျွန်တော်ပြပြမယ်အဲ့ဒါအရန်ရေးကြည့်တယ်နော်အရန်ရေးကြည့်တယ်ဒါရီဂျန်နဲ့ကပောက်ကျန်28 17 နာရီနည်းနည်းလေးကြော်ရင်တော့ရရမလားတချို့အချိန်မရရင်လည်းအိတ်ချင်တော့ထွက်ပေါ်လေ7မိနစ်15မိနစ်လောက်တော့ကြော်မလားမသိဘူးကျွန်တော်ဒီအရန်ရေးကြည့်တယ်ဒီဖွင့်ပြချက်ကိုရမှရမယ်အရန်မြန်လားရှိန်လျှော့ပေးမယ်နော်ကျွန်တော်ကလောနေလို့လောနေတော့ကျွန်တော်စကားတအားလုံးသွားတယ်အော်မအဲကူရဲ့
မိုင်းကူဟွာလေးအဆင်ပြေလားတအားမြန်လားအဲ့တော့ကျွန်တော်အချိန် short ပေးမယ်နော်အခုလောက်တော့မှတ်မိရနော် line နိုင်သေးတယ်နော်အခုကျွန်တော်အချိန် short ပေးမယ်နော်ကျွန်တော်ကအချိန်တအားလုံးအဲ့လိုပဲဝူးတဲ့ဟုတ်ကဘာဦးကျန်း28မှာအရန်ရေးကြည့်တယ်အခန်းငယ်7မှာတစုံတစ်ခုရဲ့အရက်ကိုရောက်သွားတယ်မိုးချုပ်တဲ့အကြောင်းညကိုလွန်စေမဲ့အကြံနဲ့ဤရဲမှာကြောက်ကိုယူပြီးခေါင်းအောင်ပြီးအိတ်တယ်တဲ့မြင်ရသောအိမ်မက်ကတဲ့အိမ်မက်အရန်ရေးကြည့်တယ်နော်ကျန်းစာအိမ်မက်အကြောင်းပြောတယ်နော်အိမ်မက်ကမြေကြီးပေါ်၌လေကားထောင်ထားလဲအဖျားကမိုးကောင်းကင်တိုင်အောင်မိတယ်တဲ့ဖျားသခင်ကောင်းကင်တမန်တို့သည်ထိုလေကားပြင်ဘာလုပ်လဲဆင်းတယ်တက်တယ်တဲ့ထာဝရဘုရားသည်လေကားထက်၌ရက်တယ်ငါသည်သင်အဖအာဗြဟံရဲ့ဖျားဣဇက်ရဲ့ဖျားဒီဟုသောထာဝရဘုရားဖြစ်တယ်တလားဖျားရှင်အာဗြဟံဘုရားဣဇက်ဘုရားယာကုပ်ဘုရားလို့ပြောရမလားဟောတော့အာဗြဟံနဲ့ဗြိဉ္ဉ်ဖွဲ့ခဲ့တယ်ဣဇက်နဲ့ဗြိဉ္ဉ်ဖွဲ့ခဲ့တယ်အခုတော့သူကယာကုပ်လေဒီဇာလန်ယာကုပ်နဲ့ဗြိဉ္ဉ်ဖွဲ့နေတာယာကုပ်ရဲ့ဘုရားဆိုတာမပါသေးဘူးယာကုပ်ကဘုရားရှင်ရွေးချယ်တဲ့အတွက်ကြောင့်ယာကုပ်ရဲ့ဘုရားလို့ဘုရားရှင်ခေါ်တယ်ဒီနေ့အဲ့လိုမျိုးကျွန်တော်တို့အခေါ်အဝေါ်ခံဖို့လိုတယ်ဘုရားဆိုတာကျွန်တော်ဒီလိုဦးချလိုက်မှဘုရားဖြစ်သွားတာမဟုတ်ဘူးမယုံကြည်သူတွေကတော့အဲ့လိုမြင်လိမ့်မယ်ကိုယ်ပဲဘုရားကိုဦးချလဲအဲ့ဒါမဟုတ်ဘူးကျွန်တော်တို့ကဒါဗြိဉ္ဉ်ဖွဲ့ခြင်းနဲ့သွားတာဗြိဉ္ဉ်ဖွဲ့ခြင်းအရင်ရေးကြည့်တယ်ဗြိဉ္ဉ်ဆိုတော့အမဘာသာပြောလဲဆိုရင်သင်အိတ်တဲ့မြေကိုသင်နဲ့သင်ရဲ့အမျိုးအနွယ်ကိုငါပေးမယ်သင်အမျိုးအနွယ်ဒီမြေမှုန့်ကဲ့သို့များပြဒီနေ့ဒီအိတ်ဘက်လင်မျိုးเนาะအဲ့ဒါဟိုဟာရှိရဣသရေလလူတွေပိုင်းတာမြေမှုန့်ကဲ့သို့များပြလိုက်မယ်အရှိအနောက်တောင်မြောက်၄မျက်နှာအရေးအသွနှံ့ပြမယ်သင်နဲ့သင်ရဲ့အမျိုးအနွယ်အပြင်လူမျိုးအပေါင်းတို့ကကောင်းကြီးမင်္ဂလာကိုခံရမယ်လူတွေကောင်းကြီးမင်္ဂလာခံခြင်းဣသရေလအမျိုးအပြင်ခံရမှာငါဒီသင်ဘက်မှာရှိတယ်သင်သွားလေရာ၌ငါစောင်းပါမယ်ဤပြည်တို့တစ်ဖန်ငါဆောင်ခဲ့မယ်ဂရိထားဒီအတိုင်းမပြည့်စုံပြီးသင်ငါမစွန့်လို့ပြောတယ်ယာကုပ်ကအိပ်ပျော်မှာနိုးလင်အရန်ရေးကြည့်ရင်တော့အကယ်စင်စစ်ထာဝရဘုရားသည်ဤရဲ၌ရှိကြောင်းကိုငါမသိဘူးတဲ့ကြည့်နော်တွေ့ရနော်အရန်ရေးကြည့်နော်ထာဝရဘုရားရှိတယ်ဘုရားရဲ့မျက်မှောက်တော်ရှိတဲ့အရက်ပြောတာဘုရားတော့နေရာတကာမှာရှိနိုင်လားမရှိနိုင်ဘူးလားဘုရားနေရာတကာမှာရှိပေမဲ့နော်ကျွန်တော်ပြမယ်ဘုရားနေရာတကာမှာရှိပေမဲ့ဘာလို့မောရှေကိုတဲဆောက်ခိုင်းပြီးအိတ်တဲတော်ရဲ့အတန်ရှင်းဆုံးဌာနထဲမှာကျင်းဝတ်တယ်လို့ပြောတယ်လေကျွန်တော်ပြောပြမယ်နေရာတကာမှာရှိတဲ့မျက်မှောက်တော် omnipresence လို့ခေါ်တယ်နေရာတကာမှာဘုရားရှိတယ်ဒါရှိဘုံအဖြစ်အဲ့မောရှေရဲ့အတွင်းဆုံးအခန်းထဲမှာရှိတဲ့မျက်မှောက်တော်ကိုထင်ရှားသောမျက်မှောက်တော် manifested presence လို့ခေါ်တယ်ဘုရားထင်ရှားတာကိုဖူးမြင်လို့ရတယ်မျက်စိနဲ့တော့ကြည့်ကြမှာယေဘရဟိတ်တရားမကြည့်ဘူးခေါင်းတော့ငုံနေမှာပေါ့ဆိုလိုချင်တာဘုရားရှင်ရှိလို့ရှိတယ်တချို့တွေဘုရားကနေရာတကာမှာရှိတယ်ဒါပေမဲ့အခန်းထဲမှာဝင်လာသလိုခံစားရတယ်နာမ်ဝိညာဉ်ထဲမှာကိုယ်ကသိနေတယ်အဲ့ဒါကို manifested presence လို့ခေါ်တယ်ဘုရားရှင်ကနေရာတကာမှာရှိနိုင်ပေမဲ့ဒီအရက်မှာဘုရားထင်ရှားပြတယ်ထင်ရှားတဲ့မျက်မှောက်တော်ဘုရားရဲ့မျက်မှောက်တော်လို့ခေါ်တယ် the presence of God ဘုရားရှိတယ်ဆိုပြီးယာကုပ်ကပြောတယ်အဲ့မှာနော်စက်ကြည့်နော်ဤအရက်ကအဘယ်များလောက်ကြောက်မက်ဖွယ်ရာဖြစ်တယ်လေဤရက်ကအခြားရက်မဟုတ်ဘုရားသခင်ရဲ့ဘုံဗိမာန်ဖြစ်တယ်တဲ့ကြည့်လှေကားနဲ့ဘုံဗိမာန်နဲ့တွဲရတယ်နော်ကောင်းငင်တကားဝလို့လည်းရေးရနော်ဘုံဗိမာန်ဆိုတာအိမ်တော်လို့ရေးရတာဘုရားရဲ့အိမ်တော်အဲ့ဒါကိုသူကဘုံဗိမာန်လို့လည်းဘာသာပြန်တယ်ကြောက်ကိုယူတယ်အဲ့ကြောက်ကိုစီလောင်းနဲ့ဘိသိက်တယ်အဲ့ဒါစီလောင်းခြင်းကိုကျွန်တော်တို့နားလဲဖို့လိုတယ်နော်ကြောက်စီလောင်းခြင်းကိုနားလဲဖို့လိုတယ်ဒီနေ့ခရစ်ယာန်တွေတချို့ကစီလောင်းခြင်းဘိသိက်ခြင်းကိုနားမလဲတော့ဘာလို့ကျွန်တော်တို့အိမ်တွေကိုဘိသိက်ဖို့လိုလဲကျွန်တော်တို့နေတဲ့အိမ်ဆိုကျွန်တော်တို့အကုန်လုံးဒီမှာခြံစည်းကိုပတ်လဲကျွန်တော်တို့စီလောင်းနဲ့ဘိသိက်ထားတယ်နော်ဘယ်သူမှကျွန်တော်တို့မပြုတ်စားနိုင်ဣသရေလအမျိုးဘယ်သူမှမပြုတ်စားနိုင်ဘူးနော်အဲ့ဒါမလို့ကျွန်တော်တို့ကောင်းကြီးပေးရမယ်မင်္ဂလာကိုကျွန်တော်တို့ကြီးညာရမယ်ဤရက်ကအချိုင်းမို့ဘုရားရှင်ဘုံဗိမာန်ကောင်းကင်တကားဝလို့ဖြစ်တယ်ကျွန်တော်ထပ်ပြောပြမယ်အမအရန်ရေးကြည့်တယ်လှေကားဆိုတဲ့အဓိပ္ပာယ်အဆက်အသွယ်ပဲကောင်းကင်နိုင်ငံကလည်းမြေကြီးကိုလာလို့ရတယ်မြေကြီးကလည်းကောင်းကင်ကိုတက်လို့ရတယ်နောက်တစ်ခုကအဲ့ဒါတကားဝလို့လည်းခေါ်တယ်တကားဝဆိုတာလည်းအဆက်အသွယ်ပဲလေကောင်းကင်ကနေဘုရားရှင်ကမြေကြီးကိုရောက်လာလို့ရတယ်မြေကြီးကနေဘုရားရှင်သွားလို့ရတယ်ကောင်းကင်တမန်တွေလည်းအဲ့လိုပဲအစင်းတက်လို့ရတယ်နောက်တစ်ခုကဘုံဗိမာန်အိမ်တော်တကယ်တော့ဘုရားရဲ့အိမ်တော်ဆိုတာလေလှေကားနဲ့အတူတူပဲအဆက်အသွယ်နဲ့အတူတူပဲဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေကဓမ္မသစ်ကာလမှာနော်အဲ့ဒါအရင်ရေးကြည့်ရနော်ယာကုပ်ကလှေကားတစ်ခုကိုမြင်တယ်ယောဟန်ခရစ်ဝင်ကျမ်းကိုဖွင့်မယ်နော်
အခန်းကြီး1မှာနသနီလနဲ့သူတွေ့တယ်ဆိုတဲ့အကြောင်းရှိတယ်အခန်းငယ်50တင်နောက်ဆုံးမှာသင်တို့ကငါအမှန်ကန်ဆိုတဲ့နောင်ကာလ၌ကောင်းကင်ဖွင့်လက်သည်ကို၎င်းဖျားသခင်ကောင်းကင်တမန်တို့သည်လူသား၏အပေါ်၌ဆင်းလျက်တက်လျက်ရှိသည်ကို၎င်းသင်တို့ကမြင်မယ်လူသားဆိုတာခရစ်တော်ရဲ့နာမတော်တစ်မျိုးပဲသူကသူဖျားသားလဲခေါ်တယ်လူသားလဲခေါ်တယ်ဆိုတော့ကျွန်တော်ပြပြမယ်ကောင်းကင်ဖွင့်လက်တာတကားနော်လူတွေတွေ့လာလိမ့်မယ်တဲ့ဒီတခါကောင်းကင်တမန်ကြီးဆင်းလိုက်တက်လိုက်လို့တာလှေကားပေါ်မှာလားဘယ်သူပေါ်မှာလဲဘယ်သူပေါ်မှာဆင်းလိုက်တက်လိုက်လို့တာလဲ150မှာတွေ့လားဘယ်သူမှမလဲလူသားခရစ်တော်ရဲ့အပေါ်မှာဆင်းလိုက်တက်လိုက်လို့တာဆိုလိုတဲ့အိဗယ်ခရစ်တော်ကကောင်းဝင်နိုင်ငံရဲ့လှေကားပဲရှာကုပ်ပြည်တဲ့လှေကားလိုမျိုးပဲခရစ်တော်ရှိခြင်းအပြင်လှေကားဆိုတာပုံဆောင်ချက်ပဲเนาะခရစ်တော်ဆင်းတယ်ဆိုတာဒီလိုနင်းပြီးဆင်းတာကိုပြောတာမဟုတ်ကျွန်တော်ပြပြမယ်လှေကားပဲခရစ်တော်အသက်တာဒီကောင်းဝင်နိုင်ငံတော်ကမြေကြီးပေါ်မှာဆင်းလာဖို့ဆိုရင်ယာကုပ်အိမ်မက်ထဲမှာမြင်တယ်မလားလှေကားရှိဖို့လိုတယ်လှေကားနဲ့မှဆင်းလာတယ်ကောင်းဝင်တမန်တွေတက်တယ်အဲ့လိုပဲခရစ်တော်ရှိခြင်းအပြင်ကောင်းဝင်တမန်တွေကဆင်းလို့ရတယ်လောကကိုတက်လို့ရတယ်ကောင်းဝင်တကားဝလည်းဖြစ်တယ်ဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေကဖခင်ရဲ့ဘုံဗိမာန်ဖြစ်တယ်ဖခင်ရဲ့အိမ်တော်ဖြစ်တယ်ဆိုတဲ့နေရာမှာဖခင်ရဲ့ကောင်းဝင်တကားဝလည်းဟုတ်တယ်ဒီမှာထိုင်နေတဲ့သူမာအဲခုကကောင်းဝင်တကားဝလည်းဟုတ်တယ်မာအဲခုကကောင်းဝင်နိုင်ငံရဲ့လှေကားလည်းဟုတ်တယ်အဲ့ဒါကိုသိဖို့လိုတယ်ကောင်းဝင်တမန်တွေကမာအဲခုအားဖြင့်ဒီလောကမှာဆင်းလို့ရတယ်တက်လို့ရတယ်ကျွန်တော်တို့အားဖြင့်ကောင်းဝင်နိုင်ငံတော်ဖြေလို့ပို့ပဲဖခင်ရဲ့အကြံစီကဘာလို့ဝိညာဉ်တော်ရဲ့ဗိမာန်တော်ဖြစ်တယ်လဲဆိုတာကောင်းဝင်နိုင်ငံတော်ကိုမြေကြီးပေါ်မှာကျွန်တော်တို့အားဖြင့်ဖြေလို့ပို့ပဲကောင်းဝင်တမန်တွေကိုဖြေလို့မယ်အနာရောဂါငြိမ်းချင်းကောင်းဝင်နိုင်ငံတော်မှာရှိတဲ့အရာငြိမ်သက်ခြင်းတွေဝမ်းမြောက်ခြင်းတွေအနာငြိမ်းခြင်းတွေကြွယ်ဝခြင်းတွေလွတ်မြောက်ခြင်းတွေအလုံးစုံကျွန်တော်တို့ဖြေလွတ်မယ်ရလားထို့အသင်းကိုမရဏနိုင်ငံရဲ့တကားလို့ဒီပါမဖြစ်ဘူးလေမနိုင်ဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ကကောင်းဝင်နိုင်ငံရဲ့လှေကားဖြစ်တယ်ကောင်းဝင်နိုင်ငံရဲ့ဘုံဗိမာန်ဖြစ်တယ်ကောင်းဝင်နိုင်ငံရဲ့တကားဝဖြစ်တယ်ကျွန်တော်တို့ကခရစ်တော်ရဲ့ဒရန်နဲ့ဖန်ဆင်းခြင်းခံရတယ်နော်ရလားရှင်းလားအဲ့ဒါလှေကားနဲ့လှေကားလို့လည်းပုံဆောင်တယ်နောက်ယာကုပ်ကပြောတယ်ဘုံဗိမာန်လို့လည်းခေါ်တယ်တကားဝလို့လည်းခေါ်တယ်သခင်ရှုနေရာမှာလည်းတကားလို့လည်းခေါ်တယ်နောက်သခင်ရှုပေါ်မှာကောင်းဝင်တမန်နဲ့ဆင်းလိုက်နော်ယာကုပ်မြင်ခဲ့တော့ကတော့ဘယ်လိုလဲဆိုရင်လှေကားပေါ်မှာဆင်းလိုက်တက်လိုက်အခုကျတော့ဗာလဲသူလူသားပေါ်မှာကောင်းဝင်တမန်နဲ့ဆင်းလိုက်တက်လိုက်သွားတယ်လူသားနဲ့ဒီနေ့ကျွန်တော်တို့မှာဒေးဗစ်ဂျွိုင်းအပြင်ကောင်းဝင်တမန်နဲ့ဆင်းလိုက်တက်လိုက်ဖြစ်ရနော်အမယောဟန်1:51မှာပြောရတယ်နော်နောက်ရှင်ဘောလူသူ့ရဲ့အတွေ့အကြုံအကြောင်းတတိယကောင်းကင်ဘုံအတွေ့အကြုံအကြောင်းကိုရေးရတယ်အမကျမ်းစာမှာဖတ်ကြည့်ကြယောဟန်ရဲ့အတွေ့အကြုံအမပါတယ်နောက်ဟေရှာယရဲ့အတွေ့အကြုံပါတယ်ကောင်းကင်ဘုံရောက်သွားတယ်ကောင်းကင်တမန်သရက်တွေကိုတွေ့တယ်မြေကြီးလုံးကဘုံတော်နဲ့ပြည့်တယ်ကောင်းကင်တမန်သရက်တွေကဖျားရှင်ချီးမွမ်းနဲ့တုံလှုပ်နေတယ်ဗိမာန်တော်ကမိကုန်းနဲ့ပြည့်နေတယ်နောက်ဒါဝိဒ်လည်းကောင်းကင်နိုင်ငံတော်ကိုချီးကြွားခြင်းခံရတယ်ဟေရှာယလည်းပါတယ်မောရှေလည်းပါတယ်သခင်ယေရှုကိုယ်တိုင်အဲ့အတိုင်းပဲခမည်းတော်ပြုသမျှကိုသူမြင်တဲ့ဟာပဲပြုတယ်သူကခမည်းတော်ကောင်းကင်နိုင်ငံတော်တက်လိုက်ဆင်းလိုက်ပဲခရစ်တော်ကမြေကြီးပေါ်မှာအသက်ရှင်တဲ့အချိန်မှာကောင်းကင်နဲ့ချိတ်ဆက်ပြီးရှင်သွားတာခရစ်တော်ကမြေကြီးပေါ်မှာအသက်ရှင်တဲ့အချိန်မှာလူသားစစ်စစ်တယောက်လိုရှင်သွားတာဆိုတော့ဖျားဖြစ်ခြင်းကိုအကုန်ဆွန့်လွတ်ခဲ့တာကျွန်တော်ပြောတာသိမယ်နော်သူ့ရဲ့တကိုးတွေအရာအလုံးစီးစိမ်တွေအလုံးစုံဆွန့်လွတ်ခဲ့တာခရစ်တော်ဘာအပြင်နမိတ်လက္ခဏာပြုလဲဆိုရင်အသက်30အရွယ်မှာခံရတဲ့တန်ရှင်သောဝိညာဉ်တော်အပြင်သူကနမိတ်လက္ခဏာပြုတာဒီနေ့ကျွန်တော်တို့ကလည်းလူသားပဲမဲ့ကျွန်တော်တို့ပေါ်မှာတန်ရှင်သောဝိညာဉ်တော်ခံရရင်ကျွန်တော်တို့ကနမိတ်လက္ခဏာပြုနိုင်တယ်အဲ့တော့ကြည့်တခင်ယေရှုကမနက်စောစောအမြဲတမ်းထထပြီးဆုတောင်းတာတောရက်မှာသွားတယ်တောင်ပေါ်မှာသွားတယ်တပည့်တော်တွေကိုမခေါ်ပါဘူးတခါတလေတပည့်တော်တွေကိုခေါ်သွားတော့တပည့်တော်တွေကခရစ်တော်ဘာတွေဖြစ်နေလဲဆိုတာတွေ့သွားတာတခါတောင်တောင်ပေါ်မှာတက်တဲ့အချိန်မှာခရစ်တော်ကခေါ်သွားတယ်ပေတရုရဲ့ယာကုပ်ရဲ့ယောဟန်ကိုခေါ်သွားတယ်ဆိုတော့အဲ့တုန်းကတဲတော်ပွဲနေဝင်းချင်လာပေါ့အဲ့ချိန်မှာဘာတွေ့လဲဆိုလို့ရှိရင်မိုးတိမ်ကနော်ရောက်လာတယ်အေလိယနဲ့မောရှေကရောက်လာတယ်ခရစ်တော်ရဲ့အဝတ်ကောမျက်နှာကောပြောင်းလဲသွားတယ်ပုံသဏ္ဍာန်ပြောင်းလဲတယ်ကြည့်ဘုံတော်ထဲမှာခရစ်တော်ပုံပြောင်းတာနော်မောရှေလည်းမျက်နှာလင်းခဲ့တယ်ခရစ်တော်ပုံပြောင်းတော့ဘယ်သူမှမမြင်ဘူးအဲ့ဒါအမြဲတမ်းဖြစ်နေတာခရစ်တော်အတွက်ကသူကအမြဲတမ်းဖျားရှင်နဲ့သူအချိတ်ဆက်ရတာဘာလို့ရမလဲဆိုတဲ့အရာ download ပေါ့နော်ဖျား download ဆွဲတယ်လို့ဖျားရှင်စီကနေအမြဲဆွဲတာအဲ့ဒီမှာလဲဟိုဖျားရှင်ခမီးတော်လည်းရှိတယ်လို့ဒါပေမဲ့အဲ့အကြံစီကိုဘသူကလာတိုင်ပင်ပေးရလဲဆိုတော့ခမီးတော်စီကနေအေလိယနဲ့မောရှေကနေဒီလိုရှေးတန်ရှင်သူနှစ်ပါးကနေဒီခမီးတော်ညွှန်ကြားတယ်ကောင်းကင်တမန်လာတွေ့တာမဟုတ်စာလိမ့်နဲ့အဲ့ plan ကိုဘသူကသိလဲဆိုတော့အေလိယနဲ့မောရှေကသိတယ်ဒီတော့ခရစ်တော်ကိုလာပြောပြတာစုတွေ့ခြင်းအကြောင်းပြောတာခရစ်တော်ဘလို့အသေးခံမလဲဘလို့မျိုးဖြစ်မလဲဆိုတော့စုတွေ့ခြင်းအကြောင်းခရစ်တော်ကိုလာပြောတယ်ဆွေးနွေးတယ်အေလိယနဲ့မောရှေနဲ့ဖျားရှင်ပြုရမှုတွေအင်မတန်စမ်းကြယ်တယ်တပည့်တော်တွေအဲ့တခါကျမှမြင်ဘူးသွားတာခရစ်တော်ဒီလိုဖြစ်နေရဆိုတာသူတို့သိသွားတာ
ဒီနေ့ဆူတောင်းတဲ့အချိန်တွေမှာကျွန်တော်တို့ဖျားရှံအဲ့လိုဖြစ်စေချင်နော်ဒီမှာဘယ်နှယောက်ရှိလဲမသိနော်ကျွန်တော်ဆိုကျွန်တော်အတ္တမှာအဲ့လိုအတွေ့အကြုံတွေကျွန်တော်တွေ့ဘူးတယ်ခါကျွန်တော်ညီမအခန်းထဲမှာဆူတောင်းတယ်ဒီကောင်းကင်ဘုံမှာခြိကြွခြင်းအတွေ့အကြုံတွေတွေ့လာကျွန်တော်တို့ဖျားရှင်ရဲ့ဘုံတော်နယ်ပယ်ထဲမှာနေဖို့ကျွန်တော်တိုက်တွန်းနေတာတချို့ຢာတွေကျွန်တော်မပြောချင်ဘူးဖျားရှင်အခွင့်ပေးမှကျွန်တော်တို့ပြောပြတယ်ဆိုတော့ကျွန်တော်တို့ကလူတွေရှေ့မှာဒီလိုအတွေ့အကြုံတွေတွေ့တဲ့အချိန်မှာကြွားပါဖို့မဟုတ်ဘူးအတ္တမှာပုံနှိမ့်ချဖို့ပဲရှင်ဘောလူကသူ့ပုံနှိမ့်ချဖို့သူ့ဒဏ်အောင်မှစူးလို့မျိုးဖျားရှင်ခတ်တယ်လို့ပြောတာဖျားရှင်နည်းနည်းတဲ့အရာတွေပို့သိဖို့ဘာလို့ကျွန်တော်တို့နှုတ်ကပတ်တော်ဒီလိုနည်းနည်းတင်နိုင်တယ်လဲဘာလို့ဖွင့်ပြချက်တွေပို့ရလာတယ်လဲဆိုတဲ့အရာတွေကဖျားနဲ့လူတယောက်ဘယ်လောက်သွားလာလဲနဲ့ဆိုင်တယ်နောက်တစ်ခုကတခင်ရှုကောင်းငင်ပုံတို့တက်ချင်းနှမျိုးရှိတယ်စောနာပြောဆူတောင်းခြင်းဝတ်ပြုကိုယ်ွယ်ခြင်းနဲ့လည်းကောင်းငင်ပုံသူခဏဒီလိုကောင်းငင်နိုင်ငံတော်သူမြည်ဆန်းတယ်စောနာဆိုတတိယကောင်းငင်ပုံကဆင်းကြွလာတာနော်ယေရှုရဲ့သမိုင်းဝင်ကောင်းငင်ပုံတို့တက်ချင်းဆိုတာရှင်မြတ်ထမြောက်ပြီးရပေါင်း40ကြာတဲ့အချိန်မှာလူတိုင်းသိတဲ့ကောင်းငင်ပုံတက်သွားတာမိုးတိမ်နဲ့ကောင်းငင်နိုင်ငံတော်ဆိုတာအဘယ်နည်းတဲ့ကောင်းငင်နိုင်ငံတော်နဲ့ဘုရားသခင်နိုင်ငံတော်နဲ့အတူတူပဲကောင်းငင်နိုင်ငံတော်ဆိုတာဓမ္မသစ်မှာ32ခါသုံးလာတယ်ဘုရားသခင်နိုင်ငံတော်ဆိုတာအများကြီးပဲ100အချိန်100ကျော်သုံးလာတယ်နော်ဆိုတော့နောက်ပြီးခရစ်တော်၌အသက်ဖန်ဆင်းခြင်းဆိုတာအဘယ်နည်းတဲ့ဆိုဒီမှာအဘယ်နည်းဆိုတာလူမီဒီကခရစ်တော်၌ရှိရင်အသက်ဖန်ဆင်းခြင်းဖြစ်တယ်ကျွန်တော်ပြောပြီးသားဒါတွေမတင်တော့ဘူးเนาะတစ်သက်923ပါလေအဲ့ဒီအတိုင်းပဲညီတချင်းရှင်ဘုရားသခင်ကိုရောတိုင်းတင်တို့ကိုအကုန်အစင်တန်ရှင်းတော်မူပါယုံကြည်သူတွေကိုမှားရနော်တန်ရှင်းတော်မူပါတချို့ခရစ်ယာန်တွေကယုံတယ်ကယ်တင်ခြင်းရောက်ရင်အကုန်တန်ရှင်းပြီးသားတယ်ဝိညာဉ်မဲတန်ရှင်းသေးတာစိတ်နဲ့ခန္ဓာတန်ရှင်းဖို့လိုတယ်နော်ခန္ဓာကိုယ်တန်ရှင်းဖို့ကဒါရေချိုးရတယ်စိတ်တန်ရှင်းမှုကတကယ်ဖျားနဲ့သွားလာပြီးဝိညာဉ်တော်ကိုခေါ်ဖိတ်ရတယ်နော်တချို့တွေကအဲ့ဒါတကူကြီးတကားတန်ရှင်းခြင်းအားနေတယ်ဆိုခန္ဓာရုပ်ပိုင်းဆိုင်ရာနဲ့ခန္ဓာကိုယ်ကဘာနဲ့ဆိုင်လဲဆိုရုပ်ပိုင်းဆိုင် physical เนาะ physics နဲ့ဆိုင်တယ်ဒီရုပ်ပိုင်းဆိုင်တဲ့ထိတွေ့ဖို့ကဒီခန္ဓာကိုယ်တချို့လူတွေကဝိညာဉ်က active မဖြစ်ဘူးအဲ့ဒါမလို့ဒီမြင်ရတဲ့အရာတွေပေါ်မှာပဲကျွန်တော်တို့ကသွားလာပြီးဝိညာဉ်နယ်ပယ်ကိုနားမလဲတော့စိတ်ပိုင်းဆိုင်ရာပေါင်းသင်းဆက်ဆံရေးနယ်ပယ်စိတ်ဆန္ဒပိုင်းဆိုင်စင်ကြင်တုံတရားစိတ်ခံစားချက်တွေအားလုံးကစိတ်နဲ့လာတာဒါလက်နဲ့တော့လက်စုပ်လက်ကင်ပြလို့မရဘူးဒါပေမဲ့ဒါစစ်မှန်တယ်ကျွန်တော်ပြောနိုင်လားချစ်တယ်မုန်းတယ်ဆိုတာစစ်မှန်တယ်နော်မာရဲခုကသူပြောပြတယ်နော်သူတတမှာတကယ်အချစ်စက်နဲ့သူတွေ့တယ်ဆိုတော့မှအိမ်အောင်ပြုတယ်အခုသားသမီးတွေထွန်းကားတယ်ဆိုတော့ကျွန်တော်လည်းတိုက်တွန်းတာပေါ့နော်အဲ့လိုတကယ်ချစ်တဲ့လူနဲ့ပဲတွေ့မှာပဲယူပါတဲ့ဆိုတော့အဲ့ဒါတကယ်ပြောဖို့ကောင်းတယ်ဆိုတော့ဒီအရာကစစ်မှန်တယ်နော်မာအခုသိတယ်မာသူ့သားလေးတွေတောင်မှရှိတယ်ဆိုတော့ဒါစစ်မှန်တဲ့အရာတစ်ခုပဲနော်အချစ်ဆိုတာမမြင်ရအောင်ဒါပေမဲ့တကယ်စစ်မှန်တယ်အဲ့လိုပဲဝิญဉ်ဟာဆိုတာလည်းစစ်မှန်တယ်ဝิญဉ်နယ်ပယ်နဲ့ဆက်ဆက်နေတယ်မှာဇာတိမွေးတဲ့အရာဇာတိဂရိဖြစ်တယ်ဝิญဉ်တော်မွေးတဲ့အရာဝิญဉ်ဖြစ်တယ်ယောဟန်3:6မှာပြောတယ်ကျွန်တော်တို့ကအတစ်တပံမွေးဖွားပြီးသားဝิญဉ်များဘုရားသခင်ရဲ့ဝิญဉ်တော်နဲ့ထိတွေ့လွယ်ပြီးဘုရားသခင်တဘာဝခရစ်တော်ရဲ့အသက်ကိုပိုင်ဆိုင်နာတယ်တဲ့ကျွန်တော်တို့ကဒုတိယအကြိမ်မွေးပြီး born again ဖြစ်သွားပြီဆိုကျွန်တော်တို့ထဲမှာဘုရားရဲ့သဘောတဘာဝဇာတိအဖြစ်တော်ရှိတယ်ကျွန်တော်တို့ nature အသက်ရှိတယ်တချို့ကအဲ့ nature အတိုင်းအသက်မရှင်မနဲ့လူဟောင်းရဲ့ nature အရင် nature အတိုင်းအသက်ရှင်တာရှိတယ်ကျွန်တော်ပြောတာသိမှထင်တယ်နော်နောက်ပြီးရင်ခရစ်တော်ရဲ့အသက်ကိုလည်းကျွန်တော်ရပြီးသွားပြီယုံကြည်သူဖြစ်ရင်ယေရှုခရစ်တော်၌ရှိတယ်လို့နှုတ်ကပတ်တော်ကပြောတယ်တဲ့အဲ့တော့ယေရှုကကောင်းကင်အရက်မှာရှင်မြန်ထမြောက်ပြီးကောင်းကင်အရက်မှာနေရာပေးတယ်အေဖက်2:6မှာပြောတယ်အဲ့တော့ကျွန်တော်တို့ကလည်းအဲ့လိုရေးထားရနော်ကောင်းသောအကျင့်၌ကျင့်လဲရမယ်လို့ပြောတယ်နောက်ပြီးရင်အထက်ကဝေးလျက်ရှိတော့လေယခုမှယေရှုခရစ်ရဲ့အသွေးတော်အပြင်အနီးကိုရောက်သွားပြီတဲ့ကောင်းကင်နိုင်ငံတော်ဖခင်နဲ့နီးတဲ့နေရာရောက်သွားပြီတဲ့ဝိညာဉ်နယ်ပယ်ကိုယုံကြည်သူတွေ့ကြုံနိုင်သလားမိကုန်းကတွေ့ကြုံနိုင်တယ်ကျွန်တော်ပြောပြချင်တယ်နော်ဒီဝိညာဉ်အတွေ့အကြုံတွေတွေ့ကြုံနိုင်တယ်ဒီကျွန်တော်တို့ကအတွေးအခေါ်နဲ့ idea နဲ့သွားတဲ့ religion ဘာသာတစ်ခုမဟုတ်ဘူး Christianity ဆိုတာဘာသာရေးမဟုတ်ဘူးเนาะဒီ idea နဲ့သွားပြီးတော့ကျင့်ထုံးနေအတွေးခေါ်နဲ့သွားတဲ့အရာမဟုတ်ဘူးဒါဒီလိုရှိတဲ့စင်ကြင်တုံတရားနဲ့သွားတဲ့အရာမဟုတ်ဘူးကောင်းတာလုပ်ဖို့ပဲတုံတင်ပြီးကောင်းတဲ့အတိုင်းသွားဖို့မဟုတ်အဲ့ဒါတွေမလိုဘူးပြောတာမဟုတ်လို့တယ်ကောင်းတဲ့အဟာတွေလုပ်ဖို့ဒါပေမဲ့ကျွန်တော်တို့ကဝิญဉ်ရေးကအသက်ပဲဖျားရှင်ကိုကိုးကွယ်တဲ့လူကနံဝิญဉ်နဲ့ကိုးကွယ်ရတယ်ဆိုတော့ကျွန်တော်တို့ကဝิญဉ်နေရတဲ့ထိုးနဲ့ပဲเนาะဝิญဉ်နဲ့ပဲကိုအာယုံခံစားနိုင်ဖို့ဖန်ဆင်းထားပြီးသားတဲ့ဖျားရှင်နှုတ်ကပတ်တော်ထဲမှာဘုရားသခင်ရဲ့လူတွေကဝิญဉ်ရေးအတွေ့အကြုံခြင်းတွေအကြောင်းတွေအများကြီးဖော်ပြထားတယ်ဝิญဉ်တော်ရဲ့ဥဆောင်မှုလမ်းပြမှုကပြင်တယောက်ချင်းစီမှာမတူညီတဲ့အတွေ့အကြုံတွေရတယ်ဘုရားရဲ့နိုင်ငံတော်ရဲ့အစစ်မှန်เนาะစစ်မှန်ခြင်းပေါ့เนาะပျော်မွေ့ဖို့ဘုရားသခင်နဲ့နိုင်ငံတော်ရဲ့စစ်မှန်ခြင်းဘုရားရှင်ဆိုတာတကယ်စစ်မှန်တယ်နိုင်ငံတော်ဆိုတာဘယ်လိုစစ်မှန်တယ်ဆိုတာပျော်မွေ့ဖို့လူတွေကိုပေးတွေ့တယ်တတိယကောင်းကင်ဘုံယုံကြည်သူတွေသွားလာနိုင်သလားဝင်ရောက်နိုင်သလားဒီလောကမှာရှိတဲ့အချိန်မှာလောကမှာเนาะဟိုတေဝါပြီးသွားတာတော့ဒါသွားမှာမှန်တယ်လေအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ကခရစ်တော်ထဲမှာရှိရလို့ပြောတယ်ခရစ်တော်ကခရမီးတော်ရဲ့လက်ရဘက်မှာထိုင်နေနောက်ကျမ်းစာမှာဘာပြောလဲဆိုတော့ကောင်းကင်အရက်မှာနေရာပေးရလို့ပြောတယ်
ဖျားရှင်အခုနေရာချထားတယ်ကျွန်တော်တို့ကခရစ်တော်နဲ့အတူထိုင်လျက်ရှိတယ်လို့လည်းပြောတယ်ကျွန်တော်တို့ဝိညာဉ်ကလေဒီတတိယကောင်းကင်ဘုံချိတ်ဆက်ပြီးသွားလာလို့ရတယ်အဲ့ဒါကိုသိရမယ်နော်အမှဆူတောင်းတဲ့အချက်ဟူမူကဒီမှာအများကြီးရေးရတယ်အမှဖတ်ကြည့်ရင်သိလိမ့်မယ်ဉာဏ်မျက်စိလင်းဖို့ရှင်ဘောလူကအဲ့ဒါကိုဆူတောင်းတာခရစ်တော်ကအားလုံးရဲ့အထက်မှာရှိတယ်ခတ်သိမ်းသောအထွတ်အမြတ်အာနာဇက်တကူအစိုးရခြင်းမှစပြီးယခုဘဝနောင်ဘဝခေါ်တော့ဘွဲနာမှာအလုံးစုံရဲ့အထက်မှာခရစ်တော်ရဲ့ခြေဖွားအောက်မှာအားလုံးရှိတယ်ကျွန်တော်တို့ကခရစ်တော်ရဲ့ခြေဖွားမှာရှိအတ္တမာလေးဖြစ်ရင်တော့မှနော်ဟိုခရစ်တော်ခန္ဓာထဲမှာဒီခြေထောက်မှာရှိတဲ့အတ္တမာလေးဖြစ်တယ်ဆိုရင်တော့မှအရာခတ်သိမ်းကကျွန်တော်တို့အောက်မှာရှိတယ်ကျွန်တော်တို့ကသိမှထင်တယ်နော်လောကမှာဘာမှကြောက်စရာမလိုကျွန်တော်အားလုံးရဲ့အထက်မှာကျွန်တော်တို့ရှိတယ်ဒုစရိုက်အပြစ်၌တည်လျက်ရှိသောငါတို့သည်ခရစ်တော်နဲ့အတူအသက်ရှင်စေတော်မူပြီးဂျေဇုတော်အပြင်ကယ်တင်ခြင်းကိုရောက်တယ်ရှင်မြန်ထမြောက်စေပြီးဒီမှာကြည့်ယေရှုခရစ်အပြင်ငါတို့ကိုရှင်မြန်ထမြောက်စေပြီးကောင်းကင်အရာ၌နေရာပေးတော်မူ၏တဲ့ပေးတော်မူလက်တန်းမဟုတ်ဘူးယခုအင်္ဂလိပ်လိုလည်းအဲ့လိုပဲရှင်းတယ်အခုကိုပေးရတာကျွန်တော်တို့နေရာရှိတယ်ကျွန်တော်တို့ကပလင်တော်ခန်းမှာနေရာချမှတ်ပြီးသားဖြစ်တယ်တတိယကောင်းကင်ဘုံမှာနောက်ပြီးဗျာဒိတ်ကျမ်း၄နှစ်မှာလည်းတက်လာလို့ပြောရတယ်နောက်ဟေဘရဲ7နှစ်မှာလည်းပြောရတယ်နော်ကျွန်တော်တို့ကဘယ်ရောက်သွားပြီလဲဆိုရင်ရောက်သွားပြီတဲ့မကြီးအောက်ဆုံးကျောင်းဖတ်ကြည့်ရောက်ကြကြီးတယ်တွေ့ရနော်မရောက်ကြကြီးတယ်ဘယ်ကိုရောက်လဲဆိုရင်ဇီးုံတောင်ရောက်ပြီကျွန်တော်တို့ကခရစ်တော်ကိုရပြီးသွားရင်အသက်ရှင်တော်မူသောဘုရားသခင်ရဲ့မြို့လေးဟူသောယေရုရှလင်မြို့ကိုရောက်ပြီအတိုင်းမသိများစွာသောကောင်းကင်တမန်တို့ရဲ့စုဝေးခြင်းကိုရောက်ပြီးသားတဲ့ကျွန်တော်တို့ဝိညာဉ်အဲ့အသင်းဝင်ကျွန်တော်တို့ဖြစ်ပြီးသားဒီဟာကျွန်တော်တို့ကမဆိုင်တဲ့ဟာတွေမဟုတ်ကောင်းကင်တမန်တွေကကောင်းကင်စင်းရဲ့ဝင်သောတာအသင်းတော်ကိုရောက်ပြီတဲ့ခတ်သိမ်းသောသူတို့ကိုတရားစင်တော်မူသောဘုရားသခင်အထံကိုရောက်ပြီစုံလင်ခြင်းတို့ရောက်သောသူတော်ကောင်းတို့၏စိတ်ဝိညာဉ်နော်တကယ်စုံလင်ခြင်းတို့ရောက်ပြီးသားဆိုတာဒီလောကမှာအသက်ကုန်လွန်သွားပြီးတော့မှစုံလင်ခြင်းအပေါ်ရောက်သွားတဲ့တန်ရှင်းသူတွေသူတော်စင်းတွေနော်သူတော်ကောင်းတွေဆိုတော့တန်ရှင်းသူတွေအားလုံးယုံကြည်သူတွေကိုသူတော်ကောင်းလို့ခေါ်ပါနော်အဲစိတ်ဝိညာဉ်တို့အထံကိုရောက်ပြီတဲ့ဒီလောကမှာရှိနေပေမဲ့အဲ့ဝိညာဉ်စီမှာကျွန်တော်တို့ဝိညာဉ်တွေပဲရောက်ပြီးသားနော်လူအုပ်စုနှစ်အုပ်စုသိုးအုပ်စုနဲ့ဒီစိတ်အုပ်စုထားရင်သိုးအုပ်စုမှာရောက်တယ်လို့ဆိုတာအဲ့ပုံစံပြောတာဗရိညင်တရားသိအာမခံယူသောယေရှုခရစ်ထံကိုရောက်ပြီတဲ့အာဗေလရဲ့သွေးထပ်ပို့ပြီးတော့မှမြတ်တယ်အဲ့ဒါခရစ်တော်ရဲ့အသွေးစီကိုရောက်ပြီတဲ့အမလို့ကျွန်တော်တို့ကတကြွန်းတနိုင်ငံသားမဟုတ်ဘူးတဲ့ပြောချင်တာကွာဝေးတဲ့သူမဆိုင်တဲ့သူမဟုတ်ဘူးဧည့်သည်လည်းမဟုတ်ဘူးတဲ့တန်ရှင်းသူတွေရဲ့အမျိုးသားချင်းဖြစ်တယ်ဒီဟာကိုကောင်းကင်နိုင်ငံတော်ဝိညာဉ်နဲ့ပဲဆိုတာကိုယ်နဲ့မဆိုင်ဘူးလို့မထင်နဲ့တဲ့ဒီတတိယကောင်းကင်ဘုံဖျားရှင်ရဲ့အိမ်တော်သားဖြစ်ပြီတဲ့ဖျားရှင်အိမ်တော်သားယုံကြည်ခြင်းမရှိရင်ဖျားရဲ့စိတ်တော်နဲ့မတွေ့နိုင်ဘူးเนาะယုံကြည်ခြင်းစိတ်ရှိမှပဲဖျားရှင်နဲ့ဒီလိုချိတ်ဆက်ပြီးသွားလို့ရတယ်နောက်ပြီးရင်ကျွန်တော်ပြပြမယ်เนาะအဲကြမ်းချက်တွေအများကြီးရှိတယ်တတိယကောင်းကင်ဘုံသွားလာဖို့ယုံကြည်သူတွေရဲ့ကျမ်းစာနေပြောရလာတဲ့ဒီလောကမှာရှိရရှင်မှာဒီတတိယကောင်းကင်ဘုံဝိညာဉ်တွေပဲကိုတွေ့ကြုံဖို့ကျမ်းစာမှာဗာပြောလဲဆိုရင်အထက်ခရစ်တော်ထိုင်တဲ့အထက်အရာတွေကိုရှာပါတဲ့ပြောရတယ်ကြည့်ဒီလောကအရာတွေကိုမရှာနဲ့ဒီဝိညာဉ်အရာတွေကိုဆွဲလန်းခိုင်းတာတယ်ရှာခိုင်းတာတယ်ဝိညာဉ်မှာတိခိုင်းတာတယ်နောက်ပြီးရင်ဟေပြဲ46မှာလည်းပြောတယ်ငါတို့ဒီတဲ့တနာချင်းဂိယုနာနဲ့တော်လျော်သောမဆာခြင်းကျေးဇူးကိုခံရဖို့ရဲရင်တဲ့စိတ်နဲ့ကျေးဇူးပလင်တော်တို့တိုးဝင်ချင်းကပ်ပါတဲ့ဂျယ်ဗီတို့ဖရန့်စစ်တို့ညံ့တယ်ပြန်လိုက်တော့လေနော်အတန်သွင်းတာလည်းနောက်မှပြန်လာတော့နော်မိုးဂျယ်ဗီတို့မှပြန်တော့မယ်တခါလေးနောက်ပြီးမှဗာပြောလဲဆိုရင်ရင်းရင်သောစိတ်နဲ့ကျေးဇူးတော်ပလင်တို့တိုးဝင်ချင်းကပ်ကြကုန်ပါနဲ့အခုကျွန်တော်တို့ကတိုးဝင်လို့ရတယ်ဝิญဉ်ထဲမှာเนาะဆူတောင်းတဲ့အချိန်မှာဘယ်လိုတောင်းမလဲကိုရောတတိယကောင်းကင်ဘုံကိုရောရဲ့ဒီတတိယကောင်းကင်ဘုံကျေးဇူးတော်ပလင်စီပါကျွန်တော်တိုးဝင်ချင်းကပ်ပါတယ်ယခုပလင်လာပါတယ်လို့ပြောကျွန်တော်ဝิญဉ်ကတကယ်ကိုဘုရားရှင်အနာကိုချင်းကပ်လို့ရတယ်เนาะဟိုမှာမြင်ရတဲ့နေရာမှာလူကဘုရားနာချင်းကပ်တယ်ဆိုတော့သိရမယ်เนาะမြင်ရတဲ့နေရာမှာကျွန်တော်ကချင်းကပ်သွားလို့ရတယ်အခုမှကွန်ပျူတာနာကိုကျွန်တော်ချင်းကပ်လာလို့ရတယ်အဲ့လိုပဲဝิญဉ်ထဲမှာဖျားနာကိုချင်းကပ်လာလို့ရတယ်ဒီတတိယကောင်းကင်ဘုံပလင်တော်နဲ့ပဲဂျေဇုတော်ပလင်လို့ခေါ်တယ်ဂျေဇုပလင်တော်လို့ခေါ်တယ်အဲ့ကိုကျွန်တော်ချင်းကပ်လို့ရတယ်နောက်ပိုင်းမှာဝิญဉ်ရမှာပို sensitive ဖြစ်လာမယ်ပိုခံစားတတ်လာမယ်ဝิญဉ်ထဲမှာကိုပိုမြင်လာမယ်ဒီအရာတွေနော်လူလက်နဲ့လုပ်တယ်အဲ့ဒါဖတ်ကြည့်ပါနော်ကြံညွန့်နေနော်ကျွန်တော်မြန်မြန်လေးပြောပြီးတော့မှဟိုဟာလုပ်တော့မယ်နော်အားလုံးလည်းနောက်ကြမှာဆိုလို့နောက်ပြီးယုံကြည်သူတယောက်ရဲ့ယုံကြည်ခြင်းအလုံးနဲ့ဘုရားသခင်ရဲ့အလုပ်တစ်ခုเนาะအဲ့ဒါဘာကွာလဲအဲ့ဒါကျွန်တော်ပြောပြမယ်เนาะအဲ့ဒါကိုနားလည်ပြီးရင်ဒီညကျွန်တော်ရက်လို့ရပြီเนาะအဲ့နောက်ဆုံးပဲယုံကြည်သူတယောက်ရဲ့ယုံကြည်ခြင်းလုပ်ရက်ယုံကြည်ခြင်းလုပ်ရက်ဆိုတာယုံကြည်ခြင်းအကျင့်လို့လည်းခေါ်တယ်ကျမ်းစာမှာယုံကြည်ခြင်းအကျင့်လို့ခေါ်တယ်ယုံကြည်ခြင်းမှာအကျင့်ရှိတယ်ယုံကြည်ခြင်းအကျင့်ဆိုတာเนาะအင်္ဂလိပ်လိုက faith act လို့ခေါ်တယ်เนาะဘုရားရှင်ရဲ့လုပ်ရက်ဆိုတာ sovereign act လို့ခေါ်တယ်ကျွန်တော်ပြောပြမယ်အဲ့ဒါတစ်ခုပြောပြမယ်အားလုံးเนาะခဏလေးเนาะအားလုံးကျွန်တော်ပြောပြမယ်အရင်အရေးကြီးတယ်အဲ့အရေးကြီးတယ်เนาะ
sovereign act ဆိုတာဟာပါဆိုဖန်ဆင်းခြင်းလူတယောက်ရဲ့ယုံကြည်ခြင်းမလို့ကျွန်တော်ပြောတာနားလဲလားဖျားရှင်ကသူ့အကြံစီရှိရဖျားရှင်ဘက်ကနေအစပြုပြီးဖန်ဆင်းလိုက်တာအဲ့ဒါ sovereign act လို့ခေါ်တယ်ဖျားရှင်ပြုတဲ့အမှုကျွန်တော်ကနေယုံကြည်ခြင်းနဲ့လူတယောက်ကိုဆုတောင်းပေးတယ်။ तू ကအဆိုင်ဖြတ်ထုတ်ထားတဲ့လူနာဆိုပါစို့ဆုတောင်းပေးတဲ့အချိန်မှာအဆိုင်အသစ်ဖျားရှင်ဖန်ဆင်းတယ်။အဲ့ဒါကို faith act လို့ခေါ်တယ်ကျွန်တော်တို့ဘက်ကယုံကြည်ခြင်းနဲ့ခြေလှမ်းလိုက်တာ။နောက်တစ်ခုကျွန်တော်ပြောပြမယ်။ကျမ်းစာမှာ sovereign act တွေအများကြီးရှိတယ်။ဖျားရှင်ကိုယ်တိုင်အနာငြိမ်းခြင်းတွေအများကြီးရှိတယ်။ဒါပေမဲ့ faith act တွေရှိရနော်သတိထား faith act ဆိုတာဘာလဲဆိုလို့ရှိရင်မျက်စိကန်းတဲ့လူတယောက်ကဒါဝိဒ်ရဲ့သားတော်ယေရှုဆိုတာလှမ်းအော်ခေါ်တယ်။ဒါဝိဒ်ရဲ့သားတော်ယေရှုဆိုတော့ဘာဖြစ်ချင်လဲဆိုတော့မျက်စိကိုပြန်မြင်ခွင့်ပေးပါသွေးသွန်းတာဆွဲတဲ့အမျိုးသမီးကိုခရစ်တော်ကခေါ်ပြီးတော့အနာငြိမ်းလိုက်တာမဟုတ်ဘူး။ तू ကသူ့ယုံကြည်ခြင်းနဲ့သွားတို့တာ။စောနာမျက်စိကန်းတဲ့လူကလည်းဒီခရစ်တော်ကိုမကြားကြအောင် तू အတန်အကျိန်နဲ့ तू အော်တာ။အဲ့ဒါ faith act လို့ခေါ်တယ်။ယာယီရူကယေရှုကိုလိုက်လာဖို့သူ့ရဲ့သမီးလေးစီလိုက်လာဖို့ခေါ်တာ။အဲ့ဒါ faith act လို့ခေါ်တယ်။ဖျားရှင်နေပေါ်ပြပြီးတော့လေကျွန်တော်ပြောတာတက်လား။နင်းရဲ့အနာကိုငါအခုပဲငြိမ်းစေမယ်လို့ဖျားအစပြုလိုက်တာမဟုတ်ဘူး။ခါနန်အမျိုးသမီးဆိုသူ့သမီးနတ်ဆိုးညင်းဆဲခြင်းကနေလွတ်မြောက်ဖို့ခရစ်တော်စီမှာ तू faith act ယုံကြည်ခြင်းနဲ့ तू အမျိုးမျိုးတောင်းတာခရစ်တော်တော်မှာအမျိုးမျိုးညင်းထုတ်တယ်ဖျားရှင်အလိုမရှိတဲ့အတိုင်းပုံစံမျိုးပြောတယ်ဒီအရာတွေကဒီနတ်ဆိုးနဲ့နေလွတ်မြောက်တာတွေအနာရောဂါငြိမ်းတာတွေကနော်ဒါသားကိုကျွေးမဲ့အစာပဲဟိုခွေးကိုကျွေးမှာမဟုတ်ဘူးတပားမျိုးသားမဟုတ်ဒါဖျားသားသမီးတွေအမြဲတမ်းပုံမှန်စားမယ်ဟာတော့ဟုတ်တယ်ဟိုနင်တို့ခါနန်အမျိုးသမီးတွေရပိုင်ခွင့်မဟုတ်ဘူးလို့ပြောပဲအဲဆိုခွေးဆိုလဲကျွန်မသဘောတူတယ်နော်ခွေးဆိုတော့ဇနုပ်စပေါက်ဇပွဲဘွားပြုတ်ကြတဲ့ဟာတွေစားရပဲကိုရောဒီမှာကိုရောဣသရီလလူမျိုးတို့အစိတ်ခံတော့ကျွန်မနဲ့တွေ့တော့ကျွန်မသမီးကိုအနာငြိမ်းပေးပါလို့ပြောတယ်အဲ့ဒါသူ့ရဲ့ယုံကြည်ခြင်းနဲ့ရလာတဲ့ faith act အဲ့ဒါကျွန်တော်တို့ယုံကြည်သူတွေက sovereign act နဲ့မရက်သွားဖို့အရန်ရေးကြည့်ရနော်ကျွန်တော်ပြောပြမယ်နော်ဒီကလူတွေတချို့တွေအနာရောဂါမငြိမ်းဘူးခံစားရတယ်နော်အမျိုးမျိုးခံစားရတယ်ဟောဖျားရှင်အလိုမရှိလို့ဖြစ်လိမ့်မယ်ကျွန်တော်လက်လျှော့သွားတယ်စာမေဝဲတစ်နှစ်ကြာတယ်နောက်တစ်နှစ်ပြန်မဖြေချင်တော့ဘူးချို့ကလုပ်ငန်းကမအောင်မြင်ဘူးနောက်ရှေ့မတိုးချင်တော့ဘူးအဲ့ဒါဘာလဲဆိုဖျားရှင်အလိုမရှိလို့ဖြစ်လိမ့်မယ်လို့ထင်တယ်အဲ့ဒါဘာလဲဆိုရင် sovereign act ပေါ့နော်ဖျားအလုံးမလုပ်ဘူးဖျားအလိုမရှိဘူးလို့ကို့အတွေးအထင်နဲ့ကိုကရှေ့ faith act ဆိုရယ်ယုံကြည်ခြင်းကိုရဲ့ယုံကြည်ခြင်းနဲ့ခြေလမ်းမလန်းတာအမှားကြီးပဲဖျားအလိုရှိလွန်းလို့ကျမ်းစာမှာအနာရောဂါငြိမ်းခြင်းကိုထောက်ပံ့ပေးပြီးသားပဲကိုယုံကြည်ခြင်းနဲ့ခြေလမ်းလှမ်းဖို့လိုတယ်ကျမ်းစာမှာဘာပြောလဲဆိုဖြောင့်မတ်တဲ့သူကယုံကြည်ခြင်းအပြင်အသက်ရှင်မယ်လို့ကျွန်တော်တို့ပြောတယ်ယုံကြည်ခြင်းနဲ့ကျွန်တော်တို့အသက်ရှင်ရမှာအော်ဒီမှာကျွန်တော်ခွေလေးရောက်လာတယ်ကျွန်တော်ပြင်တာမှာဆိုတော့ကျွန်တော်ဆက်ပြောပြမယ်နော်ဒီမှာကျွန်တော်ဒါကိုရက်လိုက်တော့မယ်အားလုံးနော်ဆက်ပြောပြမယ်အရင်အရေးကြီးတယ်နော်ဆရာကြီး Smith Wigglesworth ဆိုတာကဘာပြောလဲဆိုတော့လူသေးနော်အယောက်30ဝန်းကျင်လောက်ထားမြောက်စေတယ်တကယ်ဖျားသုံးတဲ့ Smith Wigglesworth ဆိုတာဆရာကြီးတကယ်ကိုဖျားရှင်သုံးတာတမိုင်းမှာသူ့အမျိုးသမီးတေသွားတဲ့အချိန်မှာသူဆူတောင်းတဲ့အချိန်မှာနောက်သူခီးသွားပြီးပြန်လာပြီးသူဂရင်ဘေးနားမှာဆူတောင်းတဲ့အချိန်မှာသူ့အမျိုးသမီးကချက်ချင်းပြန်အသက်ရှင်လာတယ်အသက်ရှင်လာတဲ့သူ့ပါတိုင်းရိုက်ပလိုက်တယ်အမျိုးသမီးကနင်းအရန်နဲ့ပုတ်လိုက်တာပေါ့နော်ပါကိုပုတ်လိုက်တာသူ့ပါကိုပုတ်လိုက်တာနင်းပါလို့ငါ့ကိုပြန်ခေါ်တာလဲငါယေရှုနဲ့စကားပြောနေတာလေငါကောင်းတဲ့နိုင်ငံတော်မှာတအားပြောတယ်ငါ့ကိုပေးသေးပါလို့ပြောတယ်အဲ့သူသွားလို့သူပြောလိုက်မှချက်ချင်းသူ့မျိုးသမီးပြန်သေးတယ်အဲ့လိုတတိယအဆင့်ဘိသိက်ချင်းမှာအမြင့်ဆုံးအေလိယရဲ့ဘိသိက်ချင်းမျိုးနဲ့ကျင်လေတဲ့လူတွေလောကမှာရှိတယ်အရန်ရှားတယ်နော်ဒီနေ့ဆရာအမှုတော်ဆောင်တွေဖျားအရန်သုံးတဲ့ဘိသိက်တွေဆိုတာဒုတိယအဆင့်ရဲ့မြင့်မားတဲ့ဘိသိက်ချင်းအဆင့်ပဲရှိတယ်တတိယအဆင့်နဲ့သွားတဲ့လူတွေ Catherine Kuhlman တို့ Amy Simbel McPherson Smith Wigglesworth Stephen နဲ့ George Jeffrey နော်အဲ့ဒါတအားရှားတယ်ခေတ်အဆက်ဆက်မှာWilliam Branham မစမောကဆောက်ကဘာပြောလဲဆိုရင်တဲ့ဝိညာဉ်တော်ကသူ့ကိုမနှိုးဆော်ရင်တဲ့ဝိညာဉ်တော်သူနှိုးဆော်မယ်တဲ့ကျွန်တော်ပြောတာနားလဲလားခါလေးလူတွေကိုအနာငြိမ်းမှုဝိညာဉ်တော်ကသူ့ကိုနှိုးဆော်လာတယ်ဘယ်နေရာမှာသွားပါဘသူ့ကိုဆူတောင်းပါသူ့ကိုနှိုးဆော်တဲ့နေရာမှာသွားလို့အဲ့လူကတေကန်ကြီးဖြစ်နေထားတော့မထားနိုင်သူစိတ်မရှိဘူးသူကစီပလင်းဖွင့်ပြီးတကိုယ်လုံးစီနဲ့ဒီလိုလောင်းပြီးအမိန်ပေးအဲ့လူကချက်ချင်းလန်းထားလျှောက်တာစမောကဆောက်ကအဲ့လိုလူမျိုးမဲ့တခါတလေလူတယောက်ကိုသွားတွေ့တဲ့ခါအောက်ပိုင်းတင်နေမိန်းမတယောက်ဝဝကြီးပဲဝิญဉ်တော့သူ့ဘာမှမနှိုးစော်ဘူးသူဖော်ပြမှုမရဘူးဖះအတန်လည်းမကြောက်သူ့အနာငြင်းမယ်ဆိုတော့တကိုယ်လည်းသူမခံစားဘူးမဲ့ဝิญဉ်တော့သူနှိုးဆိုရယုံကြည်နေကိုရောဖះဒီအမျိုးသမီးကိုကိုရောအနာငြင်းပေးပါကျွန်တော်ပြောတာနားလည်းမထင်နဲ့နော်ဝิญဉ်တော့သူအစပြုလိုက်တာမဟုတ်ဘူးမဲ့သူချက်ချင်းသူစိတ်ထဲကနေအရန်ကိုရောဒီအမျိုးသမီးကိုသူဆွဲထုတယ်ယုံကြည်နေအဲ့အမျိုးသမီးကိုအမိန့်ပေးတယ်ယေရှုနောက်မနဲ့ထပြီးလမ်းလျှောက်လို့ပြောတယ်အဲ့အမျိုးသမီးကထတယ်မထနိုင်ဘူးအနာမငြိမ်သေးဘူးဝါတယ်ဆိုတော့ပုံရသားပြုတ်ကြတယ်မျက်ရည်တွေအများကြီးကျလာတယ်အဲ့ဒီမျိုးသမီးကငိုးတယ်နင်မထသေးဘူးလားဆို तू ဘာလုပ်လဲဆိုတော့ तू ပြေးပြီးတော့အဲ့ဒီမျိုးသမီးပေါအောင် तू ကန်လိုက်တယ်ဟိုအရန်နာအောင်မဟုတ်ပါဘူး तू အဲ့လို smoke ကဆော့ကအဲ့လိုအရန်စိတ်အားထက်တယ်လို့တကယ်ဟိုဖះရဲ့ prophet တွေလိုပဲကျမ်းစာမှာ
အဲ့မှာအဲ့အမျိုးသမီးချက်ချင်းထပြီးလမ်းလျှောက်တာအနာရောဂါငင်းချင်းနေအများကြီးဖြစ်တယ်သူလူသေးထားမြောက်တဲ့ဇလန်းနေဆိုကျွန်တော်ပြောပြမယ်နော်သူမီဒီယံပွဲမှာဆိုရင်လူသေးခေါ်လာတယ်အလောင်းကြီးယေရှုနောက်ပိုင်းလမ်းလျှောက်လို့သူပြောတယ်ဘေးနားမှာလူသေးအလောင်းကိုလူတစ်ယောက်နဲ့ကင်နာတာသူလမ်းလျှောက်လို့ပြောတဲ့အချိန်မှာအဲ့လူသေးကဖုံးဆိုဒီလိုပြုတ်ကြတာဟောမဟုတ်သူလမ်းလျှောက်လို့ပြောတာမဟုတ်ဘူးထားနေကျွန်တော်ပြောမယ်လမ်းလျှောက်လို့ပြောမှာ bike ကိုသူထိုးတာ in the name of Jesus power တကိုးတော်ဆိုပြီး power ဆိုပြီးသူ bike ကိုထိုးပလိုက်တာအဲ့လူတွေကလွင်းထွက်သွားပြီးတော့မှပြုတ်ကြတာသူကလူကောင်းကလည်းတအားကြည့်တယ်ညနှာခေါင်းတွေရွက်အရေးတွေထွက်တော့လူတွေအားလုံးကမျက်နှာတွေတအားပြတ်တာဘလို့ဖြစ်တာလဲပေါ့နော်ဆရာကလည်းသူ့ပွဲမှာအဲ့လူနောက်တစ်ခါထူခိုင်းတယ်သူ့ရဲ့အာရှာတွေကထူပေးတယ်ယေရှုနာ in the name of Jesus power ဆိုနေဟိုသူထိုးလိုက်တော့မှအဲ့လူကနောက်တစ်ခါထပ်လွင့်ထွက်သွားအောင်နောက်တတိယတစ်ခါကျတော့မထသေးဘူးလားပေါ့ in the name of Jesus power ဆိုမျက်နှာကိုထိုးပလိုက်တော့မှမျက်လုံးနှလုံးပွင့်လာအဲ့လူကပြီးတော့အသက်ပြန်ရှူလာတယ်လမ်းအပြန်အသက်ရှင်လာတယ်လူတွေရောက်30ကျော်သူ့ဆိုတကဘာလုံးကဖိတ်တာတောင်အာဖရိကလည်းဖိတ်တယ်အမေရိကဖိတ်တယ်ဩစတြေးလျဖိတ်တယ်တောင်အာဖရိကမှာဆိုမိုးတိမ်ရောက်လာပြီးစကားပြောရတယ်ပါသူ့မီတင်ပွဲထဲမှာဆိုမိုးတိမ်ကသူတို့ဝတ်ပြုနေတဲ့နေရာကိုလွှမ်းမိုးပလိုက်တာလူတွေအားလုံးအနာငိမ့်တာသမိုင်းမှာတကယ်ဖျားသုံးတာတကယ်အဲ့လူတွေက real stuff လို့ခေါ်တယ်တကယ်စစ်မှန်တဲ့လူတွေ phony fanatic မဟုတ် phony fanatic ဆိုတာသိလား phony fanatic ဆိုတာသိမထိရောက်ပဲနဲ့လေဥပမာကျွန်တော်ပြောမယ်ဆရာဝန်မှာရန်ကုဆိုတာကြားဘူးတယ်မလားဟိုဆရာဝန်မဟုတ်ဘူးပေါ့ထားပါတော့ဆရာဝန်မဟုတ်ဘူးစေးမှုတို့ဘာတို့ပေါ့လေတချို့တွေကတိတ်ရမသိဘူးလူဟိုကကောင်းမလားဒီကကောင်းမလားဟိုကလေးစမ်းကူးလိုက်ဒီကလေးစမ်းကူးလိုက်အဲ့ဒါတမျိုးတကယ် real stuff ပညာနဲ့ပြည့်ဝတဲ့လူကယောဂအခြေအနေဘယ်လိုလဲကောင်းကောင်းသိတယ်ဆိုတော့အဲ့အတိုင်းပဲဆိုတော့တချို့ဒီနေ့အမှုတော်ဆောင်တွေယုံကြည်ခြင်းနဲ့အမှုတော်ဆောင်တာအများကြီးရှိတယ်ကျွန်တော်လေးစားပါတယ်เนาะယုံကြည်ခြင်းနဲ့တကယ်ဆူတောင်းပြီးတယ်တချို့အနာငြိမ်းတယ်တချို့အနာမငြိမ်းဘူးပြန်သွားတယ်တကယ်တတရားအဆင့်ဘိတ်သိချင်းရောက်လာလို့ရှိရင်တော့အဲ့လိုမျိုးမဟုတ်တော့အတူအယောင်လည်းမဟုတ်တော့ဘူးအနာမငြိမ်းတဲ့ဟာကိုငြိမ်းနေဆိုပြီးယုံကြည်ခြင်းနဲ့ဝန်ခံခိုင်းတာမဟုတ်ကျွန်တော်ပြောတာသိလားတချို့ကမငြိမ်းလို့ရှိရင်လည်းယုံကြည်ခြင်းနဲ့နင်ပြောဆိုလူကတော့အနာမငြိမ်းသေးဘူးယုံကြည်ခြင်းနဲ့အနာငြိမ်းပြီလို့ပြောရတယ်ဟိုယေရှုနာမ၌မှာဒုနာပြောက်သွားပါပြီဘာပြောက်သွားပါပြီလို့စင်ပေါ်မှာထားပြီးတက်သိခံတယ်အဲ့ဒါလည်း phony fanatic တွေကျွန်တော်နဲ့မဆိုင်ဘူးကက်သရင်းခူးမင်းတို့မေဝဂါဆတ်တို့ဆိုအနာငြိမ်းတာတေချာမှစင်ပေါ်ပေးတတ်တာယုံကြည်ခြင်းနဲ့လည်းဝန်မခံခိုင်းဘူးသူတို့ပွဲတွေမှာဆိုလူတွေကအနာကိုငြိမ်းတာကျွန်တော်ပြောမယ်စစ်မှန်တဲ့ဖရားရဲ့တကိုးတော့က phony မဟုတ်ဘူး fanatic မဟုတ်ဘူးတကယ် real stuff ပဲကျမ်းစာမှာ prophet တွေကိုကြည့်သခင်ယေရှုကိုကြည့်နောက်ပြီးရင်တပည့်တော်တွေကိုကြည့်သခင်ယေရှုမျက်စိကန်းတဲ့လူတယောက်ကိုသူအနာငြိမ်းစေတယ်ပထမတစ်ခါသူဖွင့်ကြည့်လိုက်တော့သူမျက်စိကရှင်းရှင်းလင်းလင်းမမြင်သေးဘူးတစ်ပင်နေလမ်းလျှောက်နေတော့မြင်တယ်လူတွေကိုတစ်ပင်နေပုံစံနဲ့မြင်တယ်နောက်တစ်ခါထပ်ပြီးတော့မှဆူတောင်းလိုက်တယ်အနာငြိမ်းခြင်းတကူတော့ဖြေလွတ်လိုက်တယ်ဆိုတော့အဲ့တယောက်ကတကယ်အနာငြိမ်းတယ်သခင်ယေရှုရဲ့အဝတ်ကိုလာထိတဲ့အမျိုးသမီးကတကိုးထွက်သွားတာကိုသခင်ယေရှုကသိတယ်စမောကဆွတ်တို့ဘာလို့တိုးတဲ့လူတိုင်းလည်းအဲ့လိုပဲတချို့တကိုးကိုခံစားတယ်ကျွန်တော်သက်တာမှာကျွန်တော်အဲ့ real stuff ကိုကျွန်တော်လိုချင်တယ်ကျွန်တော် phone မဟုတ်ဘူးဟန်ဆောင်တဲ့လူမဟုတ်ဘူးကျွန်တော်ပြောမယ်ကျွန်တော်အသက်တာမှာကျွန်တော်ဖះနဲ့လှုပ်ထားတဲ့ vow ကဘယ်တော့မှသက်သက်လုံးဟန်မဆောင်စစ်မှန်ခြင်းကိုကျွန်တော်လိုချင်တယ်အဲ့လိုဗိတ်သိက်ချင်းအဆင့်ကိုကျွန်တော်ရောက်သွားအောင်ဘဝမှာတက်လန်းသွားရမယ်တစ်စင်ချင်းဒီရလူတွေလည်းကျွန်တော်တိုက်တွန်းချင်တယ်အဲ့ဒါမလို့ဒီကောင်းဝင်နိုင်ငံတော်နဲ့ဆိုင်တဲ့အရာတွေကကျွန်တော်တို့ထိတွေ့ခွင့်ရတယ်ဝิญဉ်နယ်ပဲထိတွေ့ခွင့်ရတယ်မယုံကြည်သူတွေအောင်သူတို့နတ်ဆိုးဝิญဉ်ဆိုးနေတယ်ကျွန်တော်ပြောရတာသိရမယ်နော်သူတို့တကယ်စစ်မှန်ဆိုတာနော်ထိတွေ့ကြတယ်ဟိုအသားတွေကိုဓာတ်ရိုက်နဲ့ခုတ်ရှာတာတွေရောเนาะအဲ့ဒါအခုနီလန်မျိုးစုံနဲ့เนาะမယုံကြည်သူတွေထိတွေ့ကြတယ်ကျွန်တော်ပြောမယ်ကျွန်တော်တို့ဖျားရှင်ကသူနဲ့အရန်ထိတွေ့စေချင်တာအရန်ထိတွေ့စေချင်တာအတွေးခေါ်နဲ့သွားဖို့ပဲစူးစမ်းတယ်เนาะဒီဝิญဉ်နယ်ပယ်ကိုမယုံဘူးတဘာဝထက်လွန်တဲ့နယ်ပယ်ကိုမယုံဘူးဆိုအဲ့ဒါခရစ်တော်ကိုဖျားရှင်ကိုကိုးကွယ်တယ်ပြောပြီးမယ်အဲ့ဒါဖျားမှားပြီးကိုးကွယ်နေတဲ့ပုံပဲဆိုတော့ကျွန်တော်တို့ဖျားကကျမ်းစာမှာကဘာဦးကနေစလှန်ကြီးဗျာဒိတ်အထိနမိတ်လက္ခဏာတွေပဲပြုတယ်ဖះပဲကျွန်တော်တို့ကဒီဖះကိုကျွန်တော်တို့ကိုးကွယ်တယ်ကျွန်တော်တို့ကအဲ့တကူးနဲ့တဘာဝထက်လို့ဣသရေလလူမျိုးတွေကြည့်အေဂုတုပြည်ကနေထွက်လဲနေ့တိုင်းမှာနမိတ်လက္ခဏာလိုတယ်နေ့တိုင်းမိုးတိမ်တိုင်းလိုတယ်နေ့တိုင်းမိတိုင်းလိုတယ်နေ့တိုင်းရေလိုတယ်ဒီကြောက်ထရထွက်တဲ့ရေနေ့တိုင်းမန်နာမုံလိုတယ်ငုံနေလိုတယ်နေ့တိုင်းမှာသူတို့နမိတ်လက္ခဏာလိုတယ်ဒီကျွန်တော်တို့တွေကကိုချောက်ပေါ်ကိုရက်တယ်ဆိုတော့ပုံစံမျိုးမဟုတ်ဘူးလူကသူများကိုနော်လူကိုတော့မမီကိုရအောင်နှာခေါင်းနဲ့အသက်ရှူတတ်တဲ့လူကိုမမီကိုရအောင်ဒါပေမဲ့အသက်ရှင်တဲ့ဖះရှင်ကိုကျွန်တော်တို့ကိုးစားတတ်တယ်ဖះရှင်ကိုကျွန်တော်မှီခိုးရမယ်ငါနိုင်မရှိမတီးရင်သူတို့မနေနိုင်ဘူးပြောရတယ်ကျွန်တော်တို့ကစပြစ်ပင်အခက်တွေဖြစ်တယ်ခရစ်တော်စပြစ်ပင်နဲ့ကျွန်တော်ဆက်ထားဖို့လိုတယ်ဖဖျားကိုတော့ကောင်းမနေငင်တော့တကူတော့ဒီညမှာကျွန်တော်ဖြည့်လွတ်တယ်ကျွန်တော်ညီကုန်းချုပ်တော့မယ်နော်အဲ့ဒါမလို့နိုင်ငံတော်တဲ့ဝิญဉ်တော်ရဲ့လှုပ်ဆောင်ချက်တွေတဘာဝတက်လွန်တဲ့စုကျေးဇူးတွေကယုံကြည်ခြင်းအပြင်အလုပ်လုပ်တယ်စစ်မှန်တဲ့ယုံကြည်ခြင်းဒီဝิญဉ်တော်ရဲ့ဥဆောင်မှုအပြင်နော်ဆိုတော့ကျွန်တော်ပြောနေတာဒီတတိယကောင်းဝင်ပေါ်ဝิญဉ်အတွေ့အကြုံတွေနော်တွေ့ကြုံတွေဆိုတာဖျားရှင်ပြုမှရုပ်တရက်ကြီးလာချီကြွသွားမှတွေ့ရတာမဟုတ်တခါလေယုံကြည်ခြင်းနဲ့နေ့တိုင်းမှာဖျားရှင်စီမှာတိုးဝင်တယ်ဆိုတဲ့လူတွေအတွက်ကဒါဖွင့်ထားတယ်
ကျွန်တော်ပြောတာသိလားအခွင့်အရေးပေးတာတယ်ဖះနဲ့တကယ်သွားလာတဲ့လူတွေကဘယ်အချိန်မှမသိဘူးဖះရှန်ခဏဝင်းနေပဲအတွေ့အကြုံတွေတွေ့လိမ့်မယ်ရှင်ဘောလူကိုယ်တိုင်တွေ့ရတယ်ဆိုတော့အဲ့လိုပဲသခင်ယေရှုဆိုလည်းအဲ့လိုပဲအမြဲတမ်းပုံမှန်ဆူတောင်းတဲ့အချိန်တိုင်းမှာတော့ဒီလိုကောင်းဝင်ဆင်းကြလာပြီးမောရှိတို့အေလိယာတို့ရောက်လာတယ်လို့ကျွန်တော်မပြောပါဘူးဆိုတော့ဒါပေမဲ့ပုံမှန်ဖះနဲ့သွားလာတဲ့လူတွေကသဘာဝတက်လွန်ကဲတဲ့နယ်ပယ်နဲ့တကယ်ကိုဖွင့်ထားပြီးသားပဲကျွန်တော်ပြောတာသိမယ်ထင်တယ်နော်အဲ့ဒါမို့လို့ကျွန်တော်ဒီကလူတွေအားလုံးကျွန်တော်သိစေချင်တာတင်ယုံတဲ့အတိုင်းဖြစ်လိမ့်မယ်တချို့လူတွေကဘာထင်လဲဆိုတော့ဒီဝิญဉ်အတွေ့အကြုံတွေကငါနဲ့မဆိုင်အောင်လို့ထင်တယ်မဆိုင်အောင်လို့ယုံတယ်ဆိုလို့ရှိရင်အဲ့အတိုင်းပဲဖြစ်မှာပဲကိုယ်နဲ့ဆိုင်တယ်ကျမ်းစာမှာတုံးဝင်ချင်းကရတဲ့အခွင့်အရေးဆိုယုံကြည်ခြင်းနဲ့တုံးဝင်ချင်းကပါဒီပလင်တော့တကယ်ဝิญဉ်အတွေ့အကြုံတွေလိုက်လာလိမ့်မယ်ကောင်းတဲ့တမန်တွေနဲ့တွေ့ကြုံခြင်းတွေဖြစ်လာလိမ့်မယ်เนาะတချို့တွေနမိတ်လက္ခဏာတွေဖြစ်လာလိမ့်မယ်ဖခင်ရဲ့ဗျာဒိတ်တော်တွေရလာမယ်ဖခင်ရဲ့အတန်ကိုကြားတတ်လာလိမ့်မယ်ချို့တွေ prophet ပြုလာလိမ့်မယ်ဆိုတော့နိုင်ငံတော်နဲ့တွေ့နိုင်ငံတော်ကျွန်တော်တို့ကကျမ်းစာတွေကလူတွေလို့ထပ်တူတော့တွေ့ကြမှာတွေ့မယ်เนาะဟိုပြောချင်တာတော့အတိအကျကြီးเนาะဥမာယောဟန်တွေ့သလိုကြီးတွေ့မယ်ရှင်ပေါလုတွေ့သလိုတွေ့မယ်လို့ပြောတာမဟုတ်ဘူးဒါဖခင်ရှင်ဝိညာဉ်တော်ဥဆောင်တဲ့အတိုင်းတွေ့လာလိမ့်မယ်တချို့ကပြောလိမ့်မယ်ဖခင်ရှင်တွေ့ကြုံတဲ့ဟာနဲ့လမ်းဟိုဘယ်လိုပြောမလဲဘယ်လိုခွဲခြားမလဲဘယ်လိုပိုင်းခြားမလဲเนาะကိုယ့်ဘက်ကိုအဲ့ဒါကြီးနောက်တစ်ပတ်တင်မယ်အဲ့မလို့ဒီသင်ခန်းစာအပိုင်းတစ်ကျွန်တော်ခွဲတာအင်မတန်ကျေပြန့်တယ်เนาะကျွန်တော်တေချာတင်ပေးမယ်ဆိုတော့နောက်သွေးသွနာဆွဲတဲ့အမျိုးသမီးလည်းအဲ့လိုယုံကြည်ခြင်းနဲ့နောက်ယုံကြည်ခြင်းသူရဲ့ကောင်းနေဟေဘရဲ7မှာသူတို့ကယုံကြည်ခြင်းနဲ့တိုးဝင်တာဒီမြန်မာနိုင်ငံမှာလည်း online မှာလည်းတွေ့မှာ prophet ပြုတဲ့လူတွေရှိတယ် prophet လို့ခေါ်တဲ့လူတွေရှိတယ်ဝิญဉ်နယ်ပယ်နဲ့ဖျားအတန်ကြားရလို့ပြောတဲ့လူတွေရှိတယ်။မဲ့သူတို့တကယ်ဗနေရာခိုင်နှုန်းထိမှန်တယ်လေ။ဆိုတော့ဟိုလူတယောက်ကကိုရောအသက်တာမှာတကယ်ဘယ်လောက်ထိမှန်ကန်နိုင်တယ်တကယ်ဖျားနဲ့ဘယ်လိုသွားလာလမ်းမမောင်းဘယ်လိုစောင့်ရှောက်မလဲဘယ်လိုမှန်ကန်မလဲဆိုတော့အရာတွေအားလုံးကနောက်တစ်ပတ်ကျရင်ကျွန်တော်သင်မယ်။တချို့လူတွေကတကယ်မသွားလာတတ်တော့နောက်တမာတရားကိုမသိတာလည်းပါတယ်။တမာတရားကိုမသိတော့ကိုယ်စိတ်တွေကအထင်နေနဲ့ပြောတာလေ။ဆိုတော့ဟိုတမာတရားနဲ့မညီတဲ့ဟာတွေမဖြစ်ဘူးကျွန်တော်တို့တတ်တာမှာနှုတ်ကပတ်တော်နဲ့ပြည့်ဝမယ်ဝิญဉ်တော်နဲ့ပြည့်ဝမယ်ဖခင်ရဲ့မေတ္တာနဲ့ပြည့်ဝမယ်ဖဖကိုရောနိုင်ငံတော်တကူတော်ယခုပင်လင်ကိုရောဒီမှာရှိတဲ့မိသားစုတိုင်းမှာလူတိုင်းစီမှာသားဖြည့်လွတ်တယ်ဖကိုရောတကူတော်ကိုဖြည့်လွတ်တယ်ကိုရောရှင်ဖခင်ကောင်းကြီးပေးပါအရောက်တိုင်းကိုရောထိတွေ့ပါကိုရောနိုင်ငံတော်တကားတွေဖွင့်လှစ်ပါကိုရောကောင်းကင်နိုင်ငံတော်ရဲ့တကားဆိုတာဒီနေ့အမြင့်မှာတနေရာမှာရှိတဲ့အရာပဲမဟုတ်ဘဲနဲ့ဒီမှာထိုင်နေတဲ့သူအရောက်တိုင်းကကောင်းကင်နိုင်ငံတော်ရဲ့တကားဖြစ်ကြောင်းသူတို့သိစေပါကောင်းကင်နိုင်ငံတော်ရဲ့လှေကားတွေဖြစ်ကြောင်းသိစေပါကောင်းဝင်ဘုံမိမ့်မှန်ဖြစ်ကြအောင်သိစရာသူတို့ဒီဝิญဉ်အတွေ့အကြုံသူတို့ကိုယ်တိုင်တွေ့ကြုံယုံတင်မဟုတ်ဘဲနဲ့တခြားသူများတဲ့ဒီလောကကြီးကဒီမှာရှိတဲ့သူတွေအားဖြင့်ကောင်းဝင်နိုင်ငံတော်တွေ့ကြုံခံစားမိကြောင်းကိုရောဒီသူတို့ကောင်းဝင်နိုင်ငံတော်လှေကားတွေအနေနဲ့ဖန်ဆင်းထားကြောင်းကိုရောသိစေပါဒီမိသားစုတွေမှာကိုရောအကြည့်ရှုကြွလာပါအိမ်မက်အားဖြင့်ယူပါအောင်အားဖြင့်လည်းကြွလာပါကိုရောဖျားကြီးဆုံးကနေအငယ်ဆုံးတိုင်ကိုရောကောင်းကြီးပေးပါကိုရောရှင်ဖျားတဲ့မှာတို့အနံ့တယ်ဟိုရှာလာဘာဘာခရှိထားလာဘာဘာရှိခေရီယာရာဘာဘာဘာစီတေတေဟိုရာဘာဘာခရှိထားလာဘာဘာခရှိထားလာဘာဘာစီတေရှိခေရီယာရာဘာဘာဘာစီရှိတေယာရာဘာဘာစီတေကိုရောဂျေဇုတင်တယ်ဟာလာဘာဘာခရှိထားလာဘာဘာကိုရောယခုပဲလေကိုရောတကူရောဖြေလို့ပြီးကိုရောတိုးထိပါဆိုနောက်ဆုံးစကားပဲကျွန်တော်ပြောချင်တော့တယ်အဲ့ဒါဘာလဲဆိုတော့ဒီနေ့ Smoker Sweat တို့เนาะကျန်းစာမှာပေါ်လူတို့ပေတရုတို့ဒီလိုအတွေ့အကြုံတွေတွေ့တယ် Smoker Sweat ဆိုလည်းခမီးတော်သားတော်တန်ရှင်သောဝိညာဉ်တော်ကိုသူဖူးတွေ့ခွင့်ရတယ်လောကမှာသူတကိုးကြီးစွာသူအမှုတော်ဆောင်တယ်တကယ်ကိုစစ်မှန်တဲ့ real stuff တွေ real deal တွေအဲ့လိုစစ်မှန်တဲ့လူတယောက်အနေနဲ့အသက်ရှင်မလားเนาะတချို့တွေကတော့ဖျားတန်ကြားတယ်ပြောတယ်ကောင်းဟိုတဘာဝတက်လွန်ခဲ့တဲ့ဟာတွေဖြစ်တယ်ပြောတယ်အနာရောဂါငြင်းချင်းတချို့လည်းဖြစ်တယ်မဲ့ဘယ်လိုပြောမလဲဥမာကျွန်တော်ပြောလို့ကျွန်တော်ဆရာပြောသလိုပေါ့ကျွန်တော်တို့ TV ပြတ်တယ် TV ဆိုင်သွားပို့လိုက်တယ်သူတို့က TV နဲ့ဆိုင်တဲ့ဒီ engineering ကိုတတ်ထားတဲ့လူမဟုတ်ဘူးကလီရင်နဲ့သူတို့ရှောက်ပြင်တဲ့လူတွေဖြစ်နိုင်တယ်သူတို့လောက်တာတော့ဟုတ်ရင်ဟုတ်မယ်ရတဲ့အခါရမယ်မရတဲ့အခါမရအောင်တကယ် center เนาะ Toshiba ပြတ်လို့ Toshiba ဌာနကိုပြန်ပို့ရင်တော့တကယ် engineer တွေရှိတယ်ဆိုလိုချင်တာပါဆိုကျွန်တော်တို့ဒီမှာရှိတဲ့လူတွေအားလုံးကျွန်တော်တကယ် brand တွေဖြစ်စေဝิญဉ်ရဲ့မှာတစံတဝါမဟုတ်တကယ်ဒီလိုအတွေ့အကြုံတွေလည်းတွေ့သလိုတဘာဝတက်လွန်ခဲ့နေပဲတွေ့သလိုကိုကတကယ်စစ်မှန်တဲ့ brand တွေအနေနဲ့ဘယ်လိုရှောက်လမ်းမလဲဆိုတော့နောက်တစ်ပတ်ကျွန်တော်တေချာသင်ပေးမယ်အောင်လို့ရောက်တိုင်းအောင်ကြိုးစုတယ်ရောက်တိုင်းအောင်ကျွန်တော်ချစ်တယ်ဆိုတော့ကျွန်တော်ကိုချစ်ပေးကြတဲ့သူတွေအားလုံးလည်းကျွန်တော်ကျေးဇူးတင်တယ်ဆိုတော့ဘာတွေပြောစရာရှိအောင်မလဲဒီနေ့တော့ဒီလောက်ပဲကျွန်တော်ဒီကုန်းချုပ်တော့မယ်နော်နောက်တစ်ပတ်မှပြောမလားအရေးကြီးစရာပြောစရာရှိရလို့တော့လက်ထောင်လိုက်နော်ကြံတဲ့လူတွေတော့တယောက်ချင်းစီကျွန်တော်ဖယ်လိုက်တော့မယ်ဆိုတော့အရင်အရေးကြီးရလို့တော့ကျွန်တော်ထားရမယ်နော်အားလုံးဖျားကောင်းကြီးပေးပါစေ